အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ကတော့လေ့လာမယ်စီမင်းပိုင်မယ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဒီ data manipulation with panda ဆိုတဲ့ playlist ကနေပြန်လည်ကြိုလိုက်ပါတယ်ခင်ဗျာဒီ playlist ကိုရှေ့မှာကြည့်ခဲ့မှုတဲ့သူတွေသိတဲ့အတိုင်းပဲကျွန်တော်တို့ဒီ video တွေကဘာလဲဆိုလို့ရှိရင်အဓိကအဖြစ် Python မှာပေါ့နော်ကျွန်တော်တို့ data analysis လုပ်တဲ့အခါဒါမှမဟုတ် data science ရဲ့ machine learning AI ပြုလုပ်တဲ့အခါမှာအသုံးပြုတဲ့ဒီ data တွေကိုကင်တွယ်တာနဲ့ပတ်သက်ပြီးတော့အသုံးပြုတဲ့ဒီ Panda library အကြောင်းကိုကျွန်တော်တို့ပြောနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ရှေ့က video မှာတော့ကျွန်တော်တို့ဘာပြောခဲ့လဲဆိုလို့ရှိရင် Panda မှာအဓိကအသုံးပြုတဲ့ series နဲ့ data frame ဆိုတဲ့ဒီ data အမျိုးအစားအကြောင်းကိုကျွန်တော်တို့ပြောခဲ့ series ဆိုတာကြတော့ကျွန်တော်တို့ row တစ်ခုဒါမှမဟုတ် column တစ်ခုလည်းရှိရဲ့ဒီ one dimensional data အမျိုးအစားဖြစ်ပြီးတော့ကျွန်တော်တို့ data frame ဆိုပြီးဖြစ်လာရဆိုလို့ရှိရင်ဒီ series data အမျိုးအစားတွေကိုပေါင်းထားတဲ့ဒီ data အမျိုးအစားဖြစ်တယ်သူကကြတော့ပုံမှန်ကျွန်တော်တို့နေ့စဉ်ဘဝမှာအသုံးပြုတဲ့ Excel ပုံစံ table data အမျိုးအစားဖြစ်တယ်ပေါ့နော်အဲ့ဆိုရင်ဒီနေ့မှာကျွန်တော်တို့ဘာကိုလေ့လာမလဲဆိုလို့ရှိရင်အဲ့ဒီ data အမျိုးအစားတွေအဲ့ data တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ Panda မှာအခြေခံလှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောရမှာဖြစ်တယ်ပေါ့နော်အခုထိတော့ဒီ video ထိတော့ကျွန်တော်တို့ဒီကောင် data analysis မှာဘယ်လိုသုံးလဲပြီးရင်ကျွန်တော်တို့ပုံမှန်တခြားသုံးတဲ့ဒီ data analysis တို့ data science တို့မှာသုံးတဲ့နည်းလမ်းတွေ technique တွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာအရင်ပြောမှာမဟုတ်ဘူးအခုကကျွန်တော်လုံးဝဒီ library ကိုအခြေခံအနေနဲ့ဘယ်လိုသုံးရမလဲရှေ့က data structure တွေကိုယူပြီးတော့ဘယ်လိုအသုံးချရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့အသေးစိတ်ပြောရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ video လေးကိုကျွန်တော်တို့မဝင်ခင်ထုံးစံတိုင်းပဲကျွန်တော်ရဲ့ video ကို like and share လေးလုပ်ပေးပြီးတော့အဓိကတော့ကျွန်တော်တို့ Facebook မှာဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ်ကျွန်တော်ရဲ့ video အကူအညီဖြစ်တယ်ဆိုလို့ရှိရင်တခြားကိုပေးနာလူတွေကိုလည်းမျှဝေပေးဖို့ပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှေ့ရဗီဒီယိုမှာလည်းပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီဗီဒီယိုလေးတစ်ခုဖန်တီးမယ်ဆိုရင်အချိန်ကြီးအများကြီးပေးရတယ်လုံးဝအစကနေပြီးတော့အဆုံးထိကိုဗီဒီယိုအတွက်ဒီ contents တွေကိုကျွန်တော်ပြင်ဆင်တာကနေစပြီးတော့ကျွန်တော်ကိုယ်တိုင်နားလည်ဖို့လဲလုံးဝအသေးစိတ်နားလည်ဖို့လဲကျွန်တော်ကိုယ်တိုင်လိုအပ်လို့တေချာပြန်ပြီးတော့လေ့လာရတယ်ပြီးနောက်ဆုံးမှာဒီ PowerPoint လုပ်တယ်ပြီးဗီဒီယိုတွေလုပ်တယ်ပြီးနောက်ဆုံးမှာလုံးဝတီးဖြတ်တာဒီအများကြီးတော့တီးဖြတ်တာတော့မဟုတ်ပေမဲ့လည်းဒီတိုင်းဖြတ်လိုက်တော့ပြန်ဆက်လိုက်အဲ့လိုမျိုးလောက်ကလေးအခြေခံနေနဲ့တော့ရှိကြရပဲဆိုတော့အဲ့ဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်အချိန်ကြီးအများကြီးပေးရတယ်အဲ့တော့အဲ့ဒီကနေပြီးတော့ကျွန်တော်ပြန်ပြီးတော့အားဖြစ်နိုင်တာကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုကြောင့်သူများတွေပို့ပြီးတော့လူတော်တော်များများကိုအကျိုးဖြစ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်ကပို့ပြီးတော့ဝမ်းသာတယ်အဲ့တော့အဲ့ဒီအားပဲကျွန်တော်ဒီလိုမျိုးဗီဒီယိုတွေကိုပို့ပြီးတော့နော်အချိန်ပေးပြီးတော့ပို့ပြီးတော့များများဆက်လုပ်နိုင်ဖို့အတွက်ကျွန်တော်ပို့ပြီးတော့အားဖြစ်တယ်ပေါ့နော်အဲကြောင့်မို့ဒါကတော့ကျွန်တော်ဘက်ကမြေတားရက်ခံချက်ဖြစ်တယ်ရှေ့ descriptive statistics ဆိုလို့ရှိရင်အခုချိန်ဒီကျွန်တော်ကြည့်ရသူကအများကြီးမရှိသေးဘူးเนาะကျွန်တော်ရဲ့လိုအပ်ချက်တွေလည်းဖြစ်နိုင်တယ်ဆိုပေမဲ့လည်းเนาะဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကြည့်ရသူပုံများရင်တော့ကျွန်တော်အတွက်တော့ပိုကောင်းတာအဲ့တော့ဝိုင်းပြီးတော့အားလုံးကူညီပေးဖို့မြေတားရက်ခံခြင်းနဲ့အဲ့ဒီနီလန်းအဖြစ်ကျွန်တော်ဒီဗီဒီယိုကြည့်ရသူတွေရောကျွန်တော်လည်းအများကြီး contents တွေကိုပို့ပြီးတော့ဖန်တီးနိုင်တယ်လို့ကြည့်ရသူတွေလည်း contents ပိုများများပို့ပြီးတော့ကြည့်နိုင်တယ်အဲ့တော့ကျွန်တော်တို့အတူတူရှေ့ဆက်ပြီးတော့ပို့ပြီးတော့ကောင်းတဲ့ content တွေဖန်တီးနိုင်အောင်ကျွန်တော်ပဲစူးစမ်းမှာမဟုတ်ဘဲနဲ့အားလုံးအတူတူစူးစမ်းဖို့အကူအညီတောင်းတယ်ပေါ့နော်အဲ့တော့ပြောရရင်များပြီပေါ့နော်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုဆိုလို့ရှိရင်ဆက်လိုက်ရအောင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတော်တော်များများတော့ကျွန်တော်မြန်မာလိုပြန်လာတဲ့ဟာတွေရှိရယ်အခုတော့ကျွန်တော်ပါဇက်နဲ့ရှင်းပြမှာဖြစ်တယ်နောက်လေ့ကျင့်ခြင်းလို့ဒီလိုမျိုးအတိအကျမြန်မာလိုအကုန်အစအနေအဆုံးထိပြန်ပြီးကျွန်တော်ရှင်းပြချက်တွေအဲ့လိုမျိုး note တွေအဲ့ဒါတွေပါလိုချင်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်အဲ့ဒါတော့member လေးတော့ဝင်မေးရမယ်ပေါ့နော်ဒါပေမဲ့လည်းမဝင်မဲနဲ့လည်းဒီမှာဒီဗီဒီယိုမှာပဲကျွန်တော်လည်းတူလိုက်ပြီးတော့ code တွေကိုလိုက်ရေးဆိုလဲအဆင်ပြေအဲ့တော့ပြဿနာမရှိဘူးကျွန်တော်လည်းတူလိုက်ပြီးတော့လုပ်လို့ရတယ်ရှေ့မှာကျွန်တော်ပြောတဲ့အတိုင်းပဲဒီလေ့ကျင့်ခန်းတွေကိုတော့ Python for data analysis data wrangling with panda numpy and jupyter ဆိုတဲ့စာအုပ်ကနေပြီးတော့ကောင်းတော့ဖော်ပြခြင်းဖြစ်တယ်ဘာလို့လဲဆိုရင်ဒီ Wes McKinney ကျွန်တော်ရှေ့မှာပြောတဲ့အတိုင်း Wes McKinney ဆိုတဲ့ပုဂ္ဂိုလ်ကဒီ panda ရဲ့ developer ဖြစ်တယ်အဲ့တော့သူ့စာအုပ်ကိုကြည့်ပြီးတော့ကျွန်တော်တို့လုပ်တာအရင်တခြားစာအုပ်တွေတက်ပို့ပြီးတော့အထောက်အကူဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့စပြီးပြောလိုက်ရအောင်ပေါ့နော်အဲ့ဒီမှာရေးရတယ်ကျွန်တော် essential functionality ဆိုတာဘာလဲဆိုရင် Panda ကိုသုံးမယ်ဆိုလို့ရှိရင် data structure ကြောင့်လေ့လာပြီးနေဒုတိယတစ်ခုအနေနဲ့ဘာလေ့လာလဲဆိုလို့ရှိရင်သူ့ရဲ့အခြေခံလှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့လေ့လာရတယ်အဲ့ဒီမှာရေးရတဲ့အတိုင်းပဲဒီဗီဒီယိုမှာကျွန်တော် series နဲ့ data frame နဲ့ပတ်သက်ပြီးတော့ data တွေနဲ့အပြန်အလှန်လှုပ်ဆောင်အောင်အသုံးပြမယ်အခြေခံအကျဆုံးနီလန်းများကိုကျွန်တော်လေ့လာသွားမှာဖြစ်တယ်နောက်ဗီဒီယိုမှာတော့ကျွန်တော် Panda ကိုအသုံးပြုပြီးတော့ data analysis လုပ်တဲ့ဟာတွေပြီးရင် data တွေကိုကင်တွယ်တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်အတွင်းချက်လေ့လာသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမအဦးဆုံးအကြောင်းအရာဘာလဲဆိုလို့
re-indexing ဆိုပြီးတော့ခေါ်တယ်အဲ့ဒါဘာလို့တာလဲဆိုရင် index ပြန်လေသတ်မှတ်တာကျွန်တော်တို့ index အကြောင်းကိုမပြောခင်ကျွန်တော်တို့ဒီ data ပုံစံလေးဥပမာလေးတစ်ခုကိုအရင်ဆုံးတစ်ချက်ကျွန်တော်ပြန်ကြည့်ကြမယ်ပေါ့နော်အဲ့တော့အသက်တို့အယောင်တို့ food တို့အဲ့ဒါတွေကကျွန်တော်တို့ရဲ့ column index လေးတွေဖြစ်မယ်ဒီ chain တို့ knit တို့ လူနာမည်တွေကကျတော့ကျွန်တော်တို့ရဲ့ဒီ row index လေးတွေဖြစ်မယ်နော်ဒါပေမဲ့ကျွန်တော်တို့ရတကယ်ကြည့်မယ်ဆိုရင် index ကိုနှစ်မျိုးနှစ်စားခွဲခြားနိုင်တယ်ကျွန်တော်တို့ panda မှာပေါ့နော်အခုလိုမျိုးကျွန်တော်တို့ဒီလိုခေါင်းစဉ်တွေဒီလိုနာမည်တွေ့မှာနာမည်ပြီးရင်ဒီလိုစာတွေနဲ့ရှိတဲ့ index မျိုးကိုကျွန်တော်တို့ရစာအဖြစ်နဲ့ရှိနေ index မျိုးဘာလို့ခေါ်လဲဆိုလို့ရှိရင် label index တွေဆိုပြီးတော့ခေါ်တယ် label ဆိုတော့စာနဲ့ပြောတာစာသား index တွေဆိုပြီးတော့ခေါ်တယ်အဲ့တော့ဒုတိယတစ်မျိုးကဘာလဲဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲဒီကောင်တွေကအခုလိုမျိုး label index တွေဆိုမြဲသူ့ရဲ့နောက်ွယ်မှာကိန်းကနန်းအဲ့လိုအစင်လိုက်အဲ့လိုကိန်းကနန်းလေးတွေရှိတယ်သူတို့တွေကနောက်ွယ်မှာဟိုရှိနေကျွန်တော်တို့ကအခုဒီမှာဟို label index ကိုသတ်မှတ်ထားလို့ဒီကောင်လေးတွေကပေါ်နေပြီမဲ့သူတို့နောက်ွယ်မှာဟိုခုနပြောရဲ့ကိန်းကနန်း index လေးပါတယ်အဲ့ဒါဘာလဲဆိုရင်ဒီ3ညအနေစာဥပမာ Jane ဆိုလို့ရှိရင်3ညနေရာမှာ Nick ဆိုရင်1 2 3ဆိုပြီးအဲ့လိုမျိုးအောက်ထီကိုအဲ့လိုမျိုးအစင်လိုက်သွားဒီဘက် column ဆိုလို့ရှိရင်လည်းအဲ့လိုပဲအဲ့လို position အဲ့လိုဟိုကိန်းကနန်း index လေးရှိရဲ့အသက်ဆိုရင်3ည1 2ဆိုပြီးအဲ့လိုလေးတွေရှိအဲ့လိုမျိုးကျွန်တော်တွေက industry အကောင်ကြီးကကြတော့အခုဒီမှာအပေါ်မှာပြမနေဘူးသူကကြတော့နောက်ွယ်မှာ automatic ပန်တာနေပြီးတော့ဖန်တီးထားတဲ့ဒီ index လေးအဲ့လို index ကိုကြတော့ကျွန်တော်တွေကဘာလို့ခေါ်လဲဆိုလို့ရှိရင် position based index တွေဆိုပြီးတော့ကျွန်တော်တွေခေါ်တယ် position based index เนาะဘယ်လိုခေါ်လဲဆိုရင် position သူကကြတော့နေရာကိုပြတာနော်ဥပမာဒီမှာဒီပထမအကြောင်းဆိုလို့ရှိရင်တုံညနေရာမှာရှိလို့သူကကျွန်တော်က Python မှာအရေးအတွက်တစ်ခုခုကိုရေးအတွက်တွေဆိုတုံညကနေပြီးတော့စတယ်အဲ့တော့ဒီအကြောင်းကတုံညနေရာမှာရှိတယ်ဒီအကြောင်းက1နေရာမှာရှိတယ်ဒီအကြောင်းက2နေရာမှာရှိတယ်အဲ့လိုမျိုး3 4 5 6ဆိုပြီးအဲ့လိုမျိုးဖြစ်တယ်အဲ့တော့ဒီဘက်ညာဘက်ကိုကျွန်တော် column ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ column ကတုံညနေရာ column ဒီ column က1နေရာ column အဲ့တော့တုံညနေရာ1နေရာ2နေရာအဲ့လိုမျိုးသူကနေရာအလိုက်သွားပြီးတော့ပြတာမဟုတ်လို့သူ့ကိုကျွန်တော်တွေက position based index ဆိုပြီးတော့ခေါ်တယ်။နော်အဲ့လိုမျိုးကျွန်တော်တွေကဟို index ကနှစ်မျိုးနှစ်စားရှိအကယ်၍သာကျွန်တော်တွေကပုံမှန်အဖြစ်ဒီလိုမျိုးခေါင်းစဉ်ဟိုဒီ data ကိုပြုလုပ်လိုက်ဒီလို table လေးတစ်ခုပြုလုပ်လိုက်တဲ့အချိန်မှာဒီလို label index တွေကိုကျွန်တော်တွေကမတတ်မှတ်တာ label index ကကြောင့်လူကနေပြုလုပ်တာ။နောက်ွယ်မှာပုံနေ3 1 2 3နေအဲ့ဒါကြတော့ကျွန်တော်တို့ auto ဖြစ်တာ။အဲ့တော့ကျွန်တော်ကလူကပြုလုပ်တဲ့ဒီလို index မျိုးကို label index မျိုးမထည့်ရဘူးဆိုလို့ရှိရင်ဘယ်လိုပေါ်နေမလဲဆိုလို့ရှိရင်ဒီအောက်က position ဒီအနောက်ွယ်က index တွေကပေါ်နေလိမ့်မယ်သူကเนาะအဲ့ဒါတွေကိုကျွန်တော်တို့ဒီကောင်လေးနဲ့ဖုံးလိုက်တာเนาะအဲ့လိုပုံအဲ့တော့ကျွန်တော်တို့ဒီကောင် indexing လုပ်ချင်တယ် indexing လုပ်ချင်တယ်ဆိုတာဘာပြောရလဲဆိုရင်ဒီရဲ့တန်မိုးတစ်ခုခုကိုယူချင်တယ်ဥပမာအနေနဲ့ကျွန်တော်ကပြောမယ်ဆိုလို့ရှိရင် okay ဒီ ding ဆိုတဲ့လူရဲ့အယောင်ကိုကျွန်တော်ယူမယ်ဆိုရင်ဘယ်လိုယူရမလဲဆိုလို့ရှိရင်ဒီ gray ဆိုတဲ့ဟာကိုယူမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ data တွေကနေပြီးတော့ okay ဒီ row ကိုအရင်ရှာရမယ်ဒီ ding ရဲ့ color ကိုပေးပါဆိုပြီးတော့ကျွန်တော်တို့လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီဗာလဲဒီ gray ဆိုတဲ့ဒီ gray ဆိုတဲ့အဖြေလေးကိုကျွန်တော်တို့ရမယ်ဒါကျွန်တော်ပြောအခု indexing လုပ်နေတာပေါ့နော် indexing လုပ်နေတာအဲ့လိုမျိုးပဲကျွန်တော်တို့ဒီကောင်ကကြောကျွန်တော် label ကိုသုံးလိုက်တယ်ဟုတ်တယ်မအဲ့တော့နောက်ွယ်ကဒီ position ကိုသုံးရင်ရောဒီကောင်ကိုဘယ်လိုသုံးမလဲဆိုလို့ရှိရင်အခု ding ဆိုတဲ့သူကဘယ်နေရာမှာရှိလဲ3 1 2 3 4ယောက်မြောက်မှာရှိရဲအဲ့တော့4ပြီးလို့ရှိရင်သူကဒီမှာကျွန်တော် column နံပါတ်3 1နေရာမှာရှိရော1အဲ့ဒါက gray ပဲရလိမ့်မယ်အဲ့တော့နှစ်မျိုးလုံးနဲ့ကျွန်တော်တို့တွေကဒီကောင်တွေကို index လုပ်လို့ရတယ်နော်အခုဒီမှာကျွန်တော်ကြည့်မယ်ဆိုရင်အခုလိုမျိုးဒီလို label နဲ့ကျွန်တော် index လုပ်မယ်ဆိုလို့ရှိရင်နောက်ပိုင်းကျရင်ကျွန်တော်ပြီးရင်အသေးသေးပြန်ပြောမှာဟိုဘယ်လို function မျိုးကိုသုံးလဲဆိုရင် panda မှာ loc ဆိုတဲ့ function မျိုးကိုသုံးတယ် loc ဆိုတာဗာလဲ locate ပြီးရင်အထဲမှာကျွန်တော်ဗာထည့်မလဲဆိုရင်ဒီ ding ပြီး color ဆိုပြီးအဲ့လိုမျိုးထည့်လိုက်ရင်ကျွန်တော်တို့လိုချင်တဲ့ gray ကိုရအခုဒီလိုမျိုးကျွန်တော်တို့ဒီ position တွေကိုသုံးတယ် position တွေကိုသုံးပြီးတော့ကျွန်တော်တို့လောက်တာကိုကျွန်တော်တို့ဒီ indexing လောက်တာကိုဘာလို့ခေါ်လဲဆိုရင် I locate ဆိုပြီးတော့ကျွန်တော်တို့ ILOC ဆိုပြီးတော့ခေါ်တယ်ဒီ I လေးက index ကိုပြောတာနော်အဲ့လိုမျိုးခေါ်တယ်အဲ့ဒါဆိုရင်ကြောင့်အတွင်းထဲမှာကျွန်တော်ဘယ်လိုထည့်ရမလဲဆိုရင်4 ကျွန်တော်တို့1ဆိုပြီးတော့ကျွန်တော်တို့ထည့်ရမယ်အဲ့ဒါဆိုရင်ဒီ 4ဆိုတာကျတော့ row ဟိုနေရာကိုပြောတာအဲ့တော့4နေရာမှာရှိလို့ ding ဖြစ်တယ်ပြီးတစ်ကကြောင့်အဲ့လိုဟိုမှာရှိလို့ color မှာဖြစ်လို့အဲ့ဒါကိုပြောချင်အဲ့တော့အဲ့ဒီအချက်ကိုသိမှသာလျှင်ကျွန်တော်တို့ကပန်တာကိုကျွမ်းကျင်နေဒီကင်တွယ်ပြီးတော့သုံးနိုင်မှာဖြစ်တယ်ဘာလို့လဲဆိုရင်ကျွန်တော် data analysis လုပ်မဲ့တစ်လျှောက်เนาะအခုဒီအချိန်ကနေစပြီးတော့ဟို functionality လေးလာပဲဖြစ်ပြီးလို့ရှိရင်တခြားဟို data analysis လုပ်မယ် data တွေကင်တွယ်မယ်ဆိုရင်အဲ့ဒီတစ်ကြောင်းစီကဒီတစ်လုံးစီကိုဒီတန်မိုးတစ်ခုချင်းစီကျွန်တော်တွေကဟိုဆွဲထုတ်ရတဲ့အခိုက်အတန့်အရန်ကိုများတစ်ချိန်လုံးဆွဲထုတ်နေရမှာအဲ့လိုဆွဲထုတ်တာကိုကျွန်တော်တွေကခုနပြောလို့မယ် indexing လုပ်တယ်ဆိုပြီးတော့ခေါ်တယ်ပေါ့နော် data selection ပေါ့နော် data selection data တွေကိုဟိုဆွဲထုတ်တာအဲ့တော့တော်တော်များများကအခုဒီမှာ LOC နဲ့ ILOC ကိုမတဲကွဲကြအောင်
အဲ့နှစ်ခုကဘာကွာလဲနော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုဒီမှာလည်းပြောခဲ့တယ်လို့မျိုးခဏနေအသေးစိတ်ကျွန်တော်တို့ပြောရမှာဖြစ်တယ်အဲ့တော့ index ကနှစ်မျိုးရှိတယ်တစ်ခုကဒီလို label index တစ်ခုကကျွန်တော်နောက်ွယ်မှာဖြစ်နေတဲ့ဒီကျွန်တော်ရဲ့ရိုးရိုး position index ဖြစ်မယ်အကယ်၍သာကျွန်တော်တို့က label တွေမတတ်မှတ်ထားဘူးเนาะဒီ chain nick aaron အဲ့လိုမျိုးမတတ်မှတ်ထားဘူးအသက် colorful အဲ့လိုမတတ်မှတ်ထားဘူးဆိုရင်ကျွန်တော်ကပုံမှန်ဖြစ်မလဲဆိုရင်အကောင့်တွေကဒီနောက်ွယ်မှာရှိရဲ့ဒီတန်ဖိုးတွေပဲဖြစ်နေလိမ့်မယ်ဒီ position index တွေပဲကျွန်တော်တို့ရှားလိမ့်မယ်အဲ့တော့ပုံမှန်အဖြစ်တော့ကျွန်တော်တို့က column တွေကတော့ဒီ table တွေကိုကြည့်မယ် excel table တွေကိုကြည့် column တွေကတော့ index တွေဒီလို label index တွေရှိတာများတယ်နော်ဒါပေမဲ့ဒီ row တွေကကြတော့ပုံမှန်အဖြစ်ကျွန်တော်တို့ index တွေကိုမထားရကြတာများတယ်အခုဒီမှာတော့ဥပမာပြမှာမဟုတ်လို့ကျွန်တော်တို့ထားရတယ်ပြီးရင်နောက်ပြီးရင်ကျွန်တော်တို့လုံးမဲ့ဥပမာတွေမှာဆိုလို့ရှိရင်ဒီ index လေးတွေကိုကျွန်တော်တို့ထည့်ပြီးတော့ပြောမယ်ဒါပေမဲ့လက်တွေ့ဘဝ data မှာဆိုလို့ရှိရင်ဒီလို index လေးတွေrow index ကတော့မရှိတာလည်းဖြစ်နိုင်တယ်ပြောမယ် row ရဲ့ label index ပေါ့နော်အဲ့လိုမျိုးကမရှိတာလည်းဖြစ်နိုင်တယ်ဒါဆိုရင်စပြီးတော့ကြည့်လိုက်အောင်အတွင်းထဲဒီအဲ့တော့ share video မှာကျွန်တော်တို့ series ရဲ့ data frame အကြောင်းပြောတယ်ပြီးတော့နောက်ဆုံးမှာကျွန်တော်တို့ index အကြောင်းကိုလည်းကျွန်တော်တို့ပြောခဲ့တယ်เนาะဒီ panda မှာအဓိကကတော့ဒီ series နဲ့ data frame နဲ့ရှိရပြီးရင်သူတို့နှစ်ခုလုံးနဲ့တွဲသုံးတဲ့ဒီ index object ရှိရဆိုပြီးတော့ကျွန်တော်တို့ပြောခဲ့တယ်เนาะအဲ့တော့ index တွေက automatic ဒီထည့်ထားမယ်ဆိုလို့ရှိရင်ထည့်ထားတဲ့ကောင်ဖြစ်နေမယ်မထည့်ထားဘူးဆိုလို့ရှိရင် automatic 3.1.3 sequence အနေနဲ့ပေါ်မယ်အခုကျွန်တော်တို့ဘာလုပ်မလဲဆိုရင်တတ်မှတ်ပြီးသား index ကိုပြန်ပြီးတော့တခြား index နဲ့ပြန်လည်တိဆောက်ခြင်းတယ်အဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောရမှာဖြစ်တယ်အရင်ဆုံး series နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောရမယ် series များမှာ series တွေမှာဒီ re-index ပြန်လုပ်မယ်เนาะအဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ပထမအဦးဆုံးအနေနဲ့ဒီလိုအပ်တဲ့ library လေးတွေ panda ရဲ့ကျွန်တော်ထုံးစံတိုင်း numpy ရဲ့ကိုယူရလိုက်မယ်ပြီးတော့ကျွန်တော် series မှာဥပမာပြဖို့အတွက်ကိုကျွန်တော်ဒါလေးတစ်ခုလုပ်လိုက်မယ်ပေါ့နော်ဒီ data လေးတစ်ခုကျွန်တော်ဖန်တီးလိုက်ဒါဆိုရင် series data ထုံးစံအတိုင်းဒီလိုမျိုးကျွန်တော် row တစ်ခုcolumn တစ်ခုအဲ့လိုပုံစံမျိုးလေးပေါ်ပေါက်နေတယ်အခုဆိုရင်သူ့ရဲ့ဒီမှာ index ကကျွန်တော်တို့နာမည်ပေးရတာစရင်ပြုလုပ်တဲ့အချိန်မှာနာမည်ပေးရတာပါလေ DBAC အဲ့တော့ကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိရင်အဲ့ဒီ index ကို DBAC မသုံးမဲနဲ့တခြားကောင်ကိုကျွန်တော်သုံးချင်တယ်နော်တခြားဟို index နဲ့ကျွန်တော်ပြောင်းပြီးတော့သုံးချင်တယ်အဲ့ဒါဆိုရင် panda မှာဘာသုံးရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ re-index ဆိုတဲ့ဒီ method လေးကိုကျွန်တော်တို့သုံးရမယ်နော်ဘယ်မှာ re-index လုပ်မှာလဲဆိုရင် obj မှာဒီ obj ကျွန်တော်တို့ရဲ့ဒီအခုပြုလုပ်ပြီးသား obj ဆိုတဲ့ series မှာ re-index ကိုလာသုံးမယ်ဆိုရင်ကျွန်တော်အတွင်းထဲမှာဒီ method ရဲ့အတွင်းထဲမှာဘယ်အရာနဲ့လာပြီးတော့ဒီတန်ဖိုးတွေကိုအစားထိုးမှာလဲဆိုတော့ကျွန်တော်တို့ထည့်ပေးရမယ်ဟုတ်တယ်အဲ့တော့ကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိရင် ABCD E ဆိုတဲ့ကောင်နဲ့ကျွန်တော်တို့ရဲ့ဒီတန်မိုးဒီຢာတွေကိုကျွန်တော်တို့ပြောင်းမှာဖြစ်တယ်เนาะအဲ့တော့အခုဒီကောင်ကိုကျွန်တော်ပြောင်းလိုက်တဲ့ကောင်ကိုကျွန်တော်ဘာပေးမလဲဆိုလို့ရှိရင် obj 2ဆိုပြီးပေးလိုက်မယ်เนาะရှေ့ရကောင်ကိုလည်းကျွန်တော်ကမပြတ်ချင်ဘူးပြီးတော့ကျွန်တော်ဟို obj 2ပြောင်းသွားတဲ့ကောင်ကိုလည်းပြချင်လို့ပြီးရင်ကျွန်တော် obj 2ကို print ထုတ်လိုက်မယ်အဲ့တော့ဒီမှာဘာထူးခြားလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တစ်ချက်ကြည့်မယ်เนาะအခုကျွန်တော် ABCDE ဆိုပြီးဒီဟိုကိုကျွန်တော်ပြောင်းလိုက်တယ်အဲ့တော့ဘာဖြစ်သွားမလဲဆိုလို့ရှိရင်ပထမဆုံးနေရာမှာအခုဒီအတိုင်းအစင်လိုက်ရဒီတိုင်းပြန်ဒီတိုင်းဖြစ်သွားမယ်ခုနက DBAC အခု ABCDE ဖြစ်တာ A နေရာမှာကျွန်တော်ခုနတန်မိုးကရှေ့တန်မိုးအနှုတ် 9.3 ဟာဒီမှာ automatic နေရာကိုသူ့ဘာသူပြောင်းပြီးကျွန်တော်ကဒီ A ကဒီ A နဲ့တွားပြီးတော့တွဲရောဒီမှာရှိနေတော့အဲ့တော့ဘယ်လိုဖြစ်လဲဆိုရင်ပြီးဒုတိယတစ်ခုကျ B ကဒီနေရာမှာရှိလားရှိရဆိုရင်ဒုတိယတစ်ခုမှာကျွန်တော်တို့9.5နည်းဖြစ်သွားအဲ့တော့ဒီကောင်ကဒီအရှိမကျွန်တော်လှုပ်ထားတဲ့ကောင်တွားပြီးတော့ matching တွားပြီးတော့လှုပ်တာတွားပြီးတော့တိုက်ကြည့်ရနော် C ရရှိရ 3.6 ပြီး D ရောရှိလားဒီမှာ D 4.5ဒီမှာကျွန်တော်တိဆောက်တာနော်ဟိုအလုံးဝအစင်လိုက် ABCD လို့ဆိုပြီးတော့လှုပ်ထားတယ်ပြီးရင်နောက်ဆုံးတစ်ခုဒီမှာ E ဆိုပြီးတော့ကျွန်တော်ထည့်တာဒါပေမဲ့ပြဿနာပါလဲဆိုရင် E ကကြတော့ရှေ့ကဒီဟာမှာမရှိဘူးတွေ့လားကျွန်တော်ရဲ့ original data မှာမရှိတော့ဘာဖြစ်သွားလဲဆိုရင်သူက automatic ဒီကောင်ကို none ဆိုပြီးတော့ not a number ဆိုပြီးကိန်းနံသူ့မှာတန်ဖို့ဖြစ်ပျောက်နေရဆိုကျွန်တော် missing data ပေါ့နော်ကျွန်တော်အဲ့ဒါကို missing data ဆိုပြီးတော့ခေါ်တယ်အဲ့လို missing data အဖြစ်နဲ့ automatic ကျွန်တော်တို့သတ်မှတ်လိုက်တယ်ဟို index ကိုပြန်လည်သတ်မှတ်လိုက်တဲ့အချိန်မှာဟိုမရှိတဲ့ data တွေက none ဖြစ်နေလိမ့်မယ်အဲ့တော့ဒီမှာကျတော့ time series လိုမျိုးကျွန်တော်တို့အစင်လိုက်ဖြစ်တဲ့ data တွေဥပမာတိုင်းအစင်လိုက်ဖြစ်တယ်ဆိုတာဘာလဲဆိုရင်အချိန်နေနော်ဟို3နာရီ1မိနစ်3နာရီ2မိနစ်3နာရီ3မိနစ်အဲ့လိုမျိုးအစင်လိုက်ဖြစ်နေတဲ့ data တွေကိုကျွန်တော် re-index လုပ်တဲ့အခါမှာတစ်ခါကြရင်အဲ့ဒီတန်မိုးတွေ re-index ပြောင်းတဲ့အချိန်မှာဒီတန်မိုးတွေကိုကျွန်တော်ကနန်းအတိုင်းမထားခြင်းနော်နန်းအတိုင်းမထားခြင်းအဲ့တော့အဲ့ကောင်တွေကိုကျွန်တော်တွေကနန်းအတိုင်းမလုပ်ဘဲနဲ့အဲ့လိုပြန်စီရဲ့အခါမှာ index ပြန်စီရဲ့အခါမှာပဲအဲ့တန်မိုးတွေကိုကျွန်တော်တို့ဖြည့်လိုက်ခြင်းတယ်အဲ့လိုဖြည့်တာကိုကျွန်တော်တွေကဘာလုပ်လဲဆိုရင်မရှိတဲ့တန်မိုးဖြည့်အောင် interpolation လုပ်တယ်ဆိုပြီးတော့ခေါ်တယ်ဒါမှမဟုတ် filling လုပ်တယ်ဆိုပြီးတော့လည်းခေါ်တယ်အဲ့လိုမျိုးလုပ်လို့ရတယ်နော်အဲ့တော့အခုဒီ re-index လုပ်တဲ့အချိန်မှာကျွန်တော်တို့တွေက method ဆိုတဲ့ဒီကျွန်တော်တို့ argument လေး parameter လေးတစ်ခုရှိတယ်
အဲ့ဒီကောင်ကိုသုံးပြီးတော့ဒီမှာအဲ့ကောင်ကိုသုံးမယ်ဆိုရင်ကျွန်တော်တို့အမျိုးမျိုးရှိတယ်ကျွန်တော်အိတ်တန်မို့ကိုဖြည့်တဲ့နီလန်အခုဒီမှာလွတ်နေတဲ့တန်မို့ကိုဖြည့်တဲ့နီလန်အမျိုးမျိုးရှိတယ်အဲ့ထဲမှာကျွန်တော်တို့ကအခုဒီမှာဥပမာနဲ့ပြမှာ F fail ဆိုတဲ့ဟာ F phase ဆိုတာဘာပြောလဲဆိုရင်ကျွန်တော် forward phase ဆိုပြီးတော့ခေါ်တယ် forward phase ဆိုတာဘာပြောလဲဆိုရင်သူ့ရဲ့ရှေ့တစ်ခွက်မှာရှိတဲ့ကောင်ကိုဒီကောင်ကနေရာယူလိုက်တာmissing data ကိုအစားထိုးလိုက်တာနောက်ပိုင်းကျရင်ကျွန်တော် missing data ကိုနဲ့ပတ်သက်ပြီးတော့ဘယ်လိုကင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာလေဒီကောင်ကကျွန်တော်တို့အသေးစိတ်ဒီ F phase ဆိုတဲ့ဒီနီလန်းနေပေါ့နော်အဲ့ကောင်တွေကပြန်ပြီးတော့ပါလိမ့်မယ်အခုကကျွန်တော် re-index လုပ်တဲ့အချိန်မှာသုံးတာပေါ့နော်တွဲပြီးတော့သုံးတာဖြစ်တယ်အဲ့တော့သူ့ကိုကျွန်တော်ဥပမာလေးတစ်ခုပေးမယ်ကျွန်တော် OBJ3 ဆိုတဲ့ဒီ series လေးတစ်ခုဖန်တီးခဲ့ blue purple yellow သူ့မှာဒီ blue ကကြောင့်3ညဒီ index ဖြစ်တယ်ဒီ purple ကကြောင့်2ဖြစ်တယ် yellow ကတော့4ဖြစ်တယ်နော်ကျွန်တော်အဲ့လိုမျိုး index တွေကိုနာမည်ပေးထားတယ်အဲ့တော့ဒီမှာ3ည2 4ဖြစ်တယ်ဒါပေမဲ့ဒီမှာတစ်ခုတတိပြုရမှာဗာလဲဆိုလို့ရှိရင်အခုဒီမှာ3ည2 4ကစာတော့မဟုတ်ဘူးဒါခုနကလည်းကျွန်တော် DBAC ဆိုပြီးတော့စာတော့မဟုတ်ဘူးဒီကောင်တွေကဒါပေမဲ့လေ तू က positional index နဲ့မဆိုင်ဘူးနော် position index ဆိုတာကြတော့နောက်မှာဖြစ်နေတဲ့နေရာလိုက်3.1ဆိုပြီးတော့နောက်မှာတက်ရှိနေဒီကောင်တွေကကြောင့်ကျွန်တော်တက်နာမည်ပေးရတာနော်3နေရာကို3ပဲပေးရတယ်1နေရာကိုကြောင့်2ဆိုပြီးပေးရတယ်32နေရာမှာကျွန်တော်4ဆိုပြီးပေးရတယ်နော်အဲ့ဒီတခုတော့သိရမယ်အခုကကျွန်တော်ပေးလိုက်တဲ့လူကလှုပ်ထားတဲ့ကောင်နောက်ကွယ်မှာဖြစ်နေတဲ့ auto ရှိနေတဲ့ကောင်ပြောတာမဟုတ်ဘူးအဲ့ဒါကိုသိရအမေအခုကျွန်တော်ကဘာလုပ်ချင်တာလဲဆိုလို့ရှိရင်အဲ့ကောင်ကိုတန်မိုးကိုဒီ index ကိုကျွန်တော်ပေးရင်းနဲ့အခုဒီမှာ index ကကျွန်တော်အစ်စ်ကိုဘာလုပ်မလဲဆိုရင်ဒီမှာ re-index ပေါ့နော် re-index ပေးတဲ့အခါမှာဒါလေးကိုသုံးမယ် mb.arange ဆိုတဲ့ကောင်အဲ့တော့3ညကြောင့်ဒီမှာ3ညရှိရဲဆိုတော့ blue ရမယ်1ကတော့ဒီမှာရှိမနေဘူးတွေ့လား1ဆိုပြီးတော့1ဆိုတဲ့ဒီ index label ရှိမနေဘူးအဲ့ဒါဆိုရင်ပုံမှန်တိုင်းဆိုရင် null ဖြစ်လိမ့်မယ်เนาะတန်မိုးဘာမှရှိမှာမဟုတ် missing data ဖြစ်မယ်2ကရှိတော့ purple 3ကမရှိဘူးအဲ့တော့ missing တန်မိုးဖြစ်မယ်4ကကြောင့်ရှိရယ်5ကြောင့်မရှိအဲ့ဒါလည်း missing တန်မိုးဖြစ်လိမ့်မယ်အဲ့ဒီကောင်လေးကျွန်တော် re-index ဒီကောင်ကို re-index လုပ်ချင်တော့ကျွန်တော်ဒီမှာဒီတန်မိုးကို re-index လုပ်မယ်ဆိုတော့ထည့်မယ်နော်ထည့်ပြီးတော့အနောက်မှာကျွန်တော်ကဘာလုပ်မလဲဆိုရင်ပျောက်နေတဲ့တန်မိုးတွေဒီမှာရှိမှာပေါ့နော်ပျောက်နေတဲ့တန်မိုးတွေဖြစ်နေလိမ့်မယ်ဒီမှာကြည့်ဒီလိုမျိုး1နေရာမှာပျောက်3နေရာမှာပျောက်5နေရာမှာပျောက်အဲ့လိုမျိုးမဖြစ်ချင်တော့ကျွန်တော်ကဘာလုပ်လဲဆိုအဲ့ဒီလိုမျိုးနန်းတွေကိုဖျောက်ချင်တော့အခုလိုမျိုး re-index လုပ်တဲ့အချိန်မှာတခါတည်း method ဆိုတဲ့ parameter ရှိရဲအဲ့မှာ f fail ဆိုရယ် forward fail ကိုသုံးပြီးကျွန်တော်ကစမ်းကြည့်ရဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုရင်အခုနန်းနေရာမှာရှေ့မှာရှိတဲ့တန်မိုးကိုယူလိုက်တော့ blue ဖြစ်သွားမယ်တွေ့လားပြီးဒီမှာဒီနန်းမှာလည်းရှေ့ရရှိတဲ့တန်မိုးက1နေရာရှိတော့ကောင် purple ဆိုတော့ကျွန်တော် purple ကိုယူလိုက်တယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ရှေ့တန်မိုးတွေဖြည့်လာအကယ်၍ကျွန်တော်ဒီမှာ f fail မဟုတ်ဘဲနဲ့ b fail ဆိုရင်ဘာဖြစ်မလဲဆိုလို့ရှိရင်အခုပျောက်နေတဲ့တန်မိုးကအဲ့ကောင်ကသူ့နောက်မှာရှိတဲ့တန်မိုးယူမယ်အဲ့တော့ဒီနန်းလေးကဘာဖြစ်သွားလဲဆို purple ဖြစ်သွားမယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ re-index ကိုသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒါတော့အခြေခံအနေနဲ့ပြောတာဒီ missing data တွေကိုပြန်ထည့်နီးလန်း re-index နဲ့သုံးတာမဟုတ်ဘဲနဲ့တခြားနီးလန်းနေအများကြီးပဲရှိသေးတယ်เนาะအဲ့ဒါကျွန်တော်နောက်မှာ missing data အကြောင်းပြောတဲ့အခါမှာကျွန်တော်တို့အသေးစိတ်ပြန်ပြီးပြောကြမယ်အခု series မှာ re-index လောက်တာနဲ့ပတ်သက်ပြီးပြောရင်အဲ့ဒါဆိုရင်ကျွန်တော်က data frame တွေမှာလည်း re-index လောက်တာနဲ့ပတ်သက်ပြီးပြောရမယ်အခု series ကကြတော့ကျွန်တော်တို့တွေကဒီမှာ index လားပါလားအဲ့ဒါတစ်ခုပဲရှိရယ်เนาะဒီ row နဲ့ column နဲ့အဲ့လိုမျိုး row ဆိုလဲ row column ဆိုလဲ column နှစ်ခုလုံးဒီကောင်ကိုခေါ်လို့ရတယ်အဲ့လိုမျိုးတော့မရှိပါဘူးတစ်ခုပဲရှိတော့ဒါပေမဲ့ data frame မှာကျတော့ index ကလည်းနှစ်မျိုးရှိလိမ့်မယ်ဟုတ်တယ်ဟုတ် row index နဲ့ column index နဲ့အဲ့ဒီကောင်တွေကိုကျွန်တော်ပြင်မယ်ဆိုရင်ဘယ်လိုပြင်မလဲဆိုတာနဲ့ပတ်သက်ပြီးကြည့်မယ်အဲ့တော့ဒါကိုဥပမာပေးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးဒီ data frame လေးတစ်ခုဒီလိုမျိုးလုပ်လိုက်မယ်เนาะသူ့မှာဒီကျွန်တော်တို့ရဲ့ဒီ row index နာမည်ကိုလည်းကျွန်တော်တို့ပေးရတယ် column index နာမည်ကိုလည်းကျွန်တော်တို့ပေးရတယ်เนาะ row index တွေကိုကျွန်တော်လုပ်တဲ့အချိန်မှာပြင်ဒီတိုင်း row index ဆိုပြီးကျွန်တော်ပေးတယ် column index တွေကိုနာမည်ပေးရင်ကျတော့ဒီ column ဆိုပြီးကျွန်တော်တို့ဒီလိုမျိုးပေးရတန်မိုးက3ခုစီရှိရောဒီလိုပုံစံမျိုးဖြစ်နေလိမ့်မယ် Ohio Texas California ပြီးရင် A C D ဆိုတဲ့ကောင်ဖြစ်မယ်ကျွန်တော်တို့အဲ့ဒါကို re-index တစ်ချက်လုပ်ကြည့်ကြမယ်အဲ့တော့ကျွန်တော် re-index ဆိုပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဒီမှာကျတော့ကျွန်တော်တို့နှစ်ခုရှိနေဟုတ်တယ်မှာ row ကိုလုံးမှာလားဒီ row ဒီ index ကိုကျွန်တော် re-index လုပ်မှာလားဒါမှမဟုတ်ဒီ column index ကို re-index လုပ်မှာလားကျွန်တော်တို့ပြောပြရတယ်အဲ့တော့ကျွန်တော်လုပ်ချင်တာကြောင့်ဒီ row index ကိုလုပ်ချင်တာဒီ ACD အဲ့ဒါကိုလုပ်ချင်တာဟုတ်တယ်မှာအဲ့ဒါကြောင့်မို့ index ကျွန်တော်က row ဒီ index ကိုကြတော့ဒီလိုမျိုးကျွန်တော်တို့ panda မှာကြောင့်ဒီ row index ဆိုပြီးတော့ခေါ်တယ်ဒီ call အဲ့ဒါရောမှာဆိုလို့ column index ဒီကောင်တွေ column index တွေကိုကြာကျွန်တော်တို့ဒီ column ဆိုတဲ့ parameter နဲ့သုံးတယ်နော် row index တွေကိုကြာဒီ row index ဆိုပြီးတော့သုံးတယ်နော်အခေါ်ပဲဒီ index ရိုးဒီလိုမျိုး index ဆိုပြီးတော့ဒီ parameter တွေထဲမှာဒီလို index ဆိုတဲ့ parameter တွေထဲမှာထည့်ပြီးတော့ကျွန်တော်တို့ argument အနေနဲ့ရေးရတယ်ဆိုအဲ့ဒါ row တွေကိုပြောတာ column ဆိုပြီးတော့ရေးတာဆိုလို့ရှိရင်တော့ဒါ column တွေကိုပြောတာ column index တွေကိုပြောတာ
တီးဖို့လားအခုကျွန်တော်ပြောင်းမယ်ဘယ်လိုဖြစ်သွားဆိုရင်ဒီမှာ ACD ဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ ABCD ဆိုပြီးတော့ကျွန်တော်တို့ပြောင်းလိုက်မှာအဲ့တော့ဒီမှာကြည့်ရင်တော့ဟိုကျွန်တော်ဗီဒီယိုခဏရက်ပြီးတော့တစ်ချက်စဉ်းစားကြည့်ဒီကောင်လေးကဘယ်လိုပြောင်းလဲသွားမလဲဆိုလို့ရှိရင်နော်အဲ့တော့စဉ်းစားကြည့်ပြီးရင်ဟိုပြန်ပြီးတော့ play ပြန်လုပ်ကြည့်ပါနော်အဲ့တော့ဒီမှာ A ဆိုတဲ့ကောင်ရှိတော့ဒီကောင်ဒီတိုင်းရှိနေမယ်ဒီမှာ B ဆိုတဲ့ဟာမရှိဘူးအဲ့တော့ B row ကအကုန်လုံးပျောက်နေတဲ့နန်းတန်မိုးတွေဖြစ်နေလိမ့်မယ် C ရှိမယ် D ရှိမယ်တစ်ချက်စမ်းကြည့်အောင်ဒီကောင်ကိုကျွန်တော်ကြည့်အောင်ဒီမှာနော် B ဆိုတဲ့ကောင်ကဘာမှမရှိတော့နန်းနေအကုန်လုံးကျွန်တော်ဖြစ်မယ်နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ဖြစ်လိမ့်မယ်အဲ့တော့အဲ့ဒီဟာကိုဒီ re-index ကို index မဟုတ်ပဲကျွန်တော်ဒီ column ကိုတစ်ချက်လုပ်ကြည့်အောင်အဲ့တော့ column ကိုလုပ်မယ်ဆိုရင်ကျွန်တော်ကဘာလဲဆိုလို့ရှိရင်ဒီ column index တွေကိုကျွန်တော်ဒီလို column ဆိုပြီးတော့ကျွန်တော်ဒီမှာ re-index column ဆိုပြီးကျွန်တော်ရေးပြရဒီမှာကျွန်တော်အပြင်မှာထုတ်ထားရเนาะဒီအပေါ်ကမြို့တွေဒီကောင်တွေက state ပြည်နယ်တွေဆိုတော့အဲ့ကောင်တွေကိုကျွန်တော်ပြင်ကျင်တဲ့ကောင်တက်တက်ပြောင်းလိုက်တယ်အဲ့တော့အဲ့ဒါဘာမှမဟုတ်ဘူးအဲ့ဒါဒီကောင်ကဒီထဲမှာရှိနေတာ ਨੇ အတူဒီလိုရှိနေတာ ਨੇ အတူတူပဲเนาะတက်တက်ဟိုအပြင်ထုတ်လာအပြင်ထုတ်ပြီးဒီမှာတွင်းလာအဲ့တော့ကျွန်တော်ဘယ်လိုဖြစ်သွားမလဲအဲ့တော့ကျွန်တော် index ကိုဘယ်လိုပြန်လုပ်မလဲဆိုရင်တက်ဆက်အရင်လာမယ်ပြီးရင်အကြားထဲမှာ user ဆိုပြီးတော့ကျွန်တော်တို့ထည့်မယ်ဒါပေမဲ့ user ကမူလ data original data မှာမရှိဘူးမရှိတော့အဲ့ဒီ column တစ်လျှောက်လုံးက non တန်မိုးတွေမရှိတဲ့တန်မိုးတွေဖြစ်လိမ့်မယ်နော်ပြီးရင်ကယ်လီဖိုးနီးယားရှိမယ်ကယ်လီဖိုးနီးယားဒီတိုင်းပဲဖြစ်မယ်ဒါပေမဲ့အခုဒီမှာတစ်ခုတတိပြုမှာကျွန်တော်မူလ data မှာ Ohio ပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေအခုဒီမှာအသစ်ပြန်ပြီးတော့ဟို index ကိုပြန်စီးရဲ့အချိန်မှာဒီ Ohio ပါမလားဟုတ်လားအဲ့တော့မပါဘူးဆိုတော့အခုကျွန်တော်အသစ်ပြုတ်လုပ်လိုက်တဲ့ကောင်မှာလည်းပါလာမှာမဟုတ်ဘူးတစ်ချက်ကြည့်အောင်ဒီမှာတက်လားနော်ဒီ၃ခုပဲရှိမယ်အဲ့အကြားတွေက Utah မှာကျွန်တော်နန်းတန်မိုးတွေနော်ပြီးကယ်လီဖိုးနီးယားရှိမယ်ကျွန်တော်တို့ရဲ့မူလ data မှာရှိရ Ohio ကပါလာမှာမဟုတ်ဘူးဒါပေမဲ့ဒီကောင်ကိုဒီ frame ကိုကျွန်တော်ကဒီမှာတက်နော် frame 3ဆိုပြီးအဲ့လိုမျိုးတက်မပေးတာဟုတ်တယ်မှာပေးရပြီးတော့ဟိုပြင်လိုက်တာမဟုတ်ဘူးဆိုတော့သူကဒီတိုင်းပဲဟိုကျွန်တော်တို့ဒီမှာ frame.reindex ဆိုပြီးလှုပ်လိုက်ပေမဲ့နော်မူလဒီကောင်ကကျွန်တော်ကြည့်အောင်ပဲကျွန်တော်ကြည့်လိုက်တဲ့ပုံစံလိုမျိုးစမ်းကြည့်လိုက်တဲ့ပုံစံလိုမျိုးတကယ်မူလ data ဖြစ်တဲ့ frame မှာတော့ဒီကောင်လာမပြောင်းပါဘူး frame ကိုကြည့်မယ်ဆိုရင်ဒီကောင်ဒီအရင်တိုင်းပဲပြင်ရလိမ့်မယ်နော်ဒါကြောင့်ကျွန်တော်စမ်းကြည့်တာနော်အကယ်၍ဒါကျွန်တော်ဒီမှာ frame equal to ပဲဖြစ်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရှေ့က data အခုဒီ data အဖြစ်နဲ့ပြောင်းသွားလိမ့်မယ်နော် data frame အသစ်အဖြစ်နဲ့ဒီ frame ကပြောင်းသွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့စမ်းကျင်နေလို့အဲ့လိုမလုပ်ဘူးဒီကောင်ကိုဒီတိုင်းပဲကျွန်တော်တို့ဟိုကြည့်အောင်ပဲကြည့်ရတာဒီတိုင်းပဲထားလိုက်နော်အဲ့တော့အခုဒီမှာ column တွေကိုကျွန်တော်တို့ဒီမှာ column တွေ row တွေကိုအခုလိုမျိုး re-index ကို index ညီမျှခြင်းအဲ့ဒါဆိုရင် row တွေကိုလုပ်တယ်ဒီမှာ column ညီမျှခြင်းဆိုလို့ရှိရင်ဒီကျွန်တော် column တွေကိုလုပ်တယ်အဲ့လိုမျိုးလုပ်လို့ရတယ်လို့မျိုးနောက်ထပ်နီးလန်းတစ်ခုကဘာလဲဆိုလို့ရှိရင်ဒီမှာ frame.re-index ဆိုပြီးတော့ကျွန်တော်က states comma ဒီတိုင်းကျွန်တော် states ကိုဒီတိုင်းထည့်လိုက်မယ်နော် states ဆိုတဲ့တန်ဖိုးထည့်ပြီးဒီမှာ exit ညီမျှခြင်းကျွန်တော်တို့တွေက column ဆိုပြီးတော့ column တွေကိုလုံးမှာပါဆိုပြီးဒီလိုနီးလန်းနဲ့ဖော်ပြရတယ်ဆိုလို့ရှိရင်အဲ့ဒါဘာနဲ့တူတူလဲဆိုတော့ဒီအကြောင်းနဲ့ဒီအကြောင်းနဲ့ကအတူတူပဲနော် column ညီမျှခြင်း state ဆိုပြီးအဲ့လိုမျိုးရေးတာရယ်ဒီ state ကပြီးရင် exit က exit ဆိုတာကြောင့်ဝင်ရိုးတွေကိုပြောတာ exit ဆိုတာကြောင့်ကျွန်တော်တို့ပုံမှန်အဖြစ် data frame မှာ exit က2ခုရှိရယ်တစ်ခုကကြောင့် row ရယ်နောက်တစ်ခုကကြောင့် column ရယ်အဲ့ကောင်တွေကိုကျွန်တော် exit တွေဆိုပြီးတော့ခေါ်တယ်နော် exit 0ရယ် exit 1ရယ်ဆိုပြီးကျွန်တော်တို့အဲ့လိုမျိုးအနေနဲ့ပြောကြတယ်အဲ့တော့ဒီကောင်ကိုကျွန်တော် run ကြည့်မယ်ဆိုလို့ရှိရင်258ဒီတိုင်းပဲဖြစ်နေလိမ့်မယ်ကျွန်တော်ဒီမှာ column ဆိုပြီးတော့အဲ့လိုမျိုးမရေးချင်ဘူးမရေးချင်လို့ရှိရင်အဲ့ column က exit 1ဖြစ်တယ်နော် column ဆိုတာ exit 1ဖြစ်တယ်အဲ့တော့အတူတူပဲဒီလို column exit equal column ဆိုရေးရတယ် exit equal 1ဆိုပြီးရေးရတယ်အတူတူပဲဒါပေမဲ့ကျွန်တော်ကတော့ဟိုဒီကောင်တိုးတယ်ဆိုမဲ့ကျွန်တော်ဆိုလို့ရှိရင်တော့ဒီလိုပုံစံမျိုးကိုကျွန်တော်ပိုကြိုက်တယ်ဘာလို့လဲဆိုရင်ဒါကြောင့်တော့မရောထွေးစေဘူးเนาะငါတို့က column တွေ re-index လုပ်မယ်ဆိုတာကိုဒီလိုစာနဲ့ဖော်ပြတယ်လို့ဖြစ်တာတော့အဲ့ဒါကိုပို့ပြီးတော့သဘောကျတယ်เนาะဒီလိုမျိုးကိန်းကနန်းနဲ့တုံညာနဲ့တင်းနဲ့အဲ့လိုရေးတာထက်เนาะအဲ့ဒါကိုပြောချင်တာအဲ့ဒီမှာဟို re-index file ဒီဟိုဟာကိုကျွန်တော်တို့ method ကိုသုံးတဲ့အခါမှာတွဲပြီးတော့သုံးတဲ့ဒီသဘောတရားရှိမယ်ပထမဦးဆုံးကဒီမှာ label ဆိုတာဘာကိုပြောလဲဆိုရင်ကျွန်တော်ဒီမှာပထမဦးဆုံးနေရာ label เนาะအဲ့ဒါကြောင့်ကျွန်တော်ပြောင်းခြင်းတဲ့ဒီ index တွေကိုထည့်တာနော်ပြောင်းကျင်တဲ့ index တွေကိုထည့်တာအဲ့ဒါကြောင့် row index ပဲဖြစ်ဖြစ်ဒါမှမဟုတ် column index ပဲဖြစ်ဖြစ်ဒီလိုကောင်မျိုးတွေပြောတာနော်ဒီမှာ ABCD ပြီးရင်ကျွန်တော်တို့ Texas Utah California နော်အဲ့ကောင်တွေကဒီနေရာမှာဝင်နေရဆိုပြီးပြောတာဒုတိယ column ကြောင့်ကျွန်တော်ကဒီကောင်ကို label ဆိုပြီးအဲ့လိုမျိုးဒီကောင်ကိုတက်မသုံးမဲနဲ့အခုလို index ဆိုပြီးဒီလိုပုံစံမျိုးသုံးတဲ့ဟာနော်ဒီကောင် index ညာချင်းဆိုပြီးအဲ့ဒါဆိုရင် row index တွေကိုပြင်တဲ့ဟာအဲ့လိုတွဲသုံးရင်ရမယ်ပြီး column ဆိုပြီးဒီလိုရေးရင်ကြတော့ column တွေကိုပြင်လို့ရမယ်ဒါမှမဟုတ်ပဲね exit ဆိုပြီးရေးမယ်ဆိုရင်ဒီ exit နဲ့ label နဲ့ကတော့တွဲသုံးတာနော်ဒီလိုသုံးမယ်ဆိုလို့ရှိရင်တော့ label ရဲ့ exit ရဲ့ကိုကျွန်တော်တွဲသုံးတယ် label ကိုအရင်ရေးမယ်ပြီးတော့မှဒီလိုပုံစံလိုမျိုး exit ကိုကျွန်တော်တို့ရေးမယ်နော် method ကကြတော့ကျွန်တော်ခုနပြောတဲ့ဒီတန်မိုးတွေကိုဖြည့်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုပြောတာ method ကဗာလေရှေ့ရတန်မိုးတွေကိုကျွန်တော်တို့
ယူမယ်ဆိုပြီးပြောအကယ်၍တန်မိုးတွေပျောက်နေရဆိုရင်ရှေ့ကတန်မိုးယူမယ်ဆိုပြီးပြောမယ်ဒါပေမဲ့အနောက်ဆိုလို့ရှိရင်တော့နောက်ကတန်မိုးကျွန်တော်ထည့်မယ်ဆိုပြီးပြောတယ်နော်အဲ့လိုဖြစ်မယ်ဒီ fair value ကကြောက်လေအဲ့လိုပဲဒီပျောက်နေတဲ့တန်မိုးတွေကိုတန်မိုးတစ်ခုအတိအကျတစ်ခုနဲ့အစားထိုးလိုက်တာဥပမာဆိုရင်ကျွန်တော်ကပျောက်နေတဲ့နေရာတွေကို reindex လုပ်တဲ့အချိန်မှာပျောက်နေတဲ့တန်မိုးတွေ missing value တွေကို3နဲ့အစားထိုးမယ်ဒါမှမဟုတ်1နဲ့အစားထိုးမယ်အဲ့လိုပုံစံမျိုးနေနဲ့ကျွန်တော်တို့ရေးခြင်းဖြစ်တယ်နော်နောက်ထပ်ဒီမှာtips လေးတစ်ခုကကြတော့ကျွန်တော်တို့ LOC operator အတုံးပုံမှန်ဆိုရင် LOC operator ကြတော့ကျွန်တော်ခုနပြော indexing လုပ်တဲ့အချိန်မှာသုံးတာပေါ့နော် data တွေကိုဆွဲထုတ်တဲ့အချိန်မှာသုံးတာဒါပေမဲ့အဲ့ဒီကောင်အသုံးပြုပြီးတော့လဲ reindex လုပ်နိုင်ဒီနည်းလမ်း index label အသစ်တွေအကုန်လုံးကဒီ data frame အတွင်းထဲမှာရှိနေမှသာအလုပ်ဖြစ်မှာဖြစ်တယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော်ခုန frame ကိုပဲပြန်ပြီးတော့ကြည့်လိုက်မယ်ဒီလိုရှိမယ်အဲ့ဒါကိုကျွန်တော်ကဒီမှာ locate ဆိုပြီးအမှန်တိုင်းပဲဒီကောင် indexing လုပ်တာနော် indexing လုပ်တာအောင်မှဒီ row တွေကို A D C ယူမယ်နော် ADC ယူမယ်ဒီကောင်အခုဆိုရင်ကျွန်တော် ADC ဆိုပြီးလို့ရတယ်မှာဖြစ်နေရတော့ ACD ပဲတွေ့ရမှာလားဒါပေမဲ့ကျွန်တော်ပြန်ပြီးတော့အကောင် indexing လုပ်ပြီး data ကိုပြန်ပြီးတော့ဒီကနေဆွဲထုတ်လိုက်တဲ့အချိန်မှာဒီအစဉ်အလိုက်တိုင်းဖြစ်သွားလိမ့်မယ်နော်အဲ့တော့ဒီကောင်ကြောင့်ပုံမှန်တိုင်းအဖြစ်ဒီကောင် reindex မဟုတ်ဘူး data ရွေးချယ်ဒီ indexing လုပ်တာဖြစ်တယ်ဒါပေမဲ့လည်းဒီ reindex ပုံစံမျိုးအနေနဲ့လည်းသူ့ကိုမြင်လို့ရတယ်ဆိုပြီးပြောတာနော်ဒီမှာ column ဆိုလို့ရှိရင်ကျွန်တော် California နဲ့ Texas ကိုပဲရွေးရပြီးရင်ဒီမှာကျွန်တော်တို့နေရာချလိုက်လို့ဒါပေမဲ့တခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်ကဒီမှာရေးရတဲ့တန်ဖိုးတွေအကုန်လုံးကဒီထဲမှာရှိနေမှရမယ်နော်ခုနကတော့ကျတော့မရှိနေလို့ရှိရင်အဲ့ဒီကောင်ကိုသူကအသစ်ဖန်တီးလိုက်တာနော်ဥပမာကျွန်တော်ဒီမှာ state user ဆိုပြီးတော့ကျွန်တော် index လုပ်တဲ့အချိန်မှာထည့်တယ်လေဟုတ်တယ်မအဲ့ဒီကောင်ကကျွန်တော်ရဲ့မူလ data ဒီ frame ထဲမှာရှိမနေတော့ဘာဖြစ်လဲဆိုရင်အဲ့ column ကဒီ missing value တွေနဲ့အသစ်ဖြစ်လာတယ်ဟုတ်တယ်ဒါပေမဲ့လည်းအခုဒီမှာကျတော့အဲ့ဒီ missing value တွေနဲ့အသစ်ဖြစ်မှာမဟုတ်ဘူးနော်အရင်ဆုံးရှိနေတဲ့ကောင်တွေကိုအရင်စမ်းကြည့်မယ် ADC အကုန်ရှိရ California Texas အကုန်ရှိရအဲ့ဒါကိုစမ်းကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ California Texas ADC ပဲရအောင်အကယ်၍ကျွန်တော်မရှိတဲ့ကောင်တစ်ခုကိုကျွန်တော်ထည့်ပြီးစမ်းကြည့်မယ်နော်ဥပမာဒီလိုတစ်ခုရှောက်ထည့်ကြည့်မယ်အဲ့ဒါဆိုရင်ဘာဖြစ်လဲဆိုရင် error တက်လိမ့်မယ်ဒီမှာနော် ASDFS က index မှာမရှိနေဘူးဆိုပြီး error တက်မယ်အဲ့သဘောတရားလေးပေါ့နော်ဒီအဲ့ဒါလည်းဘာလို့လဲဖြစ်နိုင်လဲဘာလို့လဲဆို LOC ဆိုတာကြောင့် indexing လုပ်တဲ့အခါမှာတုံးလို့နော်အဲ့တော့ကိုယ့်ရဲ့ index တွေကိုဒီနေရာပြန်ချခြင်းနဲ့เนาะအသစ်တွေအဲ့လိုမျိုးပုံစံလေးပြောင်းပြီးတော့ပြန်ထားခြင်းနဲ့အဲ့ဒါဆိုလို့ရှိရင်ဒီ reindex ကိုပဲတုံးတာအဆင်ပြေเนาะဒီ LOC ကိုအတိတ်ပဲနဲ့တော့မတုံးနဲ့ပေါ့เนาะနည်းနည်းလေးမှားယွင်းနိုင်တယ်တုံးလို့ရတယ်ဒါပေမဲ့ခုန reindex ကိုတုံးတာပို့ပြီးအဆင်ပြေဆိုပြီးပြောချင်တာနောက်သဘောတရားတစ်ခုကျွန်တော်တို့ပြောမယ်အခု reindex ကြောင်းပြောပြီးတဲ့အချိန်မှာကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင် dropping entry from an exit เนาะ exit တွေကနေပြီးတော့ data တွေကိုဖြတ်တာပြောမယ် exit တွေဆိုခုနကကျွန်တော်ပြောတဲ့အတိုင်း row တွေ column တွေကိုကျွန်တော် exit တွေဆိုပြီးတော့ခေါ်တယ်เนาะ exit 3 exit 1အဲ့လိုမျိုးနဲ့နှစ်ခုရှိလို့เนาะအဲ့ဒါကို exit ဆိုပြီးတော့ခေါ်တယ်အခုဒါကဘာလဲဆိုရင်ဘာမို့အတန်မိုးတွေကိုဖြတ်တာเนาะအတွင်းထဲမှာရှိတဲ့ကျွန်တော်တို့ exit ဆိုလဲအဲ့လိုပဲအတွင်းထဲမှာရှိတဲ့တန်မိုးတွေကိုဖြတ်ချင်တယ်ဆိုရင်ဘယ်လိုဖြတ်ရမလဲအဲ့လိုမျိုးပုံဒါလည်းတန်မိုးတွေကိုဖြတ်တာအဲ့ကျွန်တော်ပထမဆုံးဘာလုပ်မလဲဆိုလို့ရှိရင်ဒီ dropping entry from series တွေကတန်မိုးတွေကိုဖြတ်တာနော် entry ဆိုတာကျွန်တော်ပြောမယ်ဆိုရင်တန်မိုးတွေလို့ပဲပြောတာနော်တန်မိုးတွေdata လေးတွေကိုပြောတာနော်အတွင်းထဲက data လေးကိုပြောတာအဲ့လိုဖြတ်ကြည့်ဖို့အတွက်ကျွန်တော်ကဒီမှာ data လေးတစ်ခုလုပ်လိုက်တယ် series data တစ်ခုလုပ်လိုက်တယ်နော်3ကနေ4တိရှိရကောင်သူတို့အကုန်လုံးမှာလည်း index လေးတွေကျွန်တော်တို့ပေးထားတယ်အဲ့တော့ကျွန်တော်ကနေပြီးတော့ဒီထဲကနေတန်မိုးကိုဖြတ်ချင်တယ်နော်ဒီထဲကနေတန်မိုးကိုဖြတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘာသုံးမလဲဆိုလို့ရှိရင် obj ဆိုတာဒီကောင်နော်ကျွန်တော်ရဲ့ series လေး drop ဆိုတဲ့ method ကိုသုံးရမယ် drop ဆိုတာကျွန်တော်ဖြတ်ချတယ်ဆိုပြီးပြောချင်တာနော်ပြီးရင်ကျွန်တော်ဖြတ်ချင်တာကဘာလဲဒီကောင်ဟုတ်တယ်မလားC ဖြစ်နေ C နေရာရှိနေတဲ့ကောင်အဲ့တော့ကျွန်တော်ဒီမှာ C ဆိုပြီးတော့ဖြတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တွေကဒီကောင်ကပြတ်သွားလိမ့်မယ်အဲ့တော့သူ့ကိုကျွန်တော်ကနေပြီးတော့ဟာဖြစ်ချင်လို့နော် new obj ဆိုပြီးတော့ကျွန်တော်ကတော့နာမည်လေးဟာလေးအသစ်ပေးလိုက်မယ်နော်ဒီမူလ data ကိုကျွန်တော်စမ်းချင်နေလို့ new obj လုပ်လိုက်ရင်ကျွန်တော်ဒီမှာကြည့်မယ် ABDE ပဲကြံခဲ့မယ် C ကပျောက်သွားလိမ့်မယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့တွေကဘာလုပ်ချင်လဲဆိုရင်တန်မိုးနှစ်ခုကိုဖြတ်ချင်တယ်နော်တန်မိုးနှစ်ခုဖြတ်ချင်တယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီမှာဖြတ်ချင်တဲ့တန်မိုးနှစ်ခုကိုတစ်ခုတည်းမဟုတ်တော့ဘူးနှစ်ခုပြတ်သွားပြီဆိုတော့တို့တွေကို list အနေနဲ့ဒီမှာလာပြီးတော့ကျွန်တော် obj.drop d, c ဆိုပြီးထည့်ပေးလိုက်ရင်ရတယ်။မူလ original data ကိုမထိဘူးဒီမှာ abe ဆိုရဖြစ်သွားမယ်နော်ကျွန်တော်ရဲ့မူလ original ကတော့အခုချိန်ထိဒီဟာပဲရှိအောင်ပဲနော် abcde ပဲဖြစ်နေအောင်ပါနော်အဲ့ဒါကိုပြောချင်တာ okay
အဲ့ဆိုရှင် series ကဖြတ်တာပြောမယ်အဲ့ဆိုရင်နောက်တစ်ခုကကြတော့ကျွန်တော်ဘာပြောမလဲဆိုလို့ရှိရင်ဒါဆိုလို့ရှိရင် data frame တွေကတန်ဖိုးတွေဖြတ်တာ ਨੇ ကျွန်တော်ပြောမယ်အဲ့တော့ data frame မှာကြတော့ exit က2ခုရှိလိမ့်မယ်เนาะကျွန်တော်ဖြတ်ချင်2မျိုးဖြတ်လို့ရမယ် row တွေကိုဖြတ်မှာလားဒါမှမဟုတ် column တွေကိုဖြတ်မှာလားเนาะ row တစ်ခုလုံးဖြတ်မှာလား column တစ်ခုလုံးဖြတ်မှာလားအဲ့လိုမျိုးကျွန်တော်ကြည့်လို့ရတယ် data ကိုကျွန်တော် data frame လေးတစ်ခုဖန်တီးမယ်ဒီလိုမျိုးကျွန်တော်ရှိနေလိမ့်မယ်เนาะ row index တွေရော column index တွေရောရှိရယ် okay ကျွန်တော် row တွေကိုဖယ်ဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်ဒီမှာဗာလဲ data.drop ကျွန်တော်ပြောပြီးတဲ့အတိုင်းပဲဟိုမှာ index ဆိုပြီးတော့ဒီ argument အနေနဲ့ထည့်ထားရင်အဲ့ဒါတွေက row တွေကိုပြောချင်တာเนาะအခုဒါဆိုရင်ဗာလဲ Colorado ဆိုတဲ့ row ရယ် Colorado ဒီ row ရယ်ဒီ data ကို Colorado data ရယ် Ohio data ရယ်ကိုကျွန်တော်တွေကဖြတ်မှာဖြစ်တယ်အဲ့လိုဖြစ်သွားလိမ့်မယ်เนาะအော်ကြည့်မယ်ဆိုရင် Utah ရယ် New York ရယ်ပဲကြံခဲ့လိမ့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ column ကိုဖြတ်မယ်ဆိုလို့ရှိရင်ရောဘယ်လိုဖြတ်မလဲရိုးရှင်းတယ်နောက်ခုနအတိုင်းပဲကျွန်တော် index ကဒီလို index ဆိုပြီးတော့မပေးတော့ဘဲနဲ့ဒီကောင်ကိုကျွန်တော် column ဆိုပြီးတော့ကျွန်တော်ကနေပြီးဒီလိုပေးလိုက်တယ်ဆိုလို့ရှိရင်ပြတ်သွားလိမ့်မယ်။နော်ကျွန်တော်ဖြတ်ချင်တာကြတော့ဒီ2ဆိုတဲ့ဟာကိုဖြတ်ချင်တာအများနဲ့ဖြတ်လဲရတယ် column 2 comma ဆိုပြီးကျွန်တော်ဖြတ်ရင်လည်းကျွန်တော်တို့ရမယ်။အခုကျွန်တော်ဒီမှာ2ဆိုပြီးဖြတ်တာဒီတစ်ခုပဲမဟုတ်လို့နော်တစ်ခုပဲမဟုတ်လို့ဒီလိုဟို list ပုံစံလိုမျိုးဟိုအနေနဲ့မရေးလဲရတယ်နော်။ကွင်းစားကွင်းမိတ်မပါလဲဒီ2ကပြတ်သွားမှာပဲ။နော်ဒါပေမဲ့လည်းကျွန်တော်အနည်းပဲဖြစ်ဖြစ်အများပဲဖြစ်ဒီလိုမျိုးထည့်ထားရဆိုလို့ရှိရင်ဟိုလိုမဲမဲနောက်ထပ်လေထပ်ပြီးတော့ဟိုဖြတ်ချင်တဲ့ကောင်အများတစ်ခုတက်ပို့ပြီးဖြတ်ချင်လေဟိုရေးလို့ရတော့ကျွန်တော်ကဒီလိုပုံစံမျိုးလေးနဲ့သုံးရတာပို့ပြီးတော့သဘောကျတယ်အဲ့တော့ဟိုရှေ့မှာကျွန်တော် reindex လိုမျိုးပဲအခုဒီမှာ column တို့ဘာလို့အဲ့လိုမျိုးဒီလိုဖြတ်တဲ့ဟာရှိတယ်အဲ့တော့ကျွန်တော်တွေကဘယ်လိုနီးလန်းနဲ့သုံးသေးလဲဆိုလို့ရှိရင်ဒီမှာ data.drop အတူတူပဲ drop ပဲဒါပေမဲ့ကျွန်တော်တို့ကအရင်ဆုံးဖြတ်ချင်တဲ့ data ကိုဒီမှာအရင်ရေးမယ်2နော်ဒါမှမဟုတ်လို့ရှိရင်လည်းအများဆိုလို့ရှိရင်နော်2ကောဟိုအဲ့လိုမျိုးတစ်ခုအဲ့လိုထပ်ပြီးတော့ထည့်လိုက်ရတယ်ဟိုဘယ်လိုဖြစ်2ဆိုပြီးတော့ data ကိုဖြတ်ချင်တဲ့ data နော်ဖြတ်ချင်တဲ့ column ဒါမှဖြတ်ချင်တဲ့ row ကိုအရင်ထည့်ပြီးတော့မှကျွန်တော်ကဘာရေးပေးရလဲဆိုလို့ရှိရင် exit ကိုရေးပေးရတယ်နော် exit က column နေဆိုတော့ column တွေကိုဖြတ်ချင်ဒီ2ဆိုတဲ့ကောင်ကဒီဟိုဟာမှာရှိရလေဟုတ်တယ်မှာဒီ column မှာရှိရအဲ့တော့ကျွန်တော်က exit 1ဆိုပြီးရိုက်လိုက်တယ်ဆိုလို့ရှိရင်အတူတူပဲဒီကောင်နဲ့ဒီကောင်တွေကအတူတူပဲအဲ့လိုရတယ်လို့မျိုးကျွန်တော်ပြောပြီးပြီexit ကိုတစ်လို့မရေးပဲနဲ့ဒီမှာမှလာပြီးတော့ column ဆိုပြီးတော့ရေးလဲကျွန်တော်တို့ကအတူတူပဲနော် exit ကိုကျွန်တော်တို့တွေက row ဆိုပြီးရေးကြည့်မယ်ဒီမှာ2ကအဲ့ဒီ row ထဲမှာဒီ exit ထဲမှာရှာမတွေ့ဆိုပဲဟုတ်တယ်လေကျွန်တော်တို့ဒီမှာဟို row ထဲမှာဒီကောင်ရှိမရှိဘူး2ဆိုတဲ့ကောင်မရှိဘူးအဲ့တော့ကျွန်တော်ကဘာလုပ်ကြည့်မလဲ Ohio ကိုဖြတ်ကြည့်မယ်အဲ့တော့ဒီမှာ Ohio ပျောက်သွားမယ်နော်အဲ့တော့ဒီကောင်ကအတူတူပဲခုနကကျွန်တော်ပြောလို့မျိုး column ကဒီ exit 1ဆိုလို့ရှိရင် row ကဘာလဲဆိုလို့ရှိရင် exit 0ဖြစ်တယ်နော်မရှိဘူး Ohio အဲ့လိုပုံလားဒီ exit ညီမချင်း0ဒါမှမဟုတ်ရှင်လေဒီကောင်က row ဆိုတာ default ဖြစ်တယ်အကယ်၍ကျွန်တော်တို့ဒီမှာဘာမှမတတ်မှတ်ထားအောင်အဲ့ဒါဆိုလို့ရှိရင် तू က row ကိုယူလိုက်မယ်ဒီမှာတွေ့လား row မရှိဘူးနော်ဒါနဲ့ exit equal to 0ဒါမှမဟုတ် exit equal to rows ကအတူတူပဲအဲ့တော့ကျွန်တော်က rows တွေဖြတ်ချင်တယ်ဆိုလို့ရှိရင်เนาะဒီကောင်ကိုဟိုမထည့်ပေးလဲရတယ်နော်ဒီတိုင်းပဲဟိုထားလဲရတယ် column ဆိုလို့ရှိရင်เนาะ default မဟုတ်တော့ column ဆိုလို့ရှိရင်တော့ကျွန်တော်တွေကဒီကောင်ကိုဟို sorry exit equal to call ဟိုဟာဆိုပြီးကျွန်တော်တွေကထည့်ပေးရမယ်နော် exit equal to column ဆိုပြီးကျွန်တော်ထည့်ပေးရမယ်ဒါမှမဟုတ်လို့ရှိရင်လေ column ဆိုပြီးမဟုတ်ရင်လေ column က1ဖြစ်တော့ exit 1ဖြစ်တော့ exit ကို1ဆိုပြီးတော့ကျွန်တော်အဲ့လိုတယ်ဒါဆိုရင် error တက်လိမ့်မယ်ဘာလို့ Ohio ဆိုတဲ့ဒီ column ကcolumn ထဲမှာမရှိတော့เนาะအဲ့လိုပုံစံအဲ့လိုမျိုးအနေနဲ့ကျွန်တော်တို့သိရမယ်เนาะဒီ exit 3ညနဲ့1ဆိုတာအများအားသိရမယ်1ဆိုတာကြောင့် column ကိုပြောတာဟို3ညဆိုတာကြောင့် row တွေကိုပြောတာเนาะအဲ့ဒါလေးသိဖို့လိုရတယ်အခုနောက်ထပ်အရေးကြီးတဲ့သဘောတရားတစ်ခုသွားမယ်နောက်ထပ်အရေးကြီးတဲ့သဘောတရားတစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့ indexing လုပ်တာပြီးရင် data indexing လုပ်တယ်ဆိုတာ data တွေကို selection လုပ်တာပဲเนาะ data တွေကိုကျွန်တော်တို့ဟိုဆွဲထုတ်တာပြီးရင် filter လုပ်တာနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောရမှာဖြစ်တယ်အဲ့တော့ရှေ့ကဗီဒီယိုမှာတဲ့ဟိုကကျွန်တော် indexing လုပ်တဲ့ဟာတွေကိုပြောခဲ့ပြီးသားနော်ဟို series ပဲဖြစ် data frame ပဲဖြစ်သူတို့တွေကနေရော data တွေဆွဲထုတ်တာကိုပြောခဲ့ပြီးသားဒီမှာကျွန်တော်အသေးစိတ်ပြန်ပြီးတော့လေ့လာကြည့်မယ်အရင်ဆုံးကျွန်တော်ဗာလဲဆိုရင် series မှာ indexing ကိုကျွန်တော်တွေလုပ်ကြည့်မယ်အရင်ဆုံးအဲ့တော့ series indexing က number array indexing နဲ့ဆင်တူပေမဲ့လည်းအခု integer တွေအပြင် integer ဆိုတာ location ပေါ့နော်location အပြင်ကျွန်တော် series ရဲ့ index label တွေကိုပါအသုံးပြုနိုင်ခြင်းကကွာခြားချက်ဖြစ်တယ်ကျွန်တော်ပုံမှန်တင် numpy မှာ indexing လုပ်တယ်မှတ်မိရဒါမှမဟုတ်ရှင်လေ Python ရဲ့မူလကျွန်တော် list တို့ tuple တို့မှာ indexing လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပုံစံလုပ်လဲဆိုရင်အတူတူပဲဒီလိုပုံစံမျိုးနဲ့လုပ်တယ်နိ obj အဲ့လို obj ဆိုပြီးရှိရဆိုလို့ရှိရင်ဒီမှာ3ညနေရာတို့1နေရာတို့အဲ့ဒါက position နဲ့လုပ်တာ numpy မှာလည်းအဲ့လိုပဲဒါ
ဒါပေမဲ့အခုပန်ဒါမှာကျတော့ကျွန်တော်တို့တွေကနှစ်ခုလုပ်လို့ရမယ်ဘာလို့လဲဆိုရင်ဒီလိုနေရာနဲ့လည်းကျွန်တော်တို့လုပ်လို့ရမယ်ပြီးလို့ရှိရင်အဲ့ဒီကောင်တွေမှာ label လည်းရှိတယ်ခုနကျွန်တော်ပြောပြီးသားဒီ label based indexing ဆိုပြီး label based index တွေလည်းရှိတယ်အခု3.134ဆိုလို့ရှိရင်ဒါကြတော့ကျွန်တော်တို့ ရိုးတန်တန်ဒီ position base ဒီကောင်တွေကနေရာဆိုပြီးပြောတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကွာခြားချက်လေးတွေကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်အဲ့လိုလုပ်ဖို့တော့ကျွန်တော်ကဒီမှာဟိုဟာလေးတစ်ခုဖန်တီးမယ် data လေးတစ်ခုကျွန်တော် series data လေးတစ်ခုကျွန်တော်ဖန်တီးလိုက်မယ်အဲ့တော့ဒီကောင်တွေက label အနောက်မှာ label တွေ့ရမှာလားဘာလုပ်မလဲဆိုရင် obj ပြီးရင်ကျွန်တော် b ဆိုပြီးတော့ b နေရာမှာရှိတဲ့ကောင်ကိုဆွဲထုတ်မယ်ဆိုရင်ကျွန်တော်ကနေပြီးတော့ဒီကောင်ကို indexing လုပ်လိုက်တယ်ဆိုပါလေတစ်ကိုပြန်ပြီးတော့ပေးလိုက်မယ်เนาะရှေ့ကဟိုဖက်လုပ်စရာမလိုဒီကောင်တစ်ဆိုပြီးတော့ဒါပေမဲ့ထူးဆန်းတာတစ်ခုကအဲ့လိုမျိုးလုပ်လို့ရတယ်လို့မျိုးကျွန်တော်တို့ရဲ့မူလဒီ numpy တို့ရိုးတန်းတန်းဒီ Python ရဲ့ list တို့ tuple တို့မှာလုပ်လို့ရတယ် position နဲ့ index တွေနဲ့ကျွန်တော်တို့လုပ်တယ်လို့မျိုးလုပ်လို့ရတယ်အခု b ကကြောင့်ဘယ်နေရာမှာရှိ3ညနေရာ1နေရာ b က1နေရာမှာရှိရင်တွေ့ရမှာလားအဲ့တော့အဲ့လိုနီးလန်းနဲ့လေကျွန်တော်တို့က indexing ကိုလုပ်လို့ရတဲ့ဟောင်းကအတူတူပဲဖြစ်ကျွန်တော်ပြောနောက်ကွယ်မှာဖွက်နေတဲ့ဒီကောင်တွေကနေရာလေးရှိရဆိုပြီးပြောရလေဟုတ်တယ်မလားဒါပေမဲ့လည်းဘာပြောလဲဆိုလို့ရှိရင်အခုဒီလိုမျိုးလုပ်တဲ့ဟာနောက်ပိုင်းကျလို့ရှိရင် Panda support မလုပ်တော့เนาะအကယ်၍ဒီမှာဒီလို ABCD ဆို label တွေရှိနေရမှာလားအဲ့ဒါဆိုလို့ရှိရင်သူကဒီ label အနေနဲ့ပဲသူ့ indexing လုပ်လို့ရမှာနောက်ဆိုလို့ရှိရင်ဒီကောင်ကိုရှိတော့မှာဘာလို့လဲဆိုအဲ့ဒါရှုပ်ထွေးစေတယ်ဆိုပြီးပြောတာခဏနေကျွန်တော်တို့ဥပမာတွေ့ရလိမ့်မယ်เนาะ ABCD မဟုတ်ပဲနဲ့လူကပေးတာ234တို့เนาะ4 3 2 1အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအခုလိုပေးတဲ့အခါမှာ position index ကိုယူရမလားဒါမှမဟုတ်ကျွန်တော်တို့ပေးလိုက်တဲ့ကိန်းကနန်းဒီ index ကိုယူရမလားကိန်းကနန်းဖြစ်နေကိန်းကနန်း label index ကိုယူရမလားဆိုတာကိုမတဲခွဲဘူးဖြစ်ပြီးတော့ကျွန်တော်ရဲ့ဒီဟိုမှာပြဿနာတွေဖြစ်လာနိုင်တယ်ကုတ်တင်မှာနော်ကုတ်တင်မှာပြဿနာတွေဖြစ်လာတယ်အဲ့ကြောင့်အဲ့ဒီကောင်ကိုအဲ့လိုမတုံးနဲ့ဆိုပြီးတော့ဟိုကနေပဲပြောတာနော်ဒါပေမဲ့လည်း slicing လုပ်တဲ့အချိန်မှာတော့ကျွန်တော်ရအောင်မယ်ကိစ္စမရှိဘူး slicing လုပ်တာကတော့အဆင်ပြေနော်ဟိုဒီကောင်ကနောက်လဲ slicing လုပ်တာအခုဒီပြဿနာတက်အောင်မှမဟုတ်သေးဘူးဒါပေမဲ့အခုဒီမှာ2.4ဆိုတာဘာလို့ပြောလဲဆိုရင်2နေရာနေပြီး4နေရာရှေ့တစ်ခုအထိเนาะပုံမှန်ကျွန်တော်တို့ list တို့ number တို့မှာပေးလို့မျိုး2နေရာပါလေ3ည1 2 c အဲ့မှာเนาะ2ပြီးရင်နောက်တစ်ခုက2 3 c d ပါမယ်ပြီး4ရက်ရှေ့တစ်ခုအထိပဲဆိုတော့ဒီကျွန်တော်တို့ပုံမှန်အဖြစ် Python ရဲ့ဒီ list တို့ပြီး number တို့မှာအခုလို position နဲ့ indexing လုပ်ရှင်သူကရှေ့တစ်ခုအထိကိုယူတာအဲ့တော့4ရက်ရှေ့တစ်ခုအထိယူမယ်ဆိုပြီးပြောတာเนาะအဲ့ဆိုရင်ပြဿနာမရှိဘူးဒီလိုရတယ်အဲ့မဲ့အဲ့လို slicing လောက်တာကိုကျွန်တော်တို့ဒီကောင်တွေသုံးပြီးတော့လည်းရတယ်အခုလိုမျိုးကျွန်တော် C နဲ့ D နဲ့ကိုပဲဒီကျွန်တော် C နဲ့ D နဲ့ကိုထပ်ပြီးတော့ဆွဲထုတ်ကြည့်မယ်ဒီတစ်ခေါက်မှာတော့ကျွန်တော် label index တွေကိုသုံးပါနော် C ရဲ့နည်းနည်းရှင်းအောင်ကျွန်တော်ဟိုရှေ့တစ်ခွက် B ကနေပြီးတော့ကျွန်တော်ထုတ်မယ်နော် B ကနေပြီးတော့ D ထိကျွန်တော်နေပြီးတော့ထုတ်လိုက် B နေရာကနေ D ထိကျွန်တော်ထုတ်ကြည့်မယ်ဒီမှာနော်1 2အခုဒီမှာတစ်ခုထူးခြားတာကိုသတိပြုမိလားအခုလိုမျိုးကျွန်တော်တို့ label နဲ့slicing လုပ်တဲ့အခါမှာတော့ဘာဖြစ်လဲဆိုရင်အနောက်မှာရှိနေတဲ့အနောက်မှာကျွန်တော်ဒီမှာဘယ်ကစမယ်ဘယ်မှာဆုံးမယ်အဲ့လိုလုပ်တယ်မလားဆုံးတဲ့နေရာကိုလေသူကဘာလဲပါဝင်တယ်အခုရှေ့ကကျွန်တော်တို့ဒီလိုမျိုး position နဲ့အဲ့လို slicing လုပ်တဲ့အခါမှာတော့အခုအနောက်မှာရေးထားတဲ့တန်မွေးရှေ့တစ်ခွက်3နေရာအထိ3နေရာဒီဖြစ်နေလို့ဒီကောင်ကိုထည့်လိုက်တာနော်ဒါပေမဲ့လည်းကျွန်တော်တို့ label နဲ့ slicing လုပ်တဲ့အခါမှာတော့အဲ့ဒီကောင်မှာပါဝင်နေတယ်အခုဒီတန်မိုးကပါဝင်နေလိမ့်မယ်အခု1 2 3ဆိုပြီးပါဝင်နေတယ်နော်ဒီဖြစ်တဲ့1 2 3ဆိုပုံမှန်တိုင်းဆိုရင် D ရဲ့ရှေ့တစ်ခွက် C ဒီကောင်ကိုဒီနေရာမှာရက်မယ်ဆိုပြီးထင်ရလိမ့်မယ်ဒါပေမဲ့လည်းပါဝင်နေတယ်နော်အဲ့ဒါကိုပြောချင်တာဒါကတော့ဟိုတချို့သဘောတရားလေးတွေအခုလိုမျိုး slicing လုပ်လို့ရတယ်လို့မျိုးကျွန်တော်တို့ရတန်မိုးတွေကိုအခု B ဆိုပြီးတော့ဟိုတန်မိုးတစ်ခုပဲရွေးလို့ရတယ်ပြီးရင်အခုဒီမှာ OBJ1 ဆိုပြီးတစ်ခုပဲရွေးလို့ရအဲ့လိုလုပ်လို့ရတယ်လို့မျိုးကျွန်တော်တို့ရဒီမှာ Panda မှာဘာလုပ်လို့ရသေးလဲဆိုလို့ရှိရင်ဒီလိုရွေးလို့ရတယ်နော် list လေးနဲ့အတွင်းထဲမှာကျွန်တော်ရွေးချယ်ခြင်းနဲ့တန်မိုးလေးတွေအခုအတွင်းထဲမှာ list လေးနဲ့လာထည့်လိုက်မယ် B ရဲ့ A ရဲ့ D ရဲ့ကိုရွေးမယ်ဆိုပြီးတော့ကျွန်တော်ဒီလိုမျိုးလုပ်လို့ရတယ်နော် B ရဲ့ A ရဲ့ D ရဲ့ဆိုရွေးမယ်အဲ့ဆိုရင်ကျွန်တော်ဘယ်လိုဖြစ်မလဲမကြည့်ဒီ D အစင်လိုက်တိုင်းနော်ဒီမှာ D တွေကနေပြီးတော့ B ရဲ့ A ရဲ့ D ရဲ့ကိုဒီလိုမျိုးလေးထုတ်ပေးလိုက်မယ်နော်အဲ့ဒါ label နဲ့ index ကိုအဲ့လိုလုပ်တာအဲ့လိုလုပ်လို့ရတယ်လို့မျိုးကျွန်တော်အဲ့ဒီနီးလန်းတိုင်းပဲ position စရင်းနဲ့လည်းဒီ position list နဲ့လည်းအတွင်းထဲမှာ1နဲ့3ဆိုပြီးတော့ comma လေးခံပြီး list လေးဝင်တယ်အဲ့လိုမျိုးအနေနဲ့လည်းလုပ်လို့ရတယ်ဒါပေမဲ့လည်းဒါရှေ့ကကျွန်တော် indexing တစ်ခုတည်းကိုလုပ်တယ်လို့မျိုးဒီလို indexing ကလည်းကျွန်တော်နောက်ပိုင်းကျရင်ဖြတ်မယ်ဆိုပြီးတော့ပြောတယ်နော်အဲ့တော့ကျွန်တော်လုပ်တင်တာကကြာဒီလို label နဲ့ပဲကျွန်တော်လုပ်တင်တယ်ဆိုပြီးတော့ပြောတာနော်ဟို indexing လုပ်တဲ့အခါမှာနောက်တစ်ခုကကျကျွန်တော် boolean array ကိုသုံးပြီး filter လုပ်တာဒါက numpy မှာလည်းပြောရင် filter လုပ်တယ်ဆိုတာကျွန်တော်အတွင်းထဲမှာ okay ဥပမာကျွန်တော်ဒီမှာ obj ဆိုပြီးတော့ဒီမှာရှိရယ်
နော်ခုန OBJ ကိုပဲကျွန်တော်ပြန်မြင် OBJ ဆိုပြီးရှိနော်အဲ့တော့ကျွန်တော်ဒီမှာ OBJ less than 2ဆိုတာနှစ်ဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ဒီကောင်ကဒီကောင်လေးကိုပဲကြည့်မယ်နော်ဒီ OBJ ဆိုတဲ့ကနှစ်ထက်ငယ်တဲ့ကောင်တွေက true ပေးလိုက်မယ်မဟုတ်ရင် false ပေးရင်ဒီကောင်ကိုကျွန်တော် run ကြည့်ရင်ဘာဖြစ်မလဲဆိုရင်ဒီမှာတလား3ည1အဲ့ကောင်တွေကနှစ်ထက်ငယ်တော့ true ပေးရနော်မှန်တယ်လေဒီ statement လေးကဒီကောင်တွေကနှစ်နဲ့တူတယ်ဒီကောင်ကနှစ်ထက်ကြီးရအဲ့ကောင်တွေက false ဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့တွေကဒီမှာဒီကောင်ကိုကျွန်တော်တို့ဒီဟာလေးကို indexing လုပ်တယ်လို့မျိုးဒီအတွင်းထဲမှာလာပြီးတော့ရေးမယ်ဆိုလို့ရှိရင်ဒီလိုကျွန်တော်4000ခွင်းထဲမှာ indexing လုပ်တဲ့နေရာမှာခုနကလိုမျိုး3ညနေရာ1နေရာဒါမှမဟုတ်3ညနေ1ထိအဲ့လိုမျိုးမရေးဘဲနဲ့ဒီလို filter လေးကိုဒီထဲမှာလာရေးရဆိုရင်ဘာဖြစ်လဲဆိုလို့ရှိရင် तू ကဒီအကွက်နဲ့ data နဲ့ညီတွားပြီးညှိကြည့်ရအကွက်က true ဆိုလို့ရှိရင်အဲ့တန်ဖိုးကိုကျွန်တော်ဒီမှာဆွဲထုတ်မယ်ဒုတိယအကွက် true အဲ့ဒါဆိုရင်ဆွဲထုတ်မယ် false တတိယအကွက်ဒီမှာနှစ်က false ဖြစ်နေရောအဲ့ကောင်ကိုမယူဒီကောင်ကလည်းနောက်ဆုံးကောင်လည်း false ဆိုတာမယူအဲ့ဒါလေးကိုကျွန်တော်ဒီလိုမျိုးလုပ်တာဒီအတွင်းထဲမှာဒီလိုထည့်ရနော်အဲ့ဒါမရောစီနေကျွန်တော်ဒီကောင်ကို run ကြည့်ရဆိုလို့ရှိရင်ဒီမှာတက်လား true ဖြစ်နေတဲ့နှစ်နေရာပဲ3ညနဲ့1နဲ့ဟိုဖြစ်သွားတယ်ယူရတယ်ဟိုကျွန်တော်တို့ဆွဲထုတ်ပေးရဒါကြောင့်ကျွန်တော်ကဘာလို့ခေါ်လဲဆိုလို့ရှိရင်သူ့ကို boolean filtering ဆိုပြီးတော့ခေါ် boolean ဆိုတာကြောင့် true false ပြောတာလေ boolean filter နောက်တစ်ခုကသူ့ကိုဘာလို့ခေါ်ကျွန်တော် masking လုပ်တယ်ဆိုပြီးတော့ masking လုပ်တယ်ဆိုတာဒီတန်မိုးတွေ true false တွေကိုဒီအပေါ်မှာလာပြီးတော့တင်ပြီးတော့အဲ့လိုမျိုးဆွဲထုတ်ခြင်းကိုကျွန်တော်တို့ပြောတာ masking ဆိုတာเนาะအဲ့ဒါကိုပြောချင်တာ okay အခုကျွန်တော်တို့ဒီမှာ indexing လောက်တာကိုဒီလိုမျိုး4000ခွင်းနဲ့သုံးပြီးတော့ကျွန်တော်တို့လောက်တဲ့နီလန်ပြခဲ့เนาะဒီလိုမျိုးပြောခဲ့ဒါပေမဲ့တကယ်ကြရင်ပန်တာမှာအဲ့လိုမျိုးမသုံးနဲ့အဲ့ဒါလုံးဝမကောင်းတဲ့အလေးအကျင့်ဖြစ်တယ်ဒီလိုမျိုးကျွန်တော်တို့4000ခွင်းအဲ့လိုသုံးပြီးတော့ဒီ indexing လောက်ခြင်းဟာမကောင်းတဲ့အကျင့်ဖြစ်တယ်เนาะဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုရှေ့က numpy တို့pan ဟို python ရဲ့ yodan list တို့ tuple မှာတော့အဲ့လိုလောက်တာဘာမှမဖြစ်ဘူးဘာလို့လဲဆိုသူတို့မှာ index ကတစ်ခုပဲရှိရယ် positional index ပေါ့နော်ဟိုသူ့ဘာသူ automatic ဖြစ်နေတဲ့ positional index တစ်ခုပဲဖြစ်တယ်ဒါပေမဲ့လည်းခုနကျွန်တော်ပြောလို့ဒီလိုမျိုးလုပ်တဲ့အခါမှာဒီ4000ခွင်းနဲ့သုံးတဲ့အခါမှာဒီတစ်ဆိုတဲ့ဟာလေးကတခါကြရင် positional index လေးဖြစ်နိုင်လို့တစ်ဆိုတဲ့ကောင်လေးကကျွန်တော်တို့ရဲ့ဒီ index ထဲမှာ label အနေနဲ့ပါနေရဆိုလို့ရှိရင်အဲ့ကောင်ကရိုးတန်း label index လေးဖြစ်နိုင်တယ်အဲ့တော့ဒီကောင်ကအများကြီးပဲရှုပ်လာနိုင်အောင်အဲ့ကြောင့်အဲ့လိုမလုပ်ဘဲနဲ့ကျွန်တော်တို့တွေကဘာသုံးရလဲဆိုလို့ရှိရင်ရှေ့မှာကျွန်တော်တို့ပြောခဲ့တဲ့ LOC နဲ့ ILOC ဥပမာပြခဲ့ LOC နဲ့ ILOC operator တွေကိုသုံးခြင်းအဖြစ်အဲ့လိုရှုပ်ထွေးမှုတွေကိုကျွန်တော်တို့ရှောင်ရှားနိုင်မှာဖြစ်တယ်เนาะအဲ့တော့အတူတူပဲသုံးတဲ့နည်းလမ်းအတူတူပဲကျွန်တော်တို့တွေက OBJ ဆိုပြီးတော့ဒီလိုဓာတ်ရိုက်အဲ့လို index ကိုဒီလိုတန်းပြီးတော့မလုပ်ခင်မှာဘာလုပ်လဲဆိုလို့ရှိရင် .loc ဆိုတဲ့သူ့ကို operator ဆိုပြီးတော့ကျွန်တော်ခေါ်မယ် attribute လို့လည်းခေါ်လို့ရတယ်အဲ့လိုသုံးပြီးတော့နော်ဥပမာကျွန်တော်တန်ဖိုးကတစ်ခုတည်းဆိုလို့ရှိရင်နော်ဟိုဒီမှာကျွန်တော်က b ဆိုပြီးတော့ b ကိုဆွဲထုတ်မယ်ဆိုရင်တန်းရေးလိုက်လို့ရတယ်နော်အခုချိန်မှာကျွန်တော်ရဲ့ OBJ ကဘယ်လောက်ဖြစ်နေဒီလိုဖြစ်နေနော်အဲ့တော့ကျွန်တော်ဒီမှာဆွဲထုတ်တယ်ဒီလိုဆွဲထုတ်လို့ရတယ်လို့မျိုးနောက်တစ်ခုကျွန်တော်ဘာလုပ်လို့ရလဲဆိုအများဆိုလို့ရှိရင် LOC အများဆိုရင်အတွင်းထဲမှာ list အနေနဲ့ကျွန်တော်ဒီမှာ B ရယ်ပြီးရင် A ရယ်ပြီးရင် D ရယ်ဆိုပြီးကျွန်တော်ဒီလိုပုံမျိုးအနေနဲ့ဆွဲထုတ်လို့ရတယ်နော်အဲ့ဒါဆွဲထုတ်လို့ရတယ်အဲ့လိုပုံမျိုးနဲ့ဆွဲထုတ်လို့ရတယ် LOC နဲ့သုံးတဲ့ခါမှာတော့ကျွန်တော်တို့1 2 3 4ဒီအနောက်က position နဲ့ argument အနေနဲ့တော့ကျွန်တော်ထည့်ပြီးတော့အဆင်ပြေမှာမဟုတ်ဘူး okay ဒီမှာကျွန်တော်ဟိုစာနဲ့ရေးရတယ်နော်ခုနကကျွန်တော်ပြောတဲ့အတိုင်းပဲစာရေးအကယ် index မှာအဲ့ဒါ integer တွေပါနေရဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေးလိုက်တဲ့လူကလှုပ်လိုက်တဲ့ဒီ label index တွေကဟိုတမင်သက် integer တွေဖြစ်နေရဆိုလို့ရှိရင်ကျွန်တော်ဒီလို4000ခွင်းသုံးပြီးတော့ direct index လောက်တာ label နဲ့ position ကြားမှာရှုပ်ထွေးနိုင်တယ်ဒါကြောင့် position အခြေပြု indexing အတွက်ကျွန်တော်တို့ ILOC ကိုအသုံးပြုတင်တယ်နော်အခုကျွန်တော်တို့ဒီမှာ LOC ကိုပြောပြီးပြီနော်ကျွန်တော်တို့အဲ့ဒါဆိုရင်အခုပြောချင်တာ ILOC အခု LOC ကကျတော့ဒီလို label တွေကိုလောက်တာ ILOC ကကျတော့အနောက်ကွယ်မှာဖြစ်နေတဲ့ဒီကျွန်တော်တို့ဟိုဟာကိုတန်းပြီးတော့ဆွဲထုတ်တာနော်နောက်ကွယ်မှာဖြစ်ပေါ်နေတဲ့ဒီ index တွေနေရာနဲ့ဆိုင်တဲ့ index တွေကိုကျွန်တော်ဆွဲထုတ်ပြီးတော့လဲစမ်းကြည့်ကြမယ်အဲ့တော့သူကကြောက်တက်လေးစီဖြစ်သွားတာပေါ့နော်ရှေ့မှာတော့ကျတော့ကျွန်တော် position ရောဒီကောင်ဟို position ရောရိုးတန်းဟိုကျွန်တော် label index ကိုဒါပဲသုံးတာဒါပေမဲ့အခုကကျတော့ဒီကျွန်တော်တို့ LOC label index ဆိုရင် LOC သုံးတယ်ပြီးရင်ကျွန်တော်တို့နောက်ကွယ်က position index ဆိုရင် ILOC သုံးတယ်အဲ့လိုဖြစ်သွားတာကျွန်တော်ဒီမှာဥပမာတစ်ခုအနေနဲ့ကြည့်မယ်ထပ်ပြီးတော့ OBJ1 OBJ2 ဆိုပြီးရှိရအခုဒီမှာသလားတတိပြုမိလားဒီမှာကျွန်တော် index ကိုလူကနေပြီးတော့ပေးတာ231ဒီမှာ231ဆိုပြီးတော့ဖြစ်နေတယ်လားကြည့်လိုက်တာနဲ့ဟိုဒီကောင်ကအနောက်မှာဖြစ်နေတဲ့ position မဟုတ်ဘူးဒီကောင်တွေက position မဟုတ်ဘူးလူကပေးရဲ့ label index တွေဒီကောင်တွေကဟိုကိန်းကနန်းဖြစ်နေတာပဲရှိတာဒါပေမဲ့သူက label တွေနော် label index တွေနော်231ဆိုပြီးဖြစ်နေ
နော်ဒါပေမဲ့ဒီလိုဖြစ်နေမဲ့နောက်ကွယ်မှာ3.1နှစ်ဆိုပြီးဖြစ်နေရလဲရှိသေးတယ်နော်အဲ့ဒါတစ်ခုနဲ့တစ်ခုမဆိုင်ဘူးဒုတိယတစ်ခုကကြောင့် OBJ2 နော် OBJ2 ကကြောင့်ဒီမှာကျွန်တော်တို့ဘာပြဿနာမရှိဘူး ABC ဆိုပြီးဖြစ်နေလိမ့်မယ်အဲ့တော့သူ့ကိုကျွန်တော်တို့ကဘာနဲ့ဆွဲထုတ်မလဲဆိုလို့ရှိရင် ILOC နဲ့ဆွဲထုတ်မယ် ILOC တုံးတယ်ဆိုလို့ရှိရင်ကျွန်တော်3.1နှစ်ဆိုပြီးဆွဲထုတ်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲအနောက်မှာရှိရဲ့3.1နှစ်အဲ့လိုဖြစ်သွားလိမ့်မယ်နော်ဒီ ILOC ကကျွန်တော်ပြောလိမ့်မယ်ဒီရှေ့ကဒီကောင်ကိုကြည့်တာမဟုတ်နောက်ကွယ်ကနေရာကိုကြည့်တာဆွဲထုတ်မယ်ဆိုရင်ကျွန်တော်ဘာရလဲဒီတိုင်း3ညနေရာမှာရှိရဲ့ဒီကောင်ကိုယူမယ်1နေရာရှိဒီကောင်ကိုယူမယ်2နေရာမှာရှိရဲ့3ကိုယူမယ်နော်အဲ့လိုမလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့နေနေတိုင်ပတ်နိုင်တယ်ဒီကောင်ကိုကျွန်တော်ပြောသလိုမျိုး ILOC မသုံးမဲ့ဒီလိုသုံးတယ်ဆိုလို့ရှိရင်နည်းနည်းခေါင်းစားနိုင်တယ်ဘယ်လိုထွက်လဲဆိုရင်ဒီမှာတွေ့ရနော်ကျွန်တော်တို့3.1နှစ်ဆိုပြီးတော့သူကကြောင့် label ကိုသွားကြည့်တယ်လို့ဖြစ်တာ3ညနေရာကိုအရင်ထုတ်တယ်ဒီကောင်မသိရင်တော့ဒီကောင်ကလုံးဝဟိုနောက်ကွယ် position index ကြီးလိုမျိုးပဲเนาะတုံးတာဒီကျွန်တော်တို့ဒီမှာဟိုဟာမဖြစ်ဒီ4000ခွင်နဲ့တုံးတာတော့เนาะကင်းကင်းတန်းနေဖြစ်နေလို့ဒါပေမဲ့လည်းဒီကောင်အခုဒီမှာကျွန်တော်တို့ကဒီကောင်တွေကတကယ်ကြရင် position index တွေဟုတ်မနေ position index တကယ်ဖြစ်ဖို့အတွက်ဆိုရင် ILOC တုံးတာပို့ရအဆင်ပြေအခုလိုချင်နေမှာ label index လုပ်မယ်ဆိုရင်ရိုးတန်း LOC ကိုတုံးတယ် position index ဆိုလို့ရှိရင် ILOC ကိုတုံးတယ်အဲ့ဒီဟာကိုပဲကျွန်တော်အဓိကသိရလိုက်เนาะLOC ကို ILOC ကိုတုံးပြီးတော့လေကျွန်တော်တို့ slicing လုပ်လို့ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တစ်ချက်ကြည့်ကြမယ်အခုကျွန်တော်တို့ရဲ့ OBJ2 ကဒီမှာเนาะ ABC ဆိုရွက်ရှိရဲအဲ့ဒါကိုကျွန်တော်ကဒီမှာ slicing လုပ်တဲ့အခါခုနကကျွန်တော်ပြောခဲ့တာပဲ BC ဆိုရွက်လုပ်တယ် BC ဆိုရွက်လုပ်တယ်ပုံမှန်ဆို CI ရှေ့တစ်ခွက်ဆိုပြီးထင်နိုင်တယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီ LOC ဒီ label တွေနဲ့တုံးတဲ့အခါမှာကျွန်တော်တို့ကအမြဲတမ်းဒီအနောက်မှာပါတဲ့တန်ဖိုးကပါနေလိမ့်မယ်ပြီးတော့အဲ့ဒီလိုမျိုးလုပ်ချင်အဖြစ်ကျွန်တော်တန်ဖိုးတွေကိုပြောင်းလဲသတ်မှတ်လို့လည်းရတယ်အခုဒါဘာကိုပြောလဲဆိုလို့ရှိရင် OBJ2 LOC ရဲ့ B ကနေ C ထိကိုကျွန်တော်ဘာလုပ်မလဲ B ကနေ C ထိကိုငါအဖြစ်နဲ့ပြောင်းမယ်ဆိုပြီးပြောတာเนาะဒါကြောင့်တန်ဖိုးပြောင်းလဲတာဒါကျွန်တော် indexing လုပ်တဲ့သဘောတရားတွေမှာလည်းအဲ့လိုပဲ indexing ကိုသုံးပြီးတော့ကျွန်တော်အမြဲတမ်းဒီတန်ဖိုးတွေကိုပြောင်းလဲလို့ရတယ်ဒါဆိုလို့ရှိရင် B နဲ့ C နေရာမှာ9ပြောင်းအောင်နောက်တစ်ခုကျွန်တော်ပြောကြမယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင် data frame မှာ indexing လုပ်ကြည့်မယ်နော်ခုနဟိုအားနဲ့မတူတော့ခုနကကြောင့်ကျွန်တော်တို့ဒီတစ်ခုပဲဒီ dimension တစ်ခုပဲရှိရဆိုတော့ကျွန်တော်တန်ဖိုးလေးကိုဒီလိုတစ်ခုထည့်လိုက်တာနဲ့အဲ့ဒါဟို series မှာ automatic တနေရာထွက်ပြီးသားဒါပေမဲ့အခုကျွန်တော် index လုပ်မယ်ဆိုလို့ရှိရင်နှစ်နေရာဖြစ်နေရမယ်နော် row or column ကိုကျွန်တော်တို့လုံးမပါလင်းအတန်မိုးတစ်ခုကိုဆွဲထုတ်လို့ရမယ်အဲ့တော့အရင်ဆုံးချက်ကျွန်တော်ကြည့်ကြမယ်အရင်ဆုံးကျွန်တော်တို့မူလဒီ Python မှာပါတဲ့ပုံစံလိုမျိုးနဲ့ကျွန်တော် indexing တစ်ချက်အရင်လုပ်ကြည့်ကြမယ်ဥပမာကျွန်တော်က data ဟိုဟာဆိုပြီးတော့ဒီလိုမျိုးအရင်ဆုံးဟို conventional နီးလမ်းပေါ့နော်ဟိုကျွန်တော်တို့ပုံမှန်ပန်တာကိုမသုံးဆိုလို့ရှိရင်ဖြစ်တဲ့ဒီနီးလမ်းနဲ့ indexing လုပ်မယ်အဲ့တော့အဲ့လိုမျိုး indexing လုပ်တဲ့အခါမှာကျွန်တော်တို့ဘာဖြစ်လဲဆိုလို့ရှိရင် column တွေပဲဒီကောင်ကထွက်လာလိမ့်မယ် column တွေထွက်လာလိမ့်မယ်1 2 3 4အဲ့ column တွေကနေပြောပဲကျွန်တော်တို့ဒီလိုလုပ်လို့ရမယ်နော် row မဟုတ်ဘူးเนาะဒီမှာဒီလိုမျိုးလုပ်ချင်ကကျွန်တော် row မဟုတ်ဘူး column ထွက်လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့ရဲ့ column ဖြစ်တော့ဒီ2ကိုကျွန်တော်တို့ထုတ်မှရမယ်မှတ်တလား2နဲ့ပတ်သက်တဲ့ Ohio, Colorado, Utah, New York ဆိုတဲ့တန်ဖိုးတွေထွက်လာလိမ့်မယ်။စမ်းမျိုးကြည့်ကျွန်တော်ဥပမာ Ohio ဆိုပြီးကျွန်တော်လုပ်ကြည့်ရဆိုရင် error တက်လိမ့်မယ်။ဘာလို့လဲဆိုလို့ရှိရင် Ohio ဆိုတဲ့ကောင် column ထဲမှာရှိမနေလို့ဒီကောင်ကဒီနီလန်းကိုကျွန်တော်ပုံမှန်အဖြစ်သုံးကြတယ်။ပုံမှန်အဖြစ်ဘာလို့လဲဆိုရင် column တွေကကြောက် label ကအမြဲတမ်းရှိရယ်။ရှိတဲ့ခါကျတော့ကျွန်တော်တွေကဒီကောင်ကိုဟို label အနေနဲ့အမြဲတမ်းအနေနဲ့ရှိတော့ဒီကောင်ကိုကျွန်တော်တော်တော်များများကျွန်တော်သုံးကြတယ်။နော်ဒီလိုပုံစံမျိုးလေးသုံးကြတယ်။ဒါပေမဲ့ဒါကကျတော့ဒီလိုနီလန်း column ကိုထုတ်ဖို့အတွက်သုံးတယ်ဆိုပြီးတော့ပဲတည်တိုင်းရတယ်။နော် column တွေကိုဆွဲထုတ်ဖို့အတွက်ဒီလိုနီးလမ်းကိုကျွန်တော်သုံးနေဆိုပြီးတော့တည်တိုင်းရတယ်အဲ့တော့ column နှစ်ခုကိုကျွန်တော်ကနေပြီးတော့ထုတ်မယ်3ဆိုတဲ့ကောင်ရဲ့1ဆိုတဲ့ကောင်ကိုထုတ်မယ်ဆိုရင်ကျွန်တော်အဲ့ column လေးတွေကိုဒီမှာ list ပုံစံမျိုးနဲ့ဟိုထည့်ကြည့်လိုက်မယ်ထည့်ပြီးဆိုရင်ကျွန်တော်ဒီလိုမျိုးရတယ်အဲ့တော့ဒီနီးလမ်းကကျတော့ကျွန်တော်ပုံမှန်အဖြစ်လဲလက်ခုနကျွန်တော်ပြောမယ်လက်တွေ့ပေါ်မှာ column တွေကိုဆွဲထုတ်တာ column တစ်ခုတည်းကတန်မိုးတွေအကုန်လုံးဆွဲထုတ်တာအရန်သုံးတယ်အဲ့တော့အဲ့ဒီကောင်ကိုအလွယ်ဒီလိုနီးလမ်းနဲ့လည်းအသုံးများကြတယ်နော်ဘယ်လိုပဲဖြစ် column တွေကကျတော့ဟို label ကပါတဲ့အခိုက်အတန့်များတယ်ပေါ့နော်အဲ့ကြောင့်ကျွန်တော်ဒီလိုနီးလန်းကတော့ဟိုသုံးတာများဒီကောင်တော့မှတ်ထားလို့ရခုန series မှာပဲအဲ့ဒါကိုသွားပြီးတော့မရောစေနဲ့အဲ့တော့ဒီနီးလန်းနဲ့ကျွန်တော် column တွေကို indexing လုပ်လို့ရတယ်เนาะ column တွေကို select လုပ်တယ်လို့ပြောလို့ရတယ်ပေါ့နော် indexing ဆိုတာတန်ဖိုးတစ်ခုတည်းကိုဆွဲထုတ်တာဆိုလို့ရှိရင်အခုကကျွန်တော်က selection ဒီ column တစ်ခုလုံးကို select လုပ်လို့ရတယ်ဆွဲထုတ်လို့ရတယ်ဒါပေမဲ့ဒီလိုနီးလန်းမျိုးနဲ့ကျွန်တော်ဓာတ်ရိုက်ဒီလို4000ခွင်တွဲသုံးတဲ့နီးလန်းမှာဟိုနည်းနည်းချွင်းချက်ရှိရယ်ဘယ်နေရာမှာချွင်းချက်ရှိလဲဆိုရင် slicing ဆိုလို့ရှိရင်တော့အဲ့လိုလုပ်တာ column slide မဟုတ်တော့ဘဲနဲ့ row slide အဖြစ်နဲ့ပြောင်းအောင်ပြီးရင် boolean indexing လုပ်တဲ့အခါမှာလည်းကျွန်တော်အဲ့ဒါလေးအနေနဲ့ behavior ပြောင်းလဲခြင်းရှိတယ်အရင်ဆုံးကျွန်တော် slicing အနေနဲ့ကျွန်တော်တစ်ချက်ကြည့်ကြမယ်အဲ့ row တွေကိုကျွန်တော် slicing လုပ်မယ်
နော် row တွေကိုကျွန်တော် slicing လုပ်မယ်အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရှိမတန်မိုးဘာမှမရှိဘူးဆိုတော့အစအနေစမယ်ဆိုပြီးပြောတာပြီးတော့ကျွန်တော် position ဟိုဟာနဲ့လုပ်မှာနော်3.1 Ohio Colorado ဒီကောင်ကဒီ Ohio နဲ့ Colorado row ကိုထုတ်ပေးလိုက်မယ်ဒီကောင်ကနော် Ohio နဲ့ Colorado row ထုတ်ပေးလိုက်မယ်အဲ့တော့ပြောချင်တာ slicing နဲ့ဒီ selection လုပ်တဲ့နီလန်ကဟိုပုံစံကတော့ဆင်မိမယ်သူက slicing လုပ်တဲ့အခါမှာတော့ဒီကောင်ကဘာဖြစ်သွားလဲဆိုလို့ရှိရင် row တွေကို slide လုပ်တဲ့ပုံစံအနေနဲ့ပြောင်းအောင်နောက်တစ်ခုကကြောင့်ရှေ့မှာကျွန်တော်ပြောတဲ့ဒီ boolean indexing လုပ်တဲ့ဟာပေါ့နော် boolean indexing လုပ်တဲ့ဟာအခုဒီမှာကြည့်မယ်ဆိုရင်ကျွန်တော် data တွေထဲက column နံပါတ်3နဲ့တစ်ချက်ကျွန်တော် data ကိုတစ်ချက်ယူကြမယ်ဒါကဘာကိုပြောလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြမယ်နော်အခု data ရှိမယ်အခုဒီ filter လေးကဘာလဲဆိုလို့ရှိရင် data တွေထဲက column 3ဒီ column 3က9ထက်ကြီးရဲ့ကောင်တွေ9ထက်ကြီးရဲ့ကောင်တွေပဲကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုလို့ရှိရင်ဒီကောင်တွေပေါ့နော်အဲ့ဒီ row တွေကိုပဲယူမယ်ဆိုတော့ဒီဟာလေးအဲ့သဘောတရားရဒါလေးကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ဘာဖြစ်လဲ Ohio ရဲ့ဒီ column နံပါတ်3က9ထက်မကြီးဘူးတော့2ဖြစ်နေအဲ့ကြောင့် false ကျန်တဲ့ row တွေ Colorado row Utah row New York row ကကြတော့9ထက်ကြီးရောအကုန် true ဖြစ်နေလိမ့်မယ်အဲ့တော့ဒီကောင်ကိုဒီ filter လေးကိုကျွန်တော်ကဒီထဲမှာလာပြီးတော့ဟိုထည့်သုံးတယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲသူက column selection မဟုတ်တော့ဘဲကျွန်တော်ဘာဖြစ်သွားလဲဒီမှာကြည့်ကြည့်လုံးဝဟို row selection ဖြစ်သွားနော် row selection မှာဗာလဲ3ကကြီးရဲ့ဟိုဟာနော်ဒီ column နံပါတ် column 3က9ထက်ကြီးရဲ့ကောင်တွေကို selection လုပ်တဲ့ပုံစံမျိုးဖြစ်သွားနော်အဲ့တော့ဥပမာလေးနောက်တစ်ခုကျွန်တော်ထပ်ပြချင်တာကြတော့ဒီ selection မဲမဟုတ်ပဲねကျွန်တော်ကဘာလုပ်ချင်လဲဆိုရင်တန်မိုးတွေကပြောင်းချင်တယ်နော်အခုဒီမှာကျွန်တော် data ရဲ့ဒီကောင် data က9ထက်ကြီးရဲ့ကောင်တွေဆိုတာဘာကိုပြောရလဲဒါလေးကိုတစ်ချက်ကျွန်တော်ထုတ်ကြည့်မယ်နော်ဒါကြတော့ data တစ်ခုလုံး column ကိုပဲရွေးရမှာမဟုတ်ဘူးเนาะ data တစ်ခုလုံးဒီ data တစ်ခုလုံးတွေက9ထက်ကြီးရဲ့ကောင်တွေကိုပဲကျွန်တော်တို့ဟိုဟာဖြစ်မယ်ဆိုရင်ဒီမှာသလား9ထက်ကြီးရဲ့နေရာလေးတွေပဲ true တွေဖြစ်နေတွေ့ရမှာအဲ့ဒီကောင်လေးကိုကျွန်တော်ဒီမှာ data 9ထက်ကြီးရဲ့ကောင်ဆိုပြီးတော့ကျွန်တော်လုပ်လိုက်မယ်ပြီးရင်အဲ့ဒါကို3ညအနေနဲ့ကျွန်တော်ပြောင်းပြစ်မယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုလို့ရှိရင်ဒီ true ဖြစ်နေတဲ့နေရာတွေအကုန်3ညဖြစ်ပြီးတော့ကျန်တဲ့ကောင်တွေကတော့အဲ့ဒီအတိုင်းငကိုအတိုင်းပဲဒါလေးကဖြစ်နေလိမ့်မယ် data ကိုဒီမှာသလား true ဖြစ်နေတဲ့ကောင်တွေ3ညဖြစ်တာတဲ့လားကျန်တဲ့ကောင်တွေအကုန်လုံးကတော့ဟို false ဖြစ်နေတော့ငကို data အတိုင်းပဲဖြစ်နေလိမ့်မယ်เนาะအဲ့ဒါကြောင့်ကျွန်တော်တို့ဟို data indexing နဲ့ selection လုပ်ရင်လည်း filter လေးကိုတွဲပြီးတော့သုံးပြလိုက်တာနောက်တစ်ခုကကျ LOC နဲ့ LOC ကိုအသုံးပြုပြီးတော့ကျွန်တော် data frame နဲ့ data တွေကိုရွေးချယ်မယ်ခုနကတော့ကျွန်တော် series ကိုလုပ်ခဲ့တယ်အခုကျတော့ data frame နဲ့ကနေပြီးတစ်ချက်ကျွန်တော်လုပ်ကြည့်မယ် data frame မှာလည်း LOC နဲ့ LOC ကအရန်ကိုအသုံးများတယ်ပြီးတော့ကျွန်တော်တို့ဟို indexing လုပ်တဲ့အခါ data selection လုပ်တဲ့အခါမှာအသုံးပြုတင်တယ်အဲ့လိုလုပ်ဖို့အတွက်ကိုကျွန်တော်နမူနာ data တစ်ခုလုပ်လိုက်မယ်ဒီလိုရမယ်ပေါ့နော်ခုနအတိုင်းပဲပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီမှာ LOC ကိုသုံးကြည့်မယ်ဘာလဲဆိုရင် LOC ကိုသုံးတယ်ဆိုလို့ရှိရင်တော့ behavior လုံးဝမတူတော့ခုနကတော့ကျွန်တော်တို့ဒီတိုင်းလုပ်တယ်ဆိုရင်ဘာဖြစ်လဲဒီလိုလုပ်တယ်ဆိုဒါ column ကိုယူတာနော် column တစ်ခုလုံးယူတာဒါပေမဲ့လည်း LOC သုံးပြီဆိုတာနဲ့အရင်ဆုံးကျွန်တော်ဘာလုပ်ရလဲဆိုလို့ရှိရင်ဒီ row အရင်ယူရအမှန်တိုင်းပြော LOC ကကြတော့ column row ကိုတပြိုင်နက်တည်းမှာယူလို့ရတယ်ခုနကတော့ဒီလိုပုံစံလုပ်တယ်ကျွန်တော်ဒီလိုသုံးမယ်ဆိုဒီလိုပုံစံသုံးမယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော် column ကိုပဲယူလို့ရတာเนาะဒီမှာကျွန်တော် row အတူတွဲပြီးယူလို့မရဘူး data ရဲ့ row ကိုတွဲပြီးယူလို့မရဘူး column ကိုပဲယူလို့ရတယ်เนาะဒါပေမဲ့ကျွန်တော် LOC သုံးပြီဆိုရင်အရင်ဆုံး row နဲ့အရင်စရတယ်ပြီးတော့မှကျွန်တော် column ကိုထည့်ပေးရအဲ့တော့ row အရင်ဆုံးကြည့်အောင်ကျွန်တော်ဒီ Colorado row အကုန်လုံးယူလိုက်မယ်ဒီလိုပုံစံမျိုးနဲ့ LOC ဗာလဲ column နံပါတ်1က4အဲ့လိုဒီလိုပုံစံမျိုးနဲ့ပေးမယ် column ဒီ Colorado တစ်ခုလုံးเนาะ4 5 6ခုအဲ့ဒါကိုပေးလိုက်မယ်ပြီးရင်ကျွန်တော်ကအကယ်၍အများကိန်းကိုလုပ်ချင်တယ်ဆိုလို့ရှိရင် Colorado ပြီးရင် New York ကိုကျွန်တော်ဒီလိုမျိုးလုပ်လို့ရတယ် Colorado ရဲ့ New York ရဲ့အဲ့လိုမျိုးကျွန်တော်လုပ်လို့ရတယ်အဲ့ဆိုရင်ဒီနှစ်ခုကိုပေးလိုက်မယ် Colorado row ရဲ့ New York row ကိုပေးမယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာဒီ LOC ရဲ့ထူးခြားချက်ကခုနဟိုဟာထက်စားလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတာကြတော့ရှေ့မှာကျွန်တော် column ကိုပဲတစ်ခုပဲယူပြီးတော့လောက်တာနဲ့တစ်ခါကျရင်တစ်ခါကျမှမဟုတ်တော်တော်များများအခြေအနေမှာကျွန်တော်ဘာတွေလောက်ချင်နေလဲဆိုရင် row နဲ့ column ကိုတစ်ချိန်တည်းမှာ comma ခံပြီးတော့ရွေးချယ်လို့ရတယ်ခုနကတော့ကြောက်အဲ့လိုလုပ်လို့မရအောင်เนาะခုနဒီမှာတော့ကြောက်တော့ကျွန်တော်တို့ဒီလိုလုပ်တော့ကတော့အဲ့လိုလုပ်လို့မရအောင်ဒီကောင်ကို2 comma ဆိုပြီးအဲ့လိုလုပ်လို့အဆင်မပြေဘူးเนาะအဲ့ဒါကျွန်တော်ဒီမှာ LOC သုံးတယ်ဆိုလို့ရှိရင် comma ခံရင် row နဲ့ column နဲ့အတူတူတွဲပြီးထုတ်ပြီးလိမ့်မယ်အဲ့ဒါဘာကိုပြောတာလဲဆိုရင်ကျွန်တော်ဒီမှာဒီလိုเนาะ data.loc colorado, 3ဆိုရင်ဘာပြောလဲဆိုရင်ဒီ comma ရဲ့အရှိက row တွေကိုရွေးချယ်မယ် comma ရဲ့အနောက်က column တွေကိုရွေးချယ်မယ်เนาะအဲ့ဆိုရင် colorado ရဲ့3ကိုကြည့်ရဆိုရင် colorado row ရဲ့ column နံပါတ်3 column 3ဆိုတာဘာလဲ6အဲ့ဒီကောင်က6ကိုပေးလိုက်မယ်ဒီမှာ6ကိုပေးလိုက်မယ်တော့ပါပြီเนาะ
အဲ့လိုတွဲသုံးတာအများကြီးကျွန်တော်တို့တွေက flexible ဖြစ်တယ်အခုဒီ comma နောက်မှာကျွန်တော်ဒီမှာ column တစ်ခုတည်းမဟုတ်တော့ဘဲ3ပဲမဟုတ်တော့ဘဲတခါရင်ကျွန်တော် okay Colorado ရဲ့ဒီ column နှစ်ခုကိုကျွန်တော်လိုချင်တယ်ဥပမာဆိုရင်ဒါဆိုဘယ်လောက်2နဲ့3နဲ့9ရော6ကိုဆွဲထုတ်ချင်တယ်အဲ့ဒါဆိုရင်ဘာလုပ်မလဲဒီ comma နောက်ကကောင်ဘာလို့ပြောလဲ column ဆိုပြီးပြောရမှာအဲ့ column ကိုအများအနေနဲ့ကျွန်တော် list ပုံစံမျိုးလေးနဲ့ဒီလို4000ခွင် list နဲ့အဲ့လိုထည့်လိုက်ရင်ရတယ်လုပ်မယ်ဆိုရင်ဘာလဲ9နဲ့6ကိုပေးလိုက်မယ်အဲ့လိုမျိုးပဲကျွန်တော်တို့ကဒီမှာရှေ့ရကောင် Colorado ရှေ့ရဒီ row တွေကိုလည်းကျွန်တော်အများကြီးထပ်ထည့်လို့ရတယ် Colorado မဟုတ်ပဲね Colorado ရဲ့ Utah ရဲ့ Colorado Utah ရဲ့မှာကျွန်တော်တို့2 5 6 9 10အဲ့လိုမျိုးဆွဲထုတ်တဲ့ပုံစံဒီကောင်ကြောင့်ဖြစ်တိုင်းတခုเนาะဒီမှာအဓိဒီ comma လေးကအဓိက row နဲ့ column နဲ့ကိုခြားတာဒီအလဲကဒီ comma လေး okay အဲ့လေးကခြားတာ Colorado Utah 2 3 column ကိုထုတ်ပေးလိုက်မယ်ဒါကကျွန်တော်တို့ရဲ့အခြေခံ data selection လုပ်ခြင်းဖြစ်တယ်အဲ့လိုမျိုးပဲကျွန်တော်တို့တွေက LOC ကိုသုံးတယ်လို့မျိုးပဲ ILOC ကိုလည်းသုံးလို့ရတယ်เนาะအဲ့လိုမျိုးရွေးချယ်မှုတွေကိုကျွန်တော်တို့လုပ်လို့ရမယ်ဥပမာ data.iloc ဆိုပြီးတော့အခုကျွန်တော်တို့က i ဆိုပြီးတော့ပါလာဖြစ်တဲ့ကြောင့်မို့ကျွန်တော် data လေးကိုကျွန်တော်တစ်ချက်ပြန်ပြီးဒီမှာယူလိုက်ရအောင်ဒီနောက်ကွယ်မှာ3.123ဒီကောင်လေး3.123အပေါ်မှာအဲ့လိုမျိုးဖြစ်သွားရမယ်ဒါပေမဲ့ကျွန်တော်ပြောပြီးသား LOC တို့ ILOC တို့ဆိုတာအရင်ဆုံး row တွေကိုအရင်ဆုံးရွေးရဟုတ်တယ်အဲ့တော့နှစ်ဆိုတာဒီကောင် row ကိုရွေးလိမ့်မယ်ကျွန်တော် comma နောက်မှာတစ်ခုပါသေးရဆိုရင်အကောင် column မှာရွေးမယ်ဒါပေမဲ့အခုကကျွန်တော်ပထမဦးဆုံးတန်ဖိုးက row ပဲเนาะတစ်ခုလည်းရှိရင် row ပဲ3.1ဆို Utah ဒါကြီးတစ်ခုလုံးဆွဲထုတ်လိမ့်မယ်အဲ့တော့အမျိုးမျိုးစမ်းကြည့်เนาะဒီမှာ Utah ရဲ့8910ကိုရလိမ့်မယ်ပြီးရင်အဲ့ဆိုရင်ကျွန်တော်တန်ဖိုးအများကြီးရွေးချယ်မယ်ဆိုရင်ဗာလေ 2.1 ဆိုပြီးတစ်ခုတည်းဒီကောင်ကတန်ဖိုးတစ်ခုတည်းเนาะကျွန်တော်အနောက်မှာ comma ဒီလိုပါပြီးတော့အပြင်မှာဒီလိုထည့်မှလေအဲ့ဒါ column ထိပါသွားမှာတချို့လူတွေမျက်စိမှားပြီးတော့ကြည့်မှာဆိုတော့အဲ့တော့မျိုးမျိုးကိုယ့်ဘာကိုတစ်ချက်ဒီဟာကိုတစ်ချက်လေးချင်းကြည့်เนาะ row နှစ်ခုကိုရွေးမှာဒုတိယတစ်ခုအရင်လာမယ်3.1ဆို Utah ရဲ့ပြီးရင်တစ်နေရာမှာရှိတဲ့ကောင်အရင်လာမယ်နောက်တစ်နေရာမှာလာမယ်အဲ Colorado ဖြစ်မယ်เนาะ Utah ရဲ့ Colorado ရဲ့နော်ဒီအစီအစဉ်တိုင်းပဲကျွန်တော်ရွေးထုတ်ထားတဲ့အစီအစဉ်တိုင်းပဲပြန်ပြီးတော့ပေးလိုက်မယ်အဲ့တော့ခုနကျွန်တော်ပြောလို့ဒီတစ်ခေါက်မှာတော့ row နဲ့ column တွေကိုတွဲပြီးတော့position I locate ကိုတစ်ချက်တွဲသုံးကြည့် row တစ်ခုတည်းလို့ပြောချင်တာသူ့နောက်မှာ comma ပါတယ်ဒါပေမဲ့လည်း column တွေကတော့အများကြီးပဲ column နံပါတ်3ကနေစမယ်3.1နဲ့3.1နဲ့3ဆိုတော့4ကိုရင်ပေးမယ်ပြီးရင် column နံပါတ်3ညဆိုတော့ဒီကောင်1ကိုပေးမယ် column နံပါတ်1ဆိုတော့2ကိုပေးမယ် okay အဲ့ထုတ်ကြည့်မယ်ဆိုရင်1789ဆိုပြရမယ်နော် column နံပါတ်4 1ပြီးရင်2ပြီးရင် line number 2 3.1ဆိုတော့ Utah အဲ့ဒါကိုပေးလိုက်မယ် okay လေ့ကျင့်ခန်းထပ်ပြီးတော့လုပ်ကြည့်မယ်ဒါကကျတော့ကျွန်တော်နှစ်ခုလုံး row နှစ်ခု column 3ခုเนาะ Colorado Utah row ရဲ့ column y เนาะ column 3ခုရယ်အခုနောက်ထပ်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကအခုလိုမျိုး I locate ပဲဖြစ်ဖြစ်ပြီးရင် Jordan locate ပဲဖြစ်ဖြစ်ဘာလုပ်လဲဆိုလို့ရှိရင်ဒီလိုရေးရဲ့ပုံစံမျိုးတွေက slicing လဲကျွန်တော်တို့လုပ်လို့ရတယ်နော် slicing နေလဲကျွန်တော်တို့တွဲပြီးတော့သုံးလို့ရတယ်အဲ့ဒါ locate ပဲဖြစ်ဖြစ် I locate ပဲဖြစ်ဖြစ်အတူတူပဲ okay ဒီကောင်ကဘာကိုပြောလဲဆိုရင်ဒီမှာ comma အရှိကကျွန်တော်ပြောရ row တွေဆိုပြီးပြောရလေအခုဒီမှာတက်လားအရှိမှာဘာတန်မိုးမှမရှိအဲ့ဒါဆိုရင်ဘာကိုပြောရလဲအစအနေစမယ်ဆိုပြီးပြောတာနော်ဒီ column လေးကြောင့်နော်အဲ့တော့ကျွန်တော်ဒီမှာ data လေးကိုမမြင်ရမှာဆိုပြန်ပြီးဒီမှာဆွဲထုတ်လာမယ်အစအနေစမယ်အစအနေစ Ohio Colorado ပြီးရင်ကျွန်တော်ပြောပြီးသားဒီ label နဲ့ indexing လုပ်မယ် slicing လုပ်မယ် sorry label နဲ့ slicing လုပ်မယ်ဆိုရင်နောက်ကဒီတန်မိုးကပါဝင်နေမယ်ဆိုပြီးပြောချင်တာအဲ့တော့ Ohio Colorado Utah အဲ3ခုလုံးပါမယ်ပြီးရင်ကျွန်တော်တို့ရဲ့အနောက်က column ကတော့တစ်ခုတည်း2ဆိုတဲ့ကောင်ဖြစ်လိမ့်မယ်ဒီမှာနော် Ohio Colorado Utah column ကတော့ဒီ2ပဲဖြစ်လိမ့်မယ်အဲ့တော့ဒီကောင်159အဲ့ဒါကိုထုတ်ပေးလိမ့်မယ် okay အဲ့ဒါကိုပြောချင်တာ ILOC နဲ့လည်းလုပ်လို့ရတယ်အတူတူပဲ ILOC နဲ့ဒီမှာကျွန်တော်ဒီမှာ ILOC နဲ့ဒီလိုဒါလေးတစ်ခုပဲရှိလား column လေးတစ်ခုပဲရှိအဲ့ဘာကိုပြောလဲဆိုရင်ရှေ့ကအစကနေစမှာတန်မိုးရှေ့တန်မိုးလည်းမဖော်ပြဘယ်ကစမလဲဆိုတာလည်းမဖော်ပြတာအဲ့တော့အစကနေစမယ်ဆိုပြီးပြောတာအနောက်မှာဒီကောင်ကဘာမှဟောမရှိနေဘူးအဲ့ဘာကိုပြောလဲဆိုရင်အဆုံးထိယူမယ်ဆိုပြီးပြောချင်တာအဲ့တော့ပြောချင်တာ row တွေကိုအစကနေအဆုံးထိယူမယ်ဆိုပြီးပြောချင်တာဒီကောင်ကနေပြီးတော့ဒီကောင်ထိတော့ကျွန်တော်တို့ねတခါကျရင် column ကိုရွေးတဲ့အခါမှာ okay column နံပါတ်3 column နံပါတ်3တစ်ခုလေဒါပေမဲ့လည်း row တွေအကုန်လုံးရွေးချင်တယ်ဆိုရင်ဒါလေးနဲ့သုံးတယ်နော်ပြောင်းပြန်ကျွန်တော်က row တွေကိုUtah ကိုပဲလို့ချင်တယ်ဒါပေမဲ့ column ကိုကျတော့ဒါလေးပဲရှိတယ်ဥပမာဆိုရင်ကျွန်တော်က row Utah 3.122ဒီလိုလုပ်တယ်ဆိုလို့ရှိရင်Utah ဒါပေမဲ့ column တွေအကုန်လုံးဆိုပြီးတော့ဆိုချင်တာဒီကောင်ကနော်အဲ့လိုပုံစံမျိုးအခုတော့ဒီလိုမျိုးဆိုရင်ဘာဖြစ်မလဲ column အကုန်လုံး row အကုန်လုံးခုနဟိုဟာပြန်ရလိမ့်မယ် data တစ်ခုလုံးပြန်ရလိမ့်မယ်တရားဆိုလို့ရှိရင် column အကုန်လုံး row အကုန်လုံးပြောချင်တာဒါပေမဲ့အခုကျွန်တော်က
သူ့ရဲ့ဥပမာကိုစောက်ထဲမှာပါဥပမာလေးချက်ပေးမယ်တောင်း okay row ကတော့အကုန်လုံး column ကတော့3မှာဆုံးမယ်နော်3ည1 2အခုပါလေ label index label slicing မဟုတ်ဘူးရိုးတန်းတန်းကျွန်တော်ရဲ့ location slicing index slicing location index slicing ဖြစ်တဲ့ခါကျတော့ဘာဖြစ်လဲ3ဆိုတာ3နေရာမပါဘူး3နေရာဆိုတာပြန်လဲ3ညနေရာ1နေရာ2နေရာ3နေရာ3နေရာရှေ့တစ်ခွက်ဆိုပြီးပြောဒီ3 t ကိုဒီကောင်ကထုတ်ပေးလိမ့်မယ်ကြည့်မယ်နော်ဒီမှာတက်လား1 2 3 t ထုတ်ပေးမယ် row ကတော့အကုန်လုံးဆိုတော့ဒီကောင်အကုန်လုံးဆိုတော့အကုန်လုံးပေးလိမ့်မယ်ဒီမှာကျွန်တော်နည်းနည်းလေးဥပမာအနေနဲ့ကျွန်တော်ထပ်ကြည့်မယ်ဆိုရင်အခုဒီကောင်တွေကနော်တစ်ခုပြီးတစ်ခုဆက်ပြီးတော့တွဲပြီးတော့သုံးလို့ရတယ်အခုဒီမှာကြည့်မယ် data.iloc ဆိုပြီးကျွန်တော်ဒီအဆင့်ထိရောက်နေပြီကျွန်တော်ကဘာလုပ်ချင်လဲဆိုရင်ဒီထဲကနေထပ်ပြီးတော့ data တခုကိုကျွန်တော်ကဆွဲထုတ်ချင်တယ်ဆွဲထုတ်ချင်တယ်ဘယ်လိုဆွဲထုတ်မလဲဆိုရင်ကျွန်တော် filter လေးကိုသုံးလိုက်မယ်ဒီအဆင့်ထိရောက်နေရဆိုရင်သူ့ထဲကနေပြီးတော့ကျွန်တော် index ကိုထပ်ပြီးတော့ဆက်ထုတ်လို့ရတယ် filter တွေကိုထပ်လုပ်လို့ရတယ်ဥပမာအနေနဲ့ကျွန်တော်ပြောမယ်ဆိုရင် data ရဲ့3ဆိုတဲ့ကောင်ကိုကျွန်တော်က column 3ဒီ column 3ရဲ့ကနေပြီးတော့5ထက်ကြီးရဲ့ဗာလေ row တွေကိုဆွဲထုတ်ချင်တယ် column 3 5ထက်ကြီးရဲ့ကောင်လေးဆိုတော့အဲ့ဒါဆိုရင်ဘာဖြစ်မလဲဒီ3ခုကိုပေးလိုက်မယ်ဟုတ်တယ်ဒီကောင်ကဒီလိုလုပ်တယ်ဘာလို့လဲဆိုရင်ဒီအဆင့်ထိကဒီဟာလေးရောက်နေပြီနောက်အဆင့်ကဘာလဲနောက်အဆင့်ကဘာလဲအဲ့ဒီကမှ column 3က5ထက်ကြီးရဲ့ကောင်လေး row တွေဒီကောင်လေးဖြစ်လိမ့်မယ်စမ်းကြည့်မယ် column 3 5ထက်ကြီးရဲ့ကောင်လေး column 3ကဒီ2ထက်2ဖြစ်နေတော့အဲ့ကောင်မယူလာပဲနဲ့ row တွေဒီကျွန်တော်5ထက်ကြီး column 3 5ထက်ကြီး row တွေကိုပဲဆွဲထုတ်တာဒီလိုမျိုးဖြစ်လိမ့်မယ်โอเคဒါကြောင့်ကျွန်တော်ပြောချင်တာဒီလိုမျိုးဆက်ပြီးတော့အဲ့လိုမျိုးဆက်ပြီးတော့တွဲပြီးတော့တုံးလို့ရတယ်အခုဆိုလို့ရှိရင်လေဒီတွေကနေမှကျွန်တော်ထပ်ပြီးတော့ဆွဲထုတ်ချင်တာရှိရင်ဆွဲထုတ်လို့ရဥပမာအနေနဲ့ကျွန်တော်ပြမယ်ဒီထိရောက်နေအခုကဒီမှာဒီလိုရောက်နေကျွန်တော်ဘာလုပ်ချင်လဲဆိုရင် uta ကိုဆွဲထုတ်ချင်တယ်ဘာသုံးမလဲ loc ကိုသုံးမယ်ဒီမှာလာပြီးတော့ဆက်ပြီးတော့ဒါမှမဟုတ်လို့ရှိရင်လေ loc ကိုသုံးလို့ရတယ်အခုကကျွန်တော် loc ကိုသုံးမယ် loc ကိုသုံးရင်ဘာဖြစ်မလဲကျွန်တော်တို့ uta ကိုကျွန်တော်ဆွဲထုတ်ချင်တာဆိုတော့ uta ကိုထည့်ပေးရမယ် uta line ကိုဒီမှာဘာဖြစ်လဲဒီကိုရောက်နေအဲ့ဒီအနေမှာကျွန်တော်ဆွဲထုတ်ချင်ထပ်ပြီးဆွဲထုတ်လို့ရမယ် loc ဆွဲပြီးတော့ထုတ်မယ်ဘာလဲကျွန်တော်တို့ဒီမှာ series ရောက်နေဆိုကျွန်တော်က2ကိုထုတ်လိုက်မယ်အဆုံးထိအဲ့လိုမျိုးတက်မှာဆက်ပြီးတော့သွားလို့ရတယ်ဆိုတာကိုပြောချင်တာဒီကအခုကျွန်တော်ပြနေရဲ့အခုဒီ panda data အမျိုးအစားမှာမဟုတ်ဘူးရှေ့မှာကျွန်တော်တို့ပြောခဲ့တဲ့ဒီ Python ရဲ့ Yoda နဲ့ list တို့ Jupyter တို့မှာဆိုလို့ရှိရင်လေအတွင်းနေတယ်အဲ့လိုယူဆွဲသွားပြီးတော့တခုချင်းစီဆွဲထုတ်လို့ရတယ်နော်အဲ့ဒါကိုပြောချင်တာပြီးတော့နောက်ထပ် tips လေးတစ်ခုကျွန်တော်ထပ်ပြီးတော့ပြမယ်ဒီမှာ data 3ဆိုပြီးတော့ကျွန်တော်ပုံမှန်အဖြစ် column ကိုဒီလိုမျိုးဆွဲထုတ်လို့ရတယ်ဆိုပြီးတော့ကျွန်တော်ပြောရလေဟုတ်တယ်မ column ဆွဲထုတ်ရင်ဒီလိုမျိုးဟောဆိုပြီးတော့ပြောတယ်အဲ့လို column ကိုဒီ data တွေကနေဆွဲထုတ်တဲ့အခါမှာအခုလိုမျိုး column ဆွဲတဲ့ဒီလိုမျိုးမဟုတ်ပဲနောက်ထပ်နီလန်တစ်ခုကျွန်တော်ဘာလုပ်လို့ရသေးလဲဆိုရင် dictionary ပုံစံလိုမျိုးဆွဲထုတ်တာဒါတော့ရှေ့မှာလဲကျွန်တော်ဗီဒီယိုမှာလဲပြောခဲ့ရပါတော့ .three ဆိုတဲ့ဟာအတူတူပဲနော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုလေးထည့်ကြရမလို့ဒါပေမဲ့ဒီကောင်ကပြဿနာရှိရဆိုပြီးတော့လဲကျွန်တော်ပြောခဲ့တယ်တခါတလေကြားလို့ရှိရင်ပုံမှန် Python မှာရှိရ function တွေပဲဖြစ်ဖြစ်ဒီ Panda မှာရှိရ function နာမည်တွေပဲဖြစ်ဖြစ်အကောင်တွေနဲ့တွားတိုက်နေရဆိုလို့ရှိရင်ဘာလို့လဲဆိုရင် method တွေကလည်းဒီလိုမျိုးပဲသုံးတာဥပမာ data. ဆိုပြီးကျွန်တော်ဒီလိုလုပ်မယ်ဆိုလို့ရှိရင်ဒီမှာ data.add ဆိုပြီးကျွန်တော်ဒီမှာ add ဆိုတဲ့ဒီ method လေးရှိရဟုတ်တယ်ဒီ add ဆိုတဲ့ method လေးရှိရအဲ့ကောင်ကကျွန်တော်ရဲ့ပုံမှန်ဖြစ်ဒီ method လေးနော်တခါရင်ဘာဖြစ်နိုင်လဲဆိုကျွန်တော်တို့ရဲ့ဒီ column နာမည်တွေမှာ add ဆိုတဲ့ဒီ column နာမည်လေးရှိနေ label ဆိုပြီးရှိနေဆိုပြီးသဘောထားအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါအဆင်မပြေဘူးတိုင်ပတ်နိုင်တယ်နော်အဲ့ဒါကိုပြောချင်တာအခုတော့ရှိမနေတော့သုံးလို့ရမရှိနေဘူးဆိုရင်တော့သုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့လေအကောင်းဆုံးကတော့ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ရေးတာပို့ပြီးတော့ကောင်းတယ်နော်အဲ့ဒါကိုပြောချင်ဒါကတော့ရှေ့ကdata ဗီဒီယိုမှာလည်းကျွန်တော်နည်းနည်းအကြမ်းဖျင်းပြောခဲ့ရတဲ့တယ်ဒီမှာသတိပြုရမယ့်အချက်လေးတစ်ခုကျွန်တော်ပြောမယ်ဒီ boolean indexing ဒီ boolean array ဒီလိုပုံစံမျိုးတွေဒီလိုပုံစံမျိုးကိုကျွန်တော်တွေကဒီ loc နဲ့တော့တွဲပြီးတော့ boolean array တွေကို loc နဲ့တွဲဖက်ပြီးတော့အသုံးပြုနိုင်လေ iloc နဲ့အတွဲဖက်ပြီးတော့အသုံးပြုလို့မရပါတဲ့အဲ့ဒါဘာလို့ပြောလဲဒီလိုပုံစံလိုမျိုးเนาะကျွန်တော်တို့ boolean filtering လုပ်တယ်เนาะ data.loc ဆိုပြီးတော့အတွင်းထဲမှာကျွန်တော်တို့ filter လာလုပ်တယ်เนาะ loc ဆိုပြီးတော့ကျွန်တော် filter လာလုပ်တယ် column နံပါတ်3ကဒီ column 3ကနှစ်ထက်တူတယ်ဒါမှမဟုတ်ကြီးရယ်ဆိုတဲ့ကောင်လိုမျိုးအဲ့ဆိုရင်ဒီလို row တွေရပြောချင်တာအဲ့လိုမျိုးကို iloc နဲ့လုပ်လို့မရဘူးဆိုပြီးပြောချင်တာအဲ့ဒီလိုလုပ်ကြည့်မယ်ဆိုရင်ကျွန်တော်ဘာဖြစ်မလဲ error တက်လိမ့်မယ်နော် location based boolean indexing cannot use in indexable masking အနေနဲ့အဲ့ဒါသုံးလို့မရဘူးဒီကောင်ကိုကျွန်တော်တို့masking နဲ့ ilocate နဲ့ဒီတွဲပြီးတော့သုံးလို့မရအောင်နော်အဲ့ဒါပြောချင်တာရှိတယ်အဲ့တော့
နောက်ထပ်ဒီမှာကျွန်တော်နီလန်းနေ indexing လုပ်တဲ့နီလန်းနေအခုဒီမှာ data frame ဆိုပြီးဒီဟွာလေးနဲ့ကျွန်တော်တို့တွဲပြီးတော့သုံးမယ်ဆိုရင် data frame အတွက် indexing လုပ်တဲ့ဟာဒီ data ကိုတွဲသုံးမယ်ဆိုရင်အဲ့ဒါ column ကို indexing လုပ်ခြင်းဖြစ်တယ် okay LOC နဲ့သုံးမယ်ဆိုလို့ရှိရင်တော့ပထမတန်ဖိုးက row တွေဖြစ်တယ်နော်ပြီးရင်ဒုတိယတန်ဖိုးပါလာပြီဆိုလို့ရှိရင် row ကောမှာ column ဖြစ်တယ်နော် ILOC လည်းအဲ့လိုပဲဒီ row ဖြစ်မယ်ပြီးရင်ဒုတိယတန်ဖိုးပါလာပြီဆိုရင် row နဲ့ column အဲ့လိုဖြစ်လိမ့်မယ်နောက်ထပ်ဒီမှာရှိတာကျွန်တော်ဘာရှိလဲဆို AT နဲ့ IAT ဆိုပြီးတော့ရှိမယ်နော်ဒါအဲ့ဒီကောင်တွေကကြတော့တန်ဖိုးကိုကျွန်တော်တို့တစ်ခုပဲထုတ်ရင်သုံးတယ်နော်ခုနကျွန်တော်တို့ဟိုဒီ Jordan LOC တို့ ILOC တို့ကကြတော့ column 3ခုတို့နော် column တစ်ခုတက်ပိုတဲ့ကောင်တွေတပြိုင်နက်တည်းထုတ်လို့ရတယ်ဒါပေမဲ့ AT ဆိုတဲ့ကောင်ကကြတော့ AT IAT ကကြတော့ column row အဲ့ဒီကနေတန်ဖိုးတစ်ခုတည်းကိုပဲကျွန်တော် single တန်ဖိုးတစ်ခုပဲကိုထုတ်လို့ရတယ်အဲ့တော့သူကကြောင့် row နဲ့ column row ကောမှာ column အမြဲတွဲသုံးမိရမယ်နော် row နဲ့ column အဲ့ဒီကတန်ဖိုးတစ်ခုတည်းကိုပဲတွဲပြီးတော့ဟိုထုတ်လို့ရမယ်အဲ့ဒီကောင်ကပုံမြန်တယ်တန်ဖိုးတစ်ခုတည်းကိုဆွဲထုတ်ခြင်းတဲ့အခါမှာအဲ့လို AT IAT နဲ့ဆွဲထုတ်တဲ့အခါမှာတော့ပုံမြန်တယ်နော် column တစ်ခုလုံးမဟုတ်ဘူး row တစ်ခုလုံးမဟုတ်ဘူးတန်ဖိုးတစ်ခုတည်းအဲ့ row ရဲ့အဲ့ column ရဲ့တန်ဖိုးကိုဆွဲထုတ်ခြင်းနဲ့ဆိုရင် AT IAT နဲ့တုံးတယ်သူကပုံမြန်တယ်နော်အဲ့ဒါကိုပြောချင်တာOkay အဲ့ဆိုရင်ကျွန်တော်နောက်ထပ်သဘောတရားတစ်ခုကိုကျွန်တော်ပြောကြမှာဖြစ်တယ်ဒီတစ်ခေါက်မှာပြောမယ့်ဟာကြတော့ဒီတင်ချာတွက်တာနဲ့ပတ်သက်ပြီးတော့ဗောနော်တင်ချာတွက်တာနဲ့ပတ်သက်ပြီးတော့ဒီပန်တာမှာကျွန်တော်တစ်ချက်ဟိုပြောကြည့်ကြမယ်ဗောနော်တော့တင်ချာတွက်ရင်းနဲ့ဒီ data alignment data တွေ auto align ဖြစ်သွားတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ကြမယ်အခုကျွန်တော်တို့ဒီမှာ S1 S2 ဆိုပြီးတော့ကျွန်တော် series လေးနှစ်ခုလုပ်ထားတယ် S1 ရှိမယ်ပြီးရင်ကျွန်တော် S2 ရှိမယ်ဒီမှာကြည့်မယ်ဆိုရင်ဘာတတိထားမိမလဲဆိုရင် ACDE ဒီကောင်ရဲ့ index က ACD S1 index က ACDE S2 ရဲ့ index ကကြတော့ ACEFG တခုနဲ့တခုမတူ ACDE ACEFG ကျွန်တော်ဘာလုပ်ချင်လဲဆိုအဲ့နှစ်ခုကိုကျွန်တော်ပေါင်းချင်တယ် S1 နဲ့ S2 နဲ့ကိုကျွန်တော်ပေါင်းမယ်အဲ့ဆိုရင်ဘယ်လိုပေါင်းမလဲ DA နဲ့ DA နဲ့ပေါင်းမယ် C နဲ့ C နဲ့ပေါင်းမယ်ပြီးဒီမှာတတိယတစ်ခုက D ဖြစ်နေတာ DE D အဲ့ D နဲ့ E နဲ့ပေါင်းပါလားအဲ့လိုမျိုးဖြစ်မှာလားအဲ့ဒါအခုပြဿနာနော်ဘယ်လိုလုပ်မှာလဲအဲ့ဒါဆိုလို့ရှိရင်တူမတူတာနော်အဲ့ဆိုရင်ကျွန်တော်ဒီမှာပန်တာရဲ့သဘောတရားဘာလဲဆိုလို့ရှိရင်အရန်ကို flexible ဖြစ်တယ်အရန်ကောင်းတယ်သူ့ဘာသူ auto ကျွန်တော်ညှိစရာမလိုဒီလိုမျိုးပေါင်းတာလှုပ်လိုက်တာနဲ့ဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီမှာရှိရဲ့ A နဲ့ဒီမှာရှိရဲ့ A နဲ့တွားညီရဲ့ဒီ C နဲ့ C နဲ့ညီရဲ့ဒီကဒီမှာရှိရဲ့ဒီမှာမရှိဘူးမလားမရှိဘူးဆိုရင်ပေါင်းလိုက်တဲ့အခါမှာပေါင်းလို့မရတော့နန်းဖြစ်သွားတယ်တန်မိုးပျောက်နေတဲ့တန်မိုးဖြစ်သွားလိမ့်မယ်အဲ့လိုမျိုးဒီမှာ E ရှိရမလား E နဲ့ E နဲ့ညီရော E ပေါင်းမယ်ဒီဘက်မှာ F နဲ့ G နဲ့ရှိရဲဒီ F နဲ့ G နဲ့ဒီဘက်မှာရှိမနေဘူးတွေ့လားအဲ့ဒါဆိုရင်ဘာဖြစ်သွားမလဲပေါင်းလို့မရတော့အကုန်လုံးကအကောင်တွေက missing value none အနေနဲ့ဖြစ်သွားအောင်เนาะအဲ့တော့ဒီကောင်ကိုကျွန်တော်ပေါင်းကြည့်မယ် S1 S2 ဆိုတော့ပေါင်းတော့ဘာဖြစ်သွားလဲ ACD ဒီ index တွေအကုန်ဝင်မယ်เนาะ AC ပြီး D EFG အဲ့လိုမျိုး C လိုက်မယ်ဒီမှာကျွန်တော်တို့ထပ်မနေတဲ့ကောင်တွေအကုန်လုံးဒီလိုမျိုး C ပြီးသားဖြစ်မယ် index တွေကအဲ့လို C မယ်ပြီးပေါင်းတဲ့အခါမှာ A နဲ့9.3နဲ့ဒီအနှုတ်2.1နဲ့ပေါင်းမယ်ဒီလိုပုံစံ C ရှိမယ် C အနှုတ်2.5နဲ့ D က C 3.6နဲ့ပေါင်းမယ်ပြီး D က 3.4 ဒီမှာမရှိတော့ဘာဖြစ်သွားလဲ D က none ဖြစ်သွားမယ်နော်အဲ့လိုမျိုးပဲ E F G ကဒီမှာရှိတယ်ဒီမှာမရှိတော့ none ဖြစ်သွားအဲ့ကောင်တွေက auto alignment အခုဒီမှာ data index ညှိရဲဆိုတာအဲ့ဒါကိုပြောတာ index တွေက auto ညှိလိုက်တာနော်အခုဒီမှာကျွန်တော်တို့သိတာမှာကျတော့ index တစ်ခုကနော်ကျွန်တော်တို့ရဲ့ဒီတစ်ခုမှဒီ data တစ်ခုမှရှိရဲနောက်တစ်ခုမှမရှိဘူးဆိုရင်ဘာဖြစ်လဲအဲ့ဒီကောင်တွေကအဲ့တန်မိုးတွေက none ဖြစ်သွားလိမ့်မယ်နော်အဲ့ဒါကိုတော့တည်ထားဖို့လိုတယ်ရှိနေတဲ့အတူတူနှစ်ခုလုံးမှာနှစ်နေရာလုံးမှာရှိနေရဆိုလို့ရှိရင်တော့ကျွန်တော်တို့တင်ချာဒီတွက်ချက်မှုကသူ့ဘာသူ automatic ညှိပြီးတော့လှုပ်ဆောင်လိမ့်မယ်နော်အဲ့ဒါကိုတည်ဖို့လိုတယ်နောက်ကျွန်တော်ဗာပြောမလဲဆိုရင် data frame နဲ့ပြောမှာအခုက series တွေပေါင်းတာကျွန်တော်အဲ့ဆိုရင် data frame နဲ့ပေါင်းမယ်အတူတူပဲ data frame နေဆိုလို့ရှိရင်လည်းအဲ့ဒီသဘောတရားပဲသူ့ဘာသူ auto ညှိပြီးတော့ပေါင်းလိမ့်မယ်အရင်ဆုံးကျွန်တော် df1 ရှိမယ်ပြီးရင် df2 ကျွန်တော်တို့ရှိမယ်နော်အခုကျွန်တော်တို့ပေါင်းမယ်data frame ဘာလို့ပေါင်းမလဲဆိုရင် df1 နဲ့ df2 တွေကိုကျွန်တော်တို့ပေါင်းမယ်အဲ့လိုပဲ label တွေမတူတဲ့ကောင်တွေထပ်တူမကြတဲ့နေရာတွေကနန်းနေဖြစ်လိမ့်မယ်တူတဲ့ကောင်တွေကပေါင်းသွားလိမ့်မယ် okay ohio b ဒီမှာ ohio b ရှိလား ohio b ရှိရဲအဲ့တော့အဲ့3ညာနဲ့ဒီ3နဲ့ပေါင်းလိမ့်မယ်ကျွန်တော်ဒီဘက်ကနေစကြည့်မယ်နော်ပြီး ohio c ဒီမှာ c column မရှိဘူးလား ohio c column မရှိအဲ့နေရာနန်းတစ်ခုလုံးဖြစ်လိမ့်မယ်ပြောမယ်ဆိုရင်ဒီ C column ကဒီမှာမရှိဘူးဆိုတော့အဲ့ C column တစ်ခုလုံးကတော့နန်းဖြစ်နေမယ်ဒီပျောက်နေတဲ့တန်ဖိုးဖြစ်နေမယ်ဆိုတော့သိတာအဲ့လိုမျိုးပဲဒီမှာ E column ကဒီမှာဒီဘက်မှာ data frame 1မှာမရှိဘူးလားမရှိအဲ့ column တစ်ခုလုံးလည်း E ဖြစ်ဟိုကျွန်တော်တို့နန်းတန်ဖိုးပျောက်နေတဲ့တန်ဖိုးတွေဖြစ်နေလိမ့်မယ်နော်အဲ့လိုမျိုး
ပြီးရင် row တွေလည်းအဲ့လိုလိုက်ပြီးစစ်ကြည့်လိုက်မယ်ဒီဘက် row မှာရှိတဲ့ကောင်ဒီဘက် row မှာမရှိ Ohio Texas Colorado နော် Ohio Texas Colorado ရှိပြီဒီမှာတချို့နေရာမှာမရှိဘူးအဲ့ဒီကောင်တွေအကုန်လုံးနန်းဖြစ်သွားလိမ့်မယ်နော်တစ်ခုနဲ့တစ်ခုနှစ်ခုလုံးတိုက်နေမှာလေနန်းမဖြစ်မှာအဲ့လိုတိုက်နေတဲ့ကောင်က Ohio ရဲ့ဒီ BT ရှိမယ်နော်ဒီမှာဟို Texas ရဲ့ BT ရှိမယ်ကြံတဲ့ကောင်တွေအကုန်လုံးကတနေရာမှာပဲရှိပြီးတော့တနေရာမှာမရှိတော့အကုန်နန်းဖြစ်နေလိမ့်မယ်အဲ့ဒါကိုကျွန်တော်ဥပမာတစ်ခုနဲ့နောက်ထပ်ပြီးကြည့်ကြည့်မယ်ဟုတ်ဒါဆိုရင်ကျွန်တော် index တွေမရှိဘူးကျွန်တော်ဒီမှာဟို index နာမည်တွေမရှိဘူးအဓိကဟိုပါပဲเนาะဒီ column နာမည်တွေပဲအခုဒီမှာ data frame 1မှာ A ဒီမှာ B အဲ့နှစ်ခုကိုပေါင်းနေဆိုရင်အကုန်လုံးနန်းဖြစ်သွားလိမ့်မယ်ဟုတ်တယ်ဒီတစ်ကလည်းဒီမှာ column A မရှိတော့လာပေါင်းလို့မရဘူးဒီနှစ်ကလည်းဒီမှာ column A မရှိတော့လာပေါင်းလို့အဲ့လိုမျိုးဒီ column B ကလည်းဒီနေရာမှာ column B ဆိုရရှိပြီเนาะလာပေါင်းလို့မရဘူးသူတို့နှစ်ခုကိုပေါင်းရင်အချင်းချင်းပေါင်းလို့မရတော့အကုန်လုံးနန်းနေဖြစ်ကုန်လိမ့်မယ် A B ဆိုပြီးကျွန်တော်တို့ဒီပေါင်းတဲ့ဒီ column ဟိုဟာလေးထပ်သွားမယ်ဒါပေမဲ့လည်း column လေးတိုးလာလိမ့်မယ်ဒါပေမဲ့လည်းအကုန်လုံးဟိုပေါင်းမှုမရှိတော့နန်းဖြစ်သွားလိမ့်မယ်အဲ့တော့ဒါပေမဲ့ကျွန်တော်တစ်ခုလောက်လို့ရတာဘာလဲဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်နော်အဲ့လိုပေါင်းလိုက်တဲ့အချိန်မှာမရှိတဲ့တန်မိုးတွေကနန်းဖြစ်သွားတာနဲ့ပတ်သက်ပြီးကျွန်တော်မလို့ချင်ဘူးဘာလို့လဲဆိုအဲ့ဒါ information တွေပျောက်သွားပြောမယ်ဆိုတနေရာမှာရှိရတနေရာမှာတော့မရှိဘူးတနေရာမှာတော့ရှိနေတာပဲလေအဲ့ဒါကိုတနေရာမှာမရှိဘူးဆိုတာနဲ့အကြောင်းပြချက်တစ်ခုနဲ့အဲ့တန်မိုးတွေကိုလုံးဝဟိုဖြတ်ပလိုက်တာနော်ကျွန်တော် information တွေပျောက်သွားတယ်လို့မျိုးဖြစ်လိုက်တာတကယ်ကြရင်အစင်းနေပြေမနေဘူးအဲ့တော့ကျွန်တော်ကဘာလုပ်ချင်တာလဲဆိုတခါကြောက်ရှင် okay ဒီမှာကြည့်ကြည့်မှာပေါ့နော်ဒီကောင်လေးမှာကြည့်ကြည့်မှာOIU ရဲ့ C မှာတန်မိုးတစ်ခုရှိရယ်ဒီမှာမရှိဘူးဆိုရင်အဲ့တန်မိုးကိုကျွန်တော်3ညဆိုပြီးတော့ယူပြီးတော့ပေါင်းလိုက်ချင်တယ်နော်1နဲ့3ညနဲ့ပေါင်းတော့ဒီမှာနန်းမဟုတ်ပဲနဲ့တစ်ဖြစ်နေလိမ့်မယ်တစ်ဖြစ်ချင်တယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ဖန်တီးမှသာလင်းအဆင်ပြေမှာအခုလိုမျိုးအရာရာနန်းဖြစ်သွားတဲ့ပတ်သက်တာကိုကျွန်တော်မလို့ချင်ဘာလို့လဲအဲ့ကောင် information တွေပျောက်ပြက်ကုန်တာကျွန်တော် data ရဲ့ information တွေပျောက်ပြက်သွားတာအဲ့တော့မရှိတဲ့နေရာကိုကျွန်တော်3ညအနေနဲ့အစားထိုးပြီးမှကျွန်တော်ပေါင်းခြင်းနဲ့အဲ့သဘောတရားတွေကိုကျွန်တော်ဖန်တီးလို့ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်ကြည့်ကြမယ် df1 အဲ့တော့ဒီကောင်တွေကတော့ကျွန်တော် non value တွေမပါသေးဘူးကျွန်တော်ဒီ mb.arrange ဆိုပြီးအကုန်လုံးရှိအောင်ဖန်တီးလာတာဆိုတော့အဲ့တော့ကျွန်တော်အစမ်းပြဖို့အတွက်ဒီ data frame 2ရဲ့ဒီ row number 1ကျွန်တော်တို့ column B ကိုကျွန်တော်ဘာလုပ်မလဲဆိုရင် nan တန်မို့ mb.nan ဆိုရင် nan တန်မို့အနေနဲ့အစားထိုးလိုက်မှာအခုဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့တွေကဒီမှာဟို row index နာမည်တွေတော့မရှိဘူးเนาะမရှိလို့ကျွန်တော်ကဗာလဲ LOC မှာကျွန်တော်တစ်ဆိုပြီးတော့သုံးလို့ရတစ်သုံးတာเนาะအဲ့လိုမရှိဘူးဆိုလို့ရှိရင် LOC ကဒီတစ်ဆိုတာဒီကျွန်တော်ရဲ့ position ဟိုနေရာ index ဖြစ်နေလိမ့်မယ်ဘာလို့လဲဆိုရင်ဘာမှရှိမနေလို့เนาะမရှိဘူးဆိုရင် LOC ကဒီတစ်ဆိုပြီးတော့သုံးခြင်းကဘာဖြစ်လဲဒီကောင်တစ်နေရာဆိုပြီးတော့ဖြစ်သွားလိမ့်မယ်เนาะဘယ်လိုဖြစ်တစ်နေရာရဲ့ဒီ column B ကိုကျွန်တော်တို့ပြောင်းခြင်းအဲ့တော့ကျွန်တော်တို့ရဲ့ data frame ကိုတစ်ချက်ပြန်ကြည့်ကြည့်မယ် data frame 1ဒီလိုဖြစ်မယ် data frame 2ကဒီလိုဖြစ်မယ်เนาะကျွန်တော်ရဲ့ဒီ data frame 2ရဲ့ column ဒီ row number 1ဒီ B เนาะ B နေရာကဘာဖြစ်မလဲ nan ဖြစ်နေလိမ့်မယ်အဲ့ nan ကိုကျွန်တော်တို့ဟိုအဆင်ပြေအောင်တစ်ခုခုလုပ်ချင်တာအဲ့တော့အရင်ဆုံးကျွန်တော်ဒီတိုင်းရိုးတန်းပေါင်းကြည့်မယ်ဆိုရင်ဘာဖြစ်လဲဒီကောင်ကတော့ဒီ column number sorry row number 1 B ရဲ့ nan ဖြစ်နေ B ရဲ့ nan ဖြစ်ဒါပေမဲ့ row number 1ဒီမှာ B က9ဖြစ်နေတယ်เนาะအဲ့တော့9နဲ့ nan နဲ့ပေါင်းလိုက်တော့ပေါင်းလို့မရဒီကောင်က nan ဖြစ်နေတာเนาะအောက်ကကောင်တွေကတော့ဒီတိုင်းနှစ်ခုလုံးမှာတစ်ခုမှရှိတစ်ခုမှမရှိကောင်ဒီကောင်တွေနဲ့ nan ဖြစ်နေအဲ့တော့ကျွန်တော်ကဘာလုပ်မလဲဆိုရင်ဒီမှာကြည့်မယ်เนาะ data frame 1နဲ့2ကိုဒီလိုပေါင်းတာမဟုတ်ဘဲねကျွန်တော်တို့တွေကဘာ function ရှိလဲဆိုရင်အပေါင်း df2 အစားကျွန်တော်ဘာလုပ်လို့ရလဲဆိုလို့ရှိရင် .add s ဆိုတဲ့ method ပေါင်းတာချင်းအတူတူပဲဒါပေမဲ့ဒီလိုပေါင်းမယ် df1.add df2 ဆိုကျွန်တော်ဒီလိုမျိုးပေါင်းကြည့်မယ်အဲ့ဒါအတူတူပဲဒီလိုပေါင်းတာနဲ့ဒီလိုပေါင်းတာနဲ့အတူတူပဲဒီလိုအပေါင်းလက္ခဏာနဲ့ပေါင်းတာရဲ့ဒီလိုကျွန်တော် method နဲ့ပေါင်းတာအတူတူပဲဒါပေမဲ့လေဒီ s ဆိုတဲ့ method မှာဆိုလို့ရှိရင်ဒီလိုပေါင်းခြင်းအပြင်ကျွန်တော်ဘာလုပ်လို့ရလဲဆိုရင် comma ဒီမှာ face value ဆိုတဲ့ဟာကိုလာထည့်လို့ရပြီ face value ဆိုတဲ့ဒီ argument လေးရှိရယ် parameter လေးရှိရယ်အဲ့ဒါဘာလုပ်တာလဲဆိုလို့ရှိရင်ပေါင်းတဲ့အခါမှာမရှိနေတဲ့တန်မိုးတွေအခုလိုမျိုးနန်းတန်မိုးတွေကိုဘာလုပ်မလဲဒီလိုမရှိနေတဲ့ကျွန်တော်ပျောက်နေတဲ့တန်မိုးတွေကိုတုံညနဲ့အစားထိုးလိုက်တာအဲ့တော့ခုန9ဒီမှာတော့ကျွန်တော်ဒီမှာဒီ9နဲ့ဒီနန်းနဲ့ပေါင်းတဲ့အခါမှာဒီကောင်ကတုံညဖြစ်ပြီးတော့ပေါင်းတဲ့အခါမှာ9ကိုပြန်ရလိမ့်မယ်ကြံတဲ့ဒီညာဘက်မှာရှိတဲ့ဒီကောင်တွေလည်းအဲ့လိုပဲဖြစ်သွားအောက်ဆုံးမှာဒီကောင်တွေအကုန်လုံးကလည်းကျွန်တော်တို့ဒီလိုဖြစ်နေလိမ့်မယ်โอเคတနည်းအားပဲကြည့်ကြည့်မယ်ခုနကျွန်တော်ပြောနန်းတလားနန်းကို9နဲ့ပေါင်းတော့ရှေ့ရလိုမျိုး9မို့ဟိုဟာမဟုတ်ပဲနန်းမဟုတ်ပဲ9ပြန်ရလိမ့်မယ်အခုဒီကောင်လေးဆိုလို့ရှိရင်လေဒီ e column ဒီမှာရှိမနေဘူးတလားမရှိနေတော့ဘာဖြစ်လဲ4 9 14 19က
ရှေ့မှာတော့ဆိုရင် nan ဖြစ်နေတဲ့ကောင်นี่ဒါပေမဲ့လည်းသူ့အတိုင်း491419ပြန်ရလိမ့်မယ်ဒါ s ဆိုတဲ့ function ကိုသုံးပြီးတော့ကျွန်တော်တို့ face value တန်ဖိုးတွေကိုဖြည့်ပြီးတော့ပေါင်းလို့ရတယ်ဆိုတာကိုပြောချင်တာနော်ကျွန်တော်နောက်ထပ်ဒီမှာဟိုဗုဒ္ဓအနေနဲ့ပြောချင်တာကဒီလို add တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဟို multiply တို့နော်ဒီ mul တို့ပြီးရင် div ဆိုရင်စားတာအဲ့လိုမျိုးတွေမှာဘာရှိလဲဆိုလို့ရှိရင်ဒီလို r ဆိုတဲ့ရှေ့မှာ r လေးကပ်ပြီးတော့တခုရှိရဲ့အဲ့ဒါဘာလဲဆိုရင် reverse လုပ်တာ reverse ဆိုတာကျတော့ဟိုပြောင်းပြန်လုပ်လိုက်တာအခုဒီမှာကျွန်တော် data frame 1.add ဆိုပြီးတော့ရေးရဆိုရင် data frame ကို data frame 2ကလာပေါင်းတာအဲ့သဘောမျိုးအကယ်၍ကျွန်တော် radd ဆိုတဲ့ပုံစံမျိုးလုပ်လိုက်တယ်ဆိုရင်ဘာဖြစ်သွားလဲဆိုရင်ဒီကောင်ကပြောင်းပြန် data frame 2မှာ data frame 1ကသွားပေါင်းတာအဲ့တော့ပေါင်းတာကတော့အဲ့ဒါပြဿနာမရှိဘူးဒါပေမဲ့ဥပမာကျွန်တော်စားတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြမယ် data frame 1ကိုကျွန်တော်က rdiv တစ်ဆိုပြီးတော့ကျွန်တော်လုပ်လိုက်တယ်အဲ့ဆိုရင်ဘာဖြစ်သွားမလဲဆိုလို့ရှိရင်တစ်ကို data frame 1ကသွားစားတဲ့ပုံစံလိုမျိုးဖြစ်သွားအောင်เนาะအဲ့ဒါဘာနဲ့တူလဲဆိုလို့ရှိရင်တစ်ကိုကျွန်တော်ဒီလိုမျိုးစားတာနဲ့တူတယ် data frame 1နဲ့စားတာဒီလိုစားတာเนาะအဲ့လိုမျိုးစားခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့ကဘာလုပ်လို့မရဘူးလဲ tit.div ဆိုပြီးတော့အဲ့လို data frame 1ဆိုပြီးအဲ့လိုလုပ်လို့မရဘာလို့လဲ tit ဆိုတာ data frame ဟုတ်မနေလို့ဒီလိုပုံစံမျိုးနဲ့ရေးလို့မရဘူး tit ဆိုတာရိုးတန်းကိန်းကနန်းဖြစ်နေဒါပေမဲ့လည်း tit ကိုတော့ကျွန်တော် data frame နဲ့သွားစားခြင်းနဲ့1နဲ့သွားပြီးတော့စားခြင်းနဲ့ဒီလိုပုံစံမျိုးထွက်ခြင်းနဲ့ tit ကိုသွားစားခြင်းအဲ့လိုလုပ်မယ်ဆိုရင်ကျွန်တော်ဘာလုပ်ရလဲဆိုရင်ဒီလိုပုံစံမျိုးရေးမှရမယ် data frame 1.rdiv တစ်အဲ့ဒါဘာပဲ data frame 1ကိုတစ်နဲ့လာစားတာမဟုတ်ပဲနဲ့เนาะရိုးတန်း div ဆိုလို့ရှိရင်တော့တစ်နဲ့လာစားလိုက်မယ်ဒါပေမဲ့ rdiv ဆိုရင်ဘာဖြစ်လဲတစ်ကို data frame 1နဲ့သွားစားတဲ့ပုံစံလိုမျိုးဒီလိုဖြစ်သွားလိမ့်မယ်ဒါနဲ့ဒီလိုပုံစံမျိုးနဲ့တူတူပဲဖြစ်သွားလိမ့်မယ်ဒါကတော့ဟို r ဆိုတဲ့ reverse ဆိုတဲ့ဟာသဘောတရားနဲ့ပတ်သက်ပြီးတော့ပြောတာသူကကျတော့ပြောင်းပြန်လှန်လိုက်တာเนาะ data frame 1ကိုတစ်နဲ့စားမှာမဟုတ်ဘူးတစ်ကို data frame 1နဲ့သွားစားအဲ့လိုပုံစံဒါကတော့ဟို r လေးတွဲသုံးလို့ရတယ်ဆိုတာပြောပြတာကျွန်တော်တင်ချာဆိုင်ရအဲ့ method လေးတွေအပေါင်းနှုတ်အမြောက်စားဒီလိုမျိုးသုံးလို့ရဒီလို function လေးရှိရယ် add rf မှာပေါင်းတဲ့ဟာတွေပြီးရင် sub ဆိုတာကြောင့်နှုတ်တာပြီးရင် div ဟိုဟာအဲ့ဒါလေးတော့ကျွန်တော် power ဆိုလဲအဲ့လိုပဲเนาะ power ဆိုလဲကျွန်တော်ထပ်ညွှန်းတင်တာဒီလို function လေးရှိရယ်အပေါင်းနှုတ်အမြောက်အစားလက္ခဏာအစားဒီလိုမျိုးတွဲသုံးလို့ရတယ်သူတို့ကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ feature လေးကပို့ပြီးတော့စုံလာအောင်ခုနဒီ rdiv အဲ့လိုမျိုးပုံစံမျိုးရှိတယ်လို့မျိုးကျွန်တော်ဒီတန်ဖိုးလေးတွေကိုဖြည့်ပြီးတော့ပေါင်းတာမြောက်တာစားတာအဲ့ဒါတွေလည်းလုပ်လို့ရဆိုပြီးပြောချင်တာเนาะ okay နောက်တစ်ခုကျွန်တော်ပြောမှာကြတော့ဒီ data frame နဲ့ series ကြားလှုပ်ဆောင်ချက် operation between data frame နဲ့ series တွေကြားမှာကျွန်တော်တို့တွက်ချက်မှုတွေလုပ်တာနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ပြောမယ်တို့ရဲ့ dimension ကမတူတော့ data frame က 2D series က 1D အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘယ်လိုတွက်ချက်မှုကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်ကြမယ်ပေါ့နော် okay ဒီမှာကျွန်တော်တို့အရင်ဆုံးဒီလိုလေးဟို array လေးတစ်ခုကျွန်တော်လုပ်မယ်ဥပမာအနေနဲ့ကျွန်တော်တို့ဟို numpy မှာလည်းအဲ့လိုပဲ numpy မှာလည်းမတူညီတဲ့ dimension တွေပေါင်းလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဟိုရှေ့က numpy video မှာပြောခဲ့အဲ့တော့အဲ့လိုမျိုးပဲကျွန်တော်ဟို numpy နဲ့အရင်ဥပမာပြဖို့ numpy ဒီလိုမျိုးလုပ်တယ်ကျွန်တော်ပြီးရင် ar0 ဆိုပြီးကျွန်တော်ဒီလိုလုပ်တယ်အဲ့တော့ကျွန်တော်ကဘာလုပ်ချင်တာလဲဆိုလို့ရှိရင် arr အနှုတ် ar0 ဆိုပြီးကျွန်တော်လုပ်ချင်တာဒီတန်မိုးတွေကိုဒီတန်မိုးသွားပြီးတော့နှုတ်ချင်တာနော်ဒီတန်မိုးတွေကိုဒီတန်မိုးသွားပြီးတော့နှုတ်ချင်တာအဲ့တော့ကျွန်တော်ဒီလိုမျိုးရေးလိုက်တယ် arr အနှုတ် ar0 ဆိုပဲရေးလိုက်အဲ့ဆိုရင်သူ့ရဲ့ original ဒီကျွန်တော်တို့ရဲ့သူ့ရဲ့ broadcasting သဘောတရားအရာကျွန်တော်တို့ numpy မှာပြောခဲ့တဲ့ broadcasting သဘောတရားအရာဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ3 1 2 4 5 6ခွန်ကျွန်တော်ဒီလိုရေးမယ်ပြီးအခုကျွန်တော်တို့လာပေါင်းချင်တာကြောင့်ဒီတန်မို့3 1 2 3ပုံမှန်တိုင်းတင်ချာဒီကျွန်တော်တို့ matrix ပုံစံတည်းတင်ချာအနေနဲ့ဆိုလို့ရှိရင်တော့ဒီကောင်ကပေါင်းလို့မရအောင်နော်ဒီကောင်ကဒီလိုမျိုး3 1 2ဘာလို့လဲဆိုအရွယ်တူမှပေါင်းလို့ရ matrix တွေအရွယ်တူမှပေါင်းလို့ရနော်အခုဆိုရင်မတူဒီကောင်ကကျတော့ဒီကျွန်တော်တို့ 3/4 matrix ပေါ့နော် row 3ခု column 4ခုဒါကကျတော့ဒီကျွန်တော်တို့ row တစ်ခုပဲရှိတာအဲ့တော့ဒါပေမဲ့လည်းကျွန်တော်ကဒီကောင်ကို numpy မှာပေါင်းလို့ရတယ် numpy မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ကောင်ကိုပေါင်းလို့ရအောင်လုပ်လို့ရတယ် numpy မှာကျတော့အဲ့လိုကောင်မျိုး automatic ဒီပေါင်းလိမ့်မယ်ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်ဒီတိုင်း3 1 2 3ဒီကောင်ကိုလာပေါင်းတယ်ဒီနေရာတွေမရှိဘူးမှာအဲ့တော့ तू ကဘာလုပ်လဲဆိုရင် तू က auto လာညှိရယ်3 1 2 3ကိုဟိုဘက်ကပေါင်းလို့တဲ့ကောင်နဲ့အရွယ်ကိုကျွန်တော်လာပြီးတော့ညှိပြီးတော့ပေါင်းတဲ့ပုံစံဖြစ်တော့အဲ့တော့ဘာဖြစ်သွားလဲဆိုရင်ဒီ3 1ဒီ3 1ပေါင်း1နဲ့1နဲ့ပေါင်း2နဲ့2နဲ့ပေါင်းအခုကနှုတ်တာမှာလားအဲ့တော့နှုတ်တာဆိုလို့ရှိရင်ကျွန်တော်3 1 3 1နှုတ်1တဲ့1ကိုနှုတ်2နဲ့2ကိုနှုတ်3နဲ့3ကိုနှုတ်ဒီ4ကနေပြီး3 1ကိုနှုတ်5ကနေပြီး1ကိုနှုတ်အဲ့လိုပုံစံလိုမျိုးဟိုအရွယ်အစားကိုသူက auto ညှိလိုက်တာနော်ဒီအရွယ်အစားတိုင်းညှိပြီးတော့မှကျွန်တော်ပေါင်းတဲ့ပုံစံsorry နှုတ်တဲ့ပုံစံဖြစ်သွားနော်အဲ့ဒါအဲ့ဒီသဘောတရားကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုလို့ရှိရင်ဒီ numpy မှာ broadcasting လုပ်တယ်ဆိုပြီးတော့ခေါ်တယ်။ဘာလဲဆိုရင်ကျွန်တော် broadcasting ဒီလိုပေါင်းတယ်
broadcasting လုပ်တယ်ဆိုပြီးတော့ခေါ်တယ်နော်အဲ့ဒါနံပိုင်မှာကျွန်တော်ပြောခဲ့အခုကျွန်တော်ပြောချင်တာကြတော့ဒီ Panda မှာလည်းအဲ့လိုပဲဒီကျွန်တော်တို့ရဲ့ data frame တို့ဘာလို့မှာလည်းအဲ့လိုပဲပေါင်းလို့ရတယ်နော်ခုနလိုမျိုးကျွန်တော် data frame မှာဟို series ကိုလာပေါင်းခြင်းအဲ့လိုပုံစံမျိုးနဲ့ပေါင်းအခုကျွန်တော်ဒီမှာဒီလိုလေးလုပ်ထားတယ် BDE Utah Ohio Texas Oregon ဆိုပြီးတော့ရှိရယ်ကျွန်တော် series လေးတစ်ခုလုပ်လိုက်မယ်အဲ့တော့ series ကဘာလဲဆိုရင်ဒီ frame နဲ့က iLocate ဒီ3 row 3ကိုယူလိုက်တာ Utah 3.3.1တင်အဲ့ဒါလေးကိုယူလိုက်တာအဲ့ဆိုရင်ဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီ Utah အတွက်3.1ဒီဟာလေးရမယ်အဲ့တော့ကျွန်တော်ကလာပေါင်းမယ်လာနှုတ်မယ်နော်ဟို frame အနှုတ် series ကိုနှုတ်မယ်ဆိုရင်ကျွန်တော်ဘာဖြစ်သွားမလဲဆိုလို့ရှိရင်ခုနကျွန်တော်ပြောတယ်လို့မျိုးဒီကောင်လေးကျွန်တော်ယူလာမယ်နော်ခုနကျွန်တော်တို့နံပိုင်မှာလောက်တယ်လို့မျိုးသူကဘယ်လိုဖြစ်သွားလဲဆိုရင်ခုနပထမ3.1ရှိရမှာလားအဲ့ကောင်ကဘယ်လိုဖြစ်သွားလဲဆိုရင်ဒီလိုဖြစ်သွားတာ3.1ဒီမှာလဲ3.1သူ့ဘာသူ automatic နေရာလာချမယ်ဒီကောင်လဲ3.1ဒီဘက်က column အရေးအတွက်တိုင်းလာပြီးတော့ဟောဖြစ်သွားမယ်ပြီးတော့နှုတ်မယ်နော် frame နဲ့3.3နှုတ်တစ်ကနည်းနည်းနော်ဒီ3ကနေ3ကိုနှုတ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ဖြစ်သွားလိမ့်မယ်အဲ့တော့စမ်းကြည့်အောင်မဟုတ်လားနော်နှုတ်လိုက်တယ်ဒီ3က3ကိုနှုတ်ထားဆိုမရှိဘူးဒီမှာ4က1ကိုနှုတ်ထားဆို3ပဲပြန်ရတယ်ပြီး5 2ကိုနှုတ်ထားဆို3ပဲပြန်ရတယ်အဲ့လိုပုံစံမျိုးနေနဲ့ကျွန်တော်ဖြစ်သွားလိမ့်မယ်โอเคဒါကြတော့ဟို broadcasting သဘောတရားအရာဒါပေမဲ့ကျွန်တော်ကအခုဒီမှာဘာလုပ်ချင်လဲဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော်ကဒီလို row တစ်ခုကိုယူပြီးတော့အဲ့လိုမျိုး row like အဲ့လိုမျိုးပေါင်းတာမဟုတ်ဘဲねကျွန်တော်ကဘာလုပ်ချင်လဲဆိုလို့ရှိရင်ဒီလို column တစ်ခုကိုယူလိုက်မယ် column တစ်ခုကိုယူပြီးတော့အဲ့ column ကိုလာပြီးတော့ broadcast လုပ်ပြီးတော့ဒီ column အလျောက်ဒီလိုမျိုးပုံစံဒီလိုလာပြီးတော့အဲ့လိုလုပ်ပြီးတော့ကျွန်တော်တို့တွေကပေါင်းချင်တယ်အဲ့ဒါဆိုလို့ရှိရင်ရောဘယ်လိုလုပ်မလဲအခုကကြောင့် default အနေနဲ့ကျွန်တော်တို့ပြောလို့မျိုး default ကအမြဲတမ်းဖြစ်နေလိမ့်မယ်အဲ့ဒါကိုတစ်ချက်ကျွန်တော်ကြည့်အောင်အခုယူတဲ့အချိန်မှာခုနဆိုလို့ရှိရင်ဒီ row ကိုယူပြီးအဲ့ row တွေကိုလာပြီးတော့ပေါင်းတာဟုတ်တယ်မှာ row ချင်းစီလာပေါင်းတယ်အခုကျွန်တော်တို့ဘာလုပ်မလဲဆိုရင် column တွေအလျောက် column တွေမှာလာပြီးတော့ပေါင်းချင်တယ်နော်အဲ့ဒါကိုကျွန်တော်တို့တစ်ချက်ကြည့်ကြမယ်အခုကျွန်တော်ကဒီမှာ series 3ဆိုပြီးယူလိုက်တယ်ဒီတစ်ခေါက်မှာကျွန်တော်တို့ယူတာကြတော့ဒီ frame D ကိုယူလိုက်တယ်ဒီ column နံပါတ် D ကိုကျွန်တော်ယူလိုက်တယ်ဒီမှာကျွန်တော်ဟို frame ကိုပြန်ပြီးတော့ပြမယ်ဒီကောင်ကျွန်တော်ရဲ့ frame ဟိုကျွန်တော်က D ကိုယူလိုက်တယ်ဆိုတာဒီ column ကိုယူလိုက်တာနော်အဲ့ column ကိုယူပြီးတော့ကျွန်တော်ကလာပေါင်းခြင်းနဲ့ column အလျောက်လာပြီးတော့ပေါင်းပါအဲ့ဒါဆိုရင်ကျွန်တော်တို့တွေကဘာလုပ်ကြလဲဆိုလို့ရှိရင်ခုနကလိုမျိုးရိုးတနအနှုတ်ကိုသုံးလို့မရတော့ဘဲねကျွန်တော်ဘာသုံးရလဲဆိုလို့ရှိရင် sub ကိုဒီ file ကျွန်တော်ရဲ့ဒီ method ကိုလာပြီးတော့သုံးရတော့မယ်ခုနလိုမျိုးပေါင်းတာတို့နှုတ်တာတို့အဲ့လိုမျိုးလာပြီးတော့ပေါင်းရမယ်အခုကကျွန်တော်ကဗျောင်းပြန်လုပ်ချင်လို့ခုနမူလဟိုဟာလိုမျိုးဒီလိုလေးတွေယူပြီးတော့เนาะဒီလိုလေးတွေယူပြီးတော့ကျွန်တော်လာပေါင်းတာမဟုတ်ပဲねဒီလို down လိုက်ယူပြီးတော့လာပေါင်းချင်တာအဲ့လိုပေါင်းမယ်ဆိုရင်ကျွန်တော်တို့က exit ကိုဒီလိုမျိုး function သုံးရမယ်ပြီးရင် default မဟုတ်ပဲね exit ကို index ဆိုပြီးတော့ကျွန်တော်တွေပြင်ပေးရမယ်နော် exit ကိုကျွန်တော် index အနေနဲ့လုပ်ပေးရဆိုလို့ရှိရင်အဲ့ကောင်ကဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ဒီလိုပုံစံမျိုးဖြစ်သွားကျွန်တော်ယူတာက1 4ခွန်30ဒီအဲ့သူကဒီကောင်ကိုကျွန်တော်လာပေါင်းမယ်ဆိုတော့အခုကကြောက်ဒီ column အလျောက်သွားပေါင်းမှာဒီ1ကဒီကောင်နဲ့ပေါင်းမယ်ဒီ4ကဒီလိုပေါင်းမယ်เนาะအဲ့လိုမျိုးပုံစံ1ကဒီဟာနဲ့ပေါင်းပြီး4ကဒီ1.3ညနဲ့အဲ့လိုပေါင်းမှာမဟုတ်ဘဲねအခုလိုပေါင်းမှာเนาะအဲ့တော့သူ့ရဲ့အရေးအတွက်တိုင်းကျွန်တော်တို့ဒီကောင်လေးကဒီလို copy ဖြစ်မယ်အဲ့လိုဖြစ်ပြီးတော့ဒီကျွန်တော်တို့ဒီကောင်နဲ့ပေါင်းမယ်เนาะအဲ့လိုပုံစံမျိုးအဲ့ဒါကိုကျွန်တော်တို့ဒီမှာ index ဆိုပြီးကျွန်တော်ပြောင်းမိရတယ်เนาะအဲ့ဒါလေးသိဖို့လိုတယ်ဒါကတော့ဟိုအခြေခံအနေနဲ့ကျွန်တော်တို့ဟိုပေါင်းတဲ့အခါမှာဒီ broadcasting automatic ဒီ broadcasting ဖြစ်ပြီးတော့ align ဖြစ်ပြီးတော့ပေါင်းတဲ့သဘောတရားဖြစ်တယ် okay နောက်ထပ်သဘောတရားတစ်ခုသွားမယ်ကျွန်တော်တို့ဒီမှာ function application and mapping ဆိုပြီးတော့function များအသုံးပြုခြင်းနဲ့ဒီ mapping လုပ်ခြင်းအဓိကပြောမယ်ဆိုကျွန်တော် ufan เนาะဟို numpy မှာကျွန်တော်တို့လုပ်ခဲ့တဲ့လိုမျိုးဒီ factorize operation တွေလုပ်တဲ့အခါမှာသုံးတဲ့ဒီ function တို့ဘာလို့သဘောတရားတွေကိုကျွန်တော်တို့ပြောမှာဖြစ်တယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်ဒီမှာဒီဟာရှိရယ်เนาะ frame equal to pd.frame ဆိုတော့ကျွန်တော်ဒီလို data လေးလုပ်လိုက်တယ်ကျွန်တော်ပုံမှန်အဖြစ်ဒီကောင်ကို factorize operation တွေဆိုပြီးကျွန်တော်တို့ခေါ်တယ်မှတ်မိလားရှေ့ကကျွန်တော်မမှတ်မိရင်ပြန်ကြည့်လိုက်နော်ဟို factorization ဆိုပြီးခေါ်တယ် factorization ဆိုတာဘာလို့တာလဲဆိုရင်ကျွန်တော်တို့ဒီပုံမှန်အဖြစ် for loop လိုမျိုးသုံးပြီးတော့တန်ဖိုးတစ်ခုချင်းစီတွက်ချက်တာမဟုတ်တော့ဘဲနဲ့တန်ဖိုးတွေကိုတစ်ပြိုင်နက်တည်းတွက်ချက်တဲ့ဒီ function တွေကိုကျွန်တော်တို့အသုံးပြုတာနော်အဲ့ဒါ factorization ဆိုပြီးခေါ်တယ်အဲ့ဒီထဲမှာကျွန်တော်ဒီမှာအကြမ်းပြပြ numpy မှာရှိရဒီ abs ဆိုတဲ့ function လေးကိုကျွန်တော်သုံးကြည့်မယ်ဟိုABS ဆိုတာကြောင့် absolute function เนาะ absolute function တွေကိုကျွန်တော်ဒီ frame ဆိုတဲ့ကောင်လေးထည့်လိုက်တယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုရင်ဒီလိုပုံစံလိုမျိုးအဓိက absolute function ကဘာလို့တာလဲဆိုရင်အနှုတ်လေးဖျောက်ပေးရ
နော်ဒီအနှုတ်ရှိရတန်မိုးဆိုရင်အနှုတ်ရှိရတန်မိုးတွေကိုဖျောက်ပေးတာဒီမှာဆိုရင်ပျောက်သွားလိမ့်မယ်နော်ကြံတဲ့အပေါင်းပုံဟိုတန်မိုးတွေကတော့အတူတူပဲအဲ့တော့အခုကျွန်တော်ပြောချင်တာပါလဲဆိုဒီလို ABS လိုမျိုး function မျိုးအဲ့လို ABS မဟုတ်ပဲねခုန ADD add တို့ပါအဲ့ကောင်တွေကုန်းကလေကျွန်တော်ရဲ့ vectorize ဟွာတွေပဲဒါပေမဲ့သူတို့ကကြတော့မူလဒီ panda မှာရှိပြီးတဲ့ numpy မှာရှိပြီးတဲ့ function တွေဖြစ်တယ်ကျွန်တော်တို့တွေကအဲ့ဒါအပြင်ကိုကျွန်တော်ကိုယ့်ဘာကိုလိုချင်တဲ့ဒီသဘောတရားတွေကိုပုံဖော်ခြင်းတွက်ချက်မှုတွေကိုပုံဖော်ခြင်းနဲ့ vectorize operation တွေကိုပုံဖော်ခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ function လေးတွေကိုပြုလုပ်သွားမှာဖြစ်တယ်ရိုးတန်းတဲ့ Python function လေးတွေနဲ့ဟိုစင်တူပဲဒါပေမဲ့အသုံးပြုနေရနည်းနည်းလေးကွာတယ်အဲ့တော့ကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိရင်ဒီမှာဒီဟာလေး function လေးတစ်ခုလုပ်ထားတယ် function လေးတစ်ခုလုပ်ထားတယ် function လေးတစ်ခုဒီကောင်ကကြောင့်8ဆိုတဲ့တန်မိုးတွေကိုတန်မိုးကိုလက်ခံမယ်လက်ခံလို့ရှိရင်အဲ့ဒီတန်မိုးရဲ့ဒီကျွန်တော်အကြီးဆုံးတန်မိုးရဲ့အငယ်ဆုံးတန်မိုးရဲ့ကိုနှုတ်ပေးတာနော်ပြောရမယ်ဆိုရင်ဒီကောင်ကဘာလဲဆိုရင်ကျွန်တော်ဟို statistic သဘောတရားအနေနဲ့ပြောမယ်သူ့ကိုကျွန်တော်က range ရှာရဆိုပြီးပြောချင်တယ်ပြောလို့ရတယ်ပေါ့နော်အကြီးဆုံးတန်မိုးကနေပြီးတော့အငယ်ဆုံးတန်မိုးကိုကျွန်တော်ထုတ်ပေးတာအဲ့တော့ဒီကောင် X လေးကဘာဖြစ်မလဲဆိုရင်ကျွန်တော်ရိုးတန်းတန်းဟိုကိန်းကနန်းလေးတစ်ခုမဟုတ်ဘူးကိန်းကနန်းအများကြီးဖြစ်နေလိမ့်မယ်အဲ့လိုအများကြီးဖြစ်နေလို့ရှိရင်အများကြီးတည်းကမှအကြီးဆုံးကိန်းကနန်းရဲ့အကြီးဆုံးဟိုအသေးဆုံးကိန်းကနန်းကိုကျွန်တော်နှုတ်မှာအဲ့တော့ဒီကောင်ကိုကျွန်တော်တွေကဒီ Python ရဲ့ရိုးတန်းတန်း function မဟုတ်ဘဲနဲ့ Panda ရဲ့ခုန vectorize operation function လိုမျိုးကျွန်တော်တို့လုပ်ချင်တာနော်ပြောချင်တာဒီ f ဆိုတဲ့ function လေးကိုကျွန်တော်တို့ကဗမာလာသုံးချင်ဆိုဒီ frame မှာလာပြီးတော့သုံးချင်တာအခုကျွန်တော် frame ပြောမယ်ဆိုရင်ဒီ column တစ်လျှောက် okay b column ဒီ b ရဲ့1.3ရဲ့ဒီကောင်ရဲ့ဒီကောင်ရဲ့ဒီကောင်အဲ့၄ခုကိုဒီမှာလာထည့်မယ်ပုံစံလိုမျိုးပြီးရင်နောက်၄ခုကိုလည်းဒီမှာလာထည့်မယ်အဲ့တော့ column အလျောက်ဒီကျွန်တော်တို့ရဒီထဲမှာလာပြီးတော့တန်ဖိုးလာဝင်နေစေချင်တာနော်အဲ့ဆိုရင်ဘယ်လိုလုပ်မလဲကျွန်တော်ကြည့်ကြမယ်ရိုးရှင်းတယ် frame.apply ဆိုတဲ့ဒီကျွန်တော်တို့ method ကိုသုံးရမယ်အခုကျွန်တော်ပြောမှဒီ apply ဆိုတဲ့ဒီ method အရန်ကိုအရေးပါတယ်အရန်ကိုအသုံးများတယ်သုံးပြီးတော့ခုနကျွန်တော်ပြုလုပ်ထားတဲ့ function လေးရှိရမှာလားအဲ့ကောင်လေးကိုဒီမှာလာထည့်လိုက် f1 function ဖြစ်တယ်ဆိုပြီးဒီလိုမျိုးလုပ်တာမဟုတ်ဘူးเนาะဒီလိုခွင့်သာခွင့်မိတ်ထည့်ကြမလို့တွားကြောင့် function parameter အနေနဲ့ထည့်တာလုံးလိုက်တယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့ဒီမှာဒီ b ဆိုတဲ့ column အတွက်เนาะ b ဒီကောင်ဘယ်လိုဖြစ်လဲကျွန်တော်တစ်ဆင့်ချင်းကြားအရင်ဆုံး b ဆိုတဲ့ column လေးအဲ့တန်မိုးလေးကဒီတန်မိုးလေးကို b ဆိုတဲ့ column ကဒီတန်မိုးလေးကိုလေအဲ့လေးခုကဒီထဲကိုဝင်လာလိမ့်မယ်ဝင်လာပြီးတော့ဘာလုပ်မလဲအဲ့လေးခုတွေကအကြီးဆုံးတန်မိုးအခုဆိုရင်အကြီးဆုံးတန်မိုးကဘယ်လောက်လဲဒီလောက်1.4နဲ့499တက်အဲ့ဒါအနှုတ်ပြီးရင်အနည်းဆုံးအသေးဆုံးတန်မိုးကဘယ်လောက်လဲအနှုတ်ဒီလောက်ဟုတ်တယ်မလားအဲ့ဒါကိုနှုတ်လိုက်ပြီးတော့ဘာဖြစ်မလဲဆိုရင်1.486လေးကိုပြန်ပေးတာမပြီးသေးဘူးကျွန်တော်တို့ရဒီကောင် U-fan ဖြစ်တဲ့အခါကျတော့ဒီ column လေးတစ်ခုအတွက်ပဲလုပ်မှာမဟုတ်နောက် column တစ်ခုကိုရောက်လာတယ်ရှိသမျှ column တွေအကုန်လုံးအတွက်ကိုဒီကောင်ကနေပြီးတော့လုပ်လိမ့်မယ်နောက် column တစ်ခုဒီလေတန်မိုးလေးခုရဲ့ဟာကိုအကြီးဆုံးရှာမယ်အငယ်ဆုံးရှာမယ်နှုတ်ပေးမယ်အဲ့လိုပုံစံမျိုးအနေနဲ့ကျွန်တော်တို့လုပ်တာအရန်မိုက်တယ်ဒီလိုလုပ်တဲ့ဟာအရန်လည်းအသုံးများလို့ဟိုဒါပေမဲ့ beginner တွေကတော့အဲ့လောက်ကြီးမသုံးတတ်ကြဘူးဒါပေမဲ့လည်းကျွန်တော်တို့အရန်ကိုသုံးဖို့အဆင်ပြေတဲ့ဟာဖြစ်တယ်အခုဒီမှာတစ်ခုကြည့်မယ်ဆိုရင်ကျွန်တော်တို့တွေကအခုလောက်သွားတဲ့ဟာဒီတန်မိုးလေးကဒီ apply ဆိုတဲ့ကောင်လေးကိုဝင်သွားတော့သူ့ရဲ့ဒီတက်ရောက်မှုကဘယ်လိုဖြစ်လဲဆိုရင် b ဆိုတဲ့ column d ဆိုတဲ့ column e ဆိုတဲ့ column အဲ့လိုမျိုးအနေနဲ့သွားတယ်ဒါပေမဲ့ကျွန်တော်လုပ်ချင်တာကဘာလဲဆိုရင်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်စမ်းကြည့်ချင်တာဘာလဲဆိုအဲ့လိုမျိုး column အလိုက်မသွားပြန်ဒီလို row လိုက်သွားခြင်းတယ် shooter ဒီ၃ခုတွေကနေပြီးတော့အကြီးဆုံးနဲ့အငယ်ဆုံးရှာ row တစ်လျှောက် row အဲ့လိုပုံမျိုးသွားအဲ့ဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုရင် frame.apply က default mode တော့ပဲねကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင် exit ကို column အနေနဲ့ကျွန်တော်တို့သတ်မှတ်လိုက်မယ် exit ကို column အနေနဲ့သတ်မှတ်တယ်အဲ့တော့ပြောချင်တာကကျတော့အခုဒီလို column ဆိုပြီးရေးပေးမယ်ကျွန်တော်ဒါ row တစ်ကြောင်းချင်းစီကိုသွားမှာနော် column ဆိုတာဘာလို့ပြောလဲ column တန်မိုးတွေဆိုပြီးပြောချင်တာကျတော့ဒီ column ဒီကောင်လေးရဲ့ဒီ column b column မှာရှိတဲ့ဒီကောင်လေးဒီ column မှာရှိတဲ့ဒီကောင်အဲ့ကြောင့်နည်းနည်းပြောင်းပြန်ဖြစ်တယ်လို့ဖြစ်နေတာနော်ပြောင်းပြန်ဖြစ်လို့ဖြစ်နေတာဒါပေမဲ့လည်းအခုလို column ဆိုပြီးရေးရတာကဗာလဲဒီလို row တစ်ခု ohio ဆိုတဲ့ row တစ်ခုအဲ့လိုမျိုးအလျားလိုက်ကိုရှာမှာဒီကောင်အလျားလိုက်ဆိုတာပို့ပြီးမှန်တယ်အဲ့ဆိုရင်ကျွန်တော်ဒီမှာ4 row ရှိတော့4 row ရဲ့တန်မိုးတွေကိုကျွန်တော်တို့ရမယ် okay အဲ့ဒါပြောချင်တာဒါကြောင့် apply function ကိုသုံးတာအဲ့တော့ apply function ကိုနောက်ထပ်ဒီအစမ်းသုံးပြတာတွေရဒါကြောင့်ဘာလုပ်မလဲဆိုရင်အဲ့လိုဝင်လာတဲ့ခါမှာကျွန်တော်တို့က series အနေနဲ့ဒီတန်မိုးတစ်ခုတည်း main ဒီလိုမျိုးနှုတ်ထားတဲ့တန်မိုးတစ်ခုတည်းကိုပေးတော့မှာမဟုတ်ဘဲနဲ့ဗာလဲ main ရယ် mass ရယ်တန်မိုးနှစ်ခုကိုပေးချင်တာပေးတော့အဲ့ဒီကောင်ကိုကျွန်တော်က series အနေနဲ့ပြန်လုပ်လိုက်တာတန်မိုးဟိုအသေးဆုံးနဲ့အကြီးဆုံးတန်မိုးနှစ်ခုကိုပြန်ပေးမယ်အဲ့တော့သူတို့မှာလည်း index တွေလည်းရှိတယ်အဲ့လိုပုံစံလိုမျိုး f2 ဆိုတဲ့ function 2ဆိုတဲ့ဟာလေးကျွန်တော်လုပ်တယ်ပြီးတော့ဘာလုပ်လဲဆိုရင်frame.apply f2 ဆိုပြီးကျွန်တော်လုပ်လိုက်တယ်
နော် F2 ကို live apply လုပ်မှာအဲ့ဆိုရင်ဘာဖြစ်မလဲဆိုရင် main mask ကိုပြန်ပေးရ BDE column အတွက်ကဲပြီးသားကျွန်တော်ကဒီကောင်ကိုဒီမှာ exit ကကျွန်တော်တို့ column ဆိုပြီးတော့ရေးလိုက်တယ်ဆိုလို့ရှိရင်เนาะပြောင်းပြန်နော်ဒီမှာဒီလိုမျိုး user ohio တက်ဆက်အတွက် main mask ကိုအဲ့လိုပြန်ပေးလိမ့်မယ်အဲ့ဒါကြောင့်ကျွန်တော် apply ဆိုတဲ့ function ကိုသုံးတာအဲ့တော့ apply ဆိုတဲ့ function ကိုပြောရဆိုရင်ကျွန်တော်နောက်ထပ်နီးလန်းတစ်ခုကအခု apply ဆိုတဲ့ function ကိုပြောရစီ apply ဆိုတဲ့ function ကကျတော့ဒီလို column တစ်လျှောက် row တစ်လျှောက် column တစ်လျှောက် row တစ်လျှောက်အဲ့လိုမျိုးတော့ကိုဒီ apply function ကိုသုံးတာအဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုပြချင်တာကျတော့ဘာလဲဆိုရင်ဒီလိုတန်မိုးတစ်ခုချင်းစီကိုပြောင်းလဲမှုတွေလုပ်ချင်တယ်တန်မိုးတစ်ခုချင်းစီကိုပြောင်းလဲမှုတွေလုပ်ချင်တယ်ဆိုရင်ရောဘယ်လိုလုပ်မလဲအဲ့ဒါဆိုရင်ကျွန်တော်သုံးရတဲ့ကောင်က map ဆိုတဲ့ function ဖြစ်တယ်ဒီ method ဖြစ်တယ်နော် map ဆိုတဲ့ method ဖြစ်တယ်သူလည်းအဲ့လိုမျိုးပဲကျွန်တော်တို့ဒီမှာသူ့အတွက်ကို function လေးတစ်ခုကျွန်တော်လုပ်မယ် my format ဆိုတဲ့ကောင်တော့ဒါပေမဲ့ဒီ x ကကြောင့်ခုနကကျွန်တော်တို့ဟိုဟာလိုမျိုး apply မှာလိုမျိုး column တစ်ခုလုံး row တစ်ခုလုံးအဲ့လိုဝင်သွားမှာမဟုတ်တော့ပဲねတန်မိုးတစ်ခုချင်းစီဝင်သွားလိမ့်မယ်ဝင်သွားပြီးရင်ဒီကောင်လေးကဘာလုပ်တာလဲဆိုလို့ရှိရင်အဲ့တန်မိုးရဲ့ဒသမ2နေရာစာပဲပြန်ပေးမယ်ဆိုတဲ့ဟာကိုပြောအခုဆိုရင်ဒသမတွေအများကြီးပဲတွေ့လားဒသမတွေဒီမှာကြည့်မယ်ဆိုရင်ဒသမတွေအများကြီးပဲနော်အဲ့ဒါကိုဒသမ2နေရာစာပဲယူပြီးတော့ return လုပ်မှာတန်မိုးအကုန်လုံးကိုအဲ့ကောင်ကပြောင်းလိုက်မှာဒီမှာဒါလေးကိုအရင် run ဒီမှာဒသမ2နေရာစာဖြစ်သွားရင်နော်ဒီ map ဆိုတဲ့ကောင်ကကြောက်ပါလေတန်မိုးတစ်ခုချင်းစီကိုသူကဝင်ပြီးတော့လုပ်လိုက်မယ်နော်ဒီ function လေးကတက်ရောက်လိမ့်မယ်ပြောရင်ဒီ function လေးလာတက်ရောက်လိမ့်မယ်အဲ့ဒါကိုပြောချင်တာအဲ့တော့ကျွန်တော်တို့ဒီနေ့တော့ဒီညမှာပဲရက်ကြမယ်ပေါ့နော်နောက်ဗီဒီယိုမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ panda နဲ့ပတ်သက်ပြီးတော့ဘယ်လိုအကြောင်းအရာမျိုးတွေလာမလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်စောင့်ကြည့်ကြမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ပြီးတွေ့ကြမယ်နော်